ကော်မရှင်ရွမ်9000ရဖို့အတွက်နဲ့အစာအိမ်နဲ့ဦးလန်းချောင်းနည်းနည်းရောင်ရမ်းရုံပဲရှိတယ်ကျွန်တော်ကြောင့်လေးကိုမတမာတဲ့တိရစ္ဆာန်ဆရာဝန်တယောက်ကကုလို့မရတဲ့ယောဂဆိုးကြီးဖြစ်နေပြီဆိုပြီးမှားယွင်းယောဂရှာဖွေခဲ့ပါတယ်သူကကျွန်တော်ကိုပတ်စံရှိပြီးဘာမှမသိတဲ့တိုးဦးကြောင့်ကြားတယောက်လို့ထင်မှတ်ပြီးဈေးပေါ်တဲ့အစိတ်တောက်ဖြစ်စေတဲ့ဆေးဝါးတွေကိုပါတိတ်တဆိတ်သွင်းပေးခဲ့တာပါဒါပေမဲ့သူမသိတာတခုကတော့ကျွန်တော်ဟာပိုင်ဆိုင်မှုတွေကိုရှင်းလင်းရေးလုပ်တဲ့နေရာမှာအထူးပြုတဲ့ထိတ်တန့်အနေနဲ့စီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင်တယောက်ဖြစ်နေတာပါပဲကျွန်တော်က AACC ပြုံးလျက်နဲ့ဖုန်းထဲကဗီဒီယိုမှတ်တမ်းခလုတ်ကိုနှိပ်လိုက်ပြီးအာမခံချက်အပြန်အလှန်သဘောတူစာချုပ်တစ်ခုကိုသူစီကမ်းပေးလိုက်ပါတယ်3ရက်ကြာမှာတော့သူဟာကျွန်တော်ကိုနှစ်နာကြီးရွမ်9000အထိပေးလို့ခဲ့ရရုံနဲ့မကပဲသူ့ရဲ့နာမည်ကုန်သတင်းကိုလည်းသူ့လက်နဲ့သူဖျက်ဆီးပစ်လိုက်ရပါတော့တယ်မနက်6နာရီမှာပေါင်20လောက်အလေးချိန်ရှိပြီးမျိုးရိုးတက်တဲ့ချန်ပီယံမိန်ကိုအမျိုးအစားကျွန်တော်ကြောင့်လေးပေါက်စီလာကကော်စောပုံမှာမှောက်ခုံကြီးလဲလျောင်းနေပါတယ်သူဟာမကြေညက်သေးတဲ့အသားစိမ်းတွေကိုအန်ထုတ်ထားပြီးမှိုင်တွေခြောင်ကျနေပုံမှာပဲသူအနှစ်သက်ဆုံးအချောက်ခံမုံတွေကျွေးတာတောင်မှကိုတစ်ချက်များမလှုပ်ရှားနိုင်ရှာပါဘူးကြောင့်ကိုအယူမှုချစ်တဲ့သူတယောက်အနေနဲ့ကျွန်တော်ဟာရင်းနှီးမြှုပ်နှံမှုဘဏ်ကမနက်ခင်းအစည်းအဝေးကိုချက်ချင်းဖျက်သိမ်းလိုက်ပြီးသူ့ကိုကြောင်းထဲတဲ့တက်တာတဲ့ထက်ကားလေးပါကိုအပြည့်နှင်းပြီးမြို့ထဲမှာအကောင်းဆုံးနဲ့အဆင့်မြင့်ဆုံးလို့နာမည်ကြီးတဲ့ရွှေကျုံအထူးတန်းတိရစ္ဆာန်ဆေးရုံစီကိုတမ်းမတ်စွာမောင်းနှင်ခဲ့ပါတယ်ဒါဟာအဲ့ဒီဆေးရုံကိုကျွန်တော်ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပါပဲအဲခမ်းမကြီးကကျယ်ဝန်းလင်းထိန်နေပြီးတာယာညစ်ညောင်းတဲ့ကနဝင်တိဂီတာတန်တွေပြန့်လွင့်နေပါတယ်နေရန်တွေပေါ်မှာလည်းတောက်ပပြောင်လက်နေတဲ့လုပ်ငန်းခွင်စုတစိတ်တွေနဲ့နိုင်ငံတကာအတိမတ်ပြုလက်မှတ်တွေကိုချိတ်ဆွဲထားပါတယ်ဒါပေမဲ့အဲ့ဒီလိုခန္ဓာထဲဝါမှုတွေရဲ့နောက်ွယ်မှာတော့လူနာတွေကိုစက်ယုံသွင်းကုန်ပစ္စည်းလို့သဘောထားပြီးငွေညစ်ချင်တဲ့စီးပွားရေးသမားတွေရဲ့အနက်အသက်ဆိုးတွေကထောင်းကနေထွက်နေပါတယ်ကျွန်တော်စီကိုရှောက်လာတဲ့သူကတော့ဆေးရုံရဲ့ဒါရိုက်တာလည်းဖြစ်အဓိကအဆုရှယ်ရရှင်လည်းဖြစ်တဲ့ဆောင်းတီပြောင်ပဲဖြစ်ပါတယ်အိုးဝါဒီမိန်ကွန်းကြောင့်လေးရဲ့အယောင်သွေးကတကယ်ကိုထူးခြားတာပဲဗျာဒါပေမဲ့နည်းနည်းမိုက်နေတယ်လို့ပဲနော်ဘာဖြစ်တာလဲဟင်ဆောင်ကအသက်40ကျော်အရွယ်ဘိုက်ပူပူနဲ့ဆရာဝန်အင်ဂျီအဖြူရောင်ကိုတက်ရဝတ်ဆင်ထားပါတယ်ဒါပေမဲ့သူ့လက်ကဝတ်ကပြောင်ပြောင်လက်ရွှေအောင်ရိုးလက်စနာကြီးကသူ့ကိုအသက်ကယ်တဲ့ဆရာဝန်တယောက်ထက်ပတ်စံအမြန်ဆုံးညှစ်ထုတ်ချင်နေတဲ့အတူကြီးစားငွေချေးစားသူတယောက်နဲ့ပိုတူစေပါတယ်ကျွန်တော်မျက်မှောင်ကုပ်လိုက်ပြီးတခွဲကန်းဇက်ပွဲပေါ်ကိုကြောင်တစ်တာတင်လိုက်ပါတယ်သူဒီမနက်အသားစိမ်းတွေအန်နယ်ဝမ်းလဲနည်းနည်းသွားတယ်ပြီးတော့အားလည်းမရှိသလိုဖြစ်နေလို့ပါဒရိုက်တာဆောင်နည်းနည်းလောက်ကြည့်ပေးပါဦးသူတခုခုမှားဆမိလို့လားမသိဘူးဆောင်းတီပြောင်ကကျွန်တော်ရဲ့ပေါ်ရှိကားသောချိတ်ကိုလှမ်းကြည့်လိုက်ပြီးသူ့မျက်လုံးတွေထဲမှာလောဘရိတ်တွေချက်ချင်းဖြတ်ပြေးသွားပါတယ်အခြေခံကိုခန္ဓာစစ်ဆေးမှုဒါမှမဟုတ်ကြောင့်ရဲ့ကိုအပူချိန်ကိုတောင်မတိုင်းမဲနဲ့လက်ကိုခက်ဆက်ဆက်ဝေးရန်လိုက်ပြီးဘေးမှာရက်နေတဲ့ကြောင်းစင်းခါစားတရိတ်ဆန်ဆေးကူအလုတ်တင်ကောင်မလေးကိုအမိန်ပေးလိုက်ပါတယ်ရှောင်းချန်ဇီဝဓာတုဗေဒစစ်ဆေးမှုအပြည့်အစုံလုပ်တမှန်ရိုက်1 ပိုင်းအာထရာဆောင်းရိုက်ပြီးတော့ကူးဆက်ယောဂ၄မျိုးစစ်ဆေးမှုကိုပါတခါတည်းလုပ်လိုက်အထူးတန်းအမြန်ဆုံးစနစ်နဲ့လုပ်တော့ရှောင်းချန်ကတုံဆိုင်သွားပြီးဒရိုက်တာသူကအယုံတင်မဲ့ဥစ္စာဇီဝဓာတုဗေဒစစ်ဆေးမှုအပြည့်အစုံကြီးအထိတန်းလုပ်ဖို့ကနည်းနည်းမများလုံးဘူးလားဟင်မင်းကပိုတိတာလားငါကပိုတိတာလားဆောင်းကငောင်းငန်းလိုက်ပါတယ်ဒီနေ့ခေတ်မှာကြောင်ကူးဆက်ဗိုင်းရပ်စ်ယောဂါကတိတ်ပြီးမျိုးဗီဇပြောင်းလဲတာမြန်တာတကယ်လို့ယောဂါရှာဖွေတာနောက်ကျသွားရင်မင်းတာဝန်ယူမှာလားသွားမြန်လို့ကျွန်တော်ကတော့ဘာစကားတခုမှမပြောဘဲဘေးကနေဖြစ်ပျက်သမျှကိုစောင့်ကြည့်နေခဲ့ပါတယ်ကျွန်တော်ဟာရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရဲ့အနေနဲ့စီမံခန့်ခွဲမှုကဏ္ဍမှာ10နှစ်ကြာအောင်လုပ်ကင်လာခဲ့တာပါကျွန်တော်ရဲ့နေ့စဉ်အလုပ်ကတော့လိမ့်လဲလက်ဖြားထားတဲ့ကုမ္ပဏီစီးရင်စရာတောင်းပုံရပုံတွေကနေငွေကြေးဆိုင်ရာမယိုးသားမှုတွေနဲ့ဟာကွက်တွေကိုနှာခေါင်းဆွင့်ရှာဖွေရတာဖြစ်ပါတယ်ဆောင်းတီပြောင်ရဲ့ကလေးကစားစရာလိုလှည့်ကွက်လေးတွေကကျွန်တော်မျက်စိထဲမှာចောင်းသားလေးတစ်ယောက်ရဲ့လိမ်ညာမှုထက်တောင်ပိုပြီးအောက်တန်းကြလုံးနေပါတယ်တနာရီကြာမှာတော့ဆောင်းတီပြောင်ကဝါတာတာဖြစ်နေတဲ့စာရွက်စာတမ်းအချို့ကိုကင်ပြီးစစ်စေးရေးခန်းထဲပြန်ဝင်လာပါတယ်သူကစပွဲပေါ်ကိုအတန်ကျဲကြီးနဲ့ဖုန်းကနေစောင့်ချလိုက်ပါတယ်မစ္စတာလင်းအခြေအနေကတကယ်ကိုရင်လေးစရာပဲပြလို့သူကဟန်ဆောင်ပန်ဆောင်လေးတန်းလေးကြီးနဲ့ပြောပါတယ်ဒါကရိုးရိုးပိုက်နာတာမဟုတ်ဘူးမုတ်ချိုအိတ်ရောင်ရမ်းတဲ့ယောဂအပြင်းထန်ဖြစ်ပွားမှုနဲ့တွဲနေတဲ့ကြောင်ကူးဆက်ဗိုင်းရပ်စ်ယောဂဖြစ်နေပြီးဒီသွေးဖြူအရေးအတွက်ကိုကြည့်ဦးပြီးတော့ဒီမုတ်ချိုအိတ်ရဲ့အာထရာဆောင်းရိတ်ကိုလည်းကြည့်လိုက်ဒါဟာဘဲချိန်မစူကိုခန္ဓာအစိတ်ပိုင်းတွေအကုန်လုံးအလုံးမလုံးတော့တဲ့အထိဖြစ်သွားနိုင်တယ်သူကကျွန်တော်မျက်လုံးတွေကိုစိုက်ကြည့်ရင်းလေတံကိုပိုပြီးလေးလံအောင်လုပ်လိုက်ပါတယ်သူ့ကိုဆေးရုံချက်ချင်းတင်ရမယ်ကျွန်တော်တို့ရဲ့အထူးတန်းအပူချိန်ထိန်းဆက်ထဲကိုတန်းထည့်ရမယ်နိုင်ငံခြားကတင်သွင်းတဲ့ပြစ်မှတ်ထားကုသဆေးတွေနဲ့အထူးစီမံထားတဲ့သွေးရည်ကြီးတွေကိုစိုက်ရမယ်နောက်ထပ်ရက်ဝက်လောက်နောက်ကျသွားရင်ဒီကြောင်လေးအသက်ရှင်မှာမဟုတ်တော့ဘူးရေစရာကောင်းလိုက်တာဗျာပေါက်စီကလွန်ခဲ့တဲ့တလကတင်မဲ့သွေးတွေကခုခံအားစစ်ဆေးမှုကိုအပြည့်စုံလုပ်ထားတာဖြစ်ပြီးသူ့ရဲ့ခုခံအားပမာဏကသွေးလူလို့ရတဲ့အထိမြင့်မားနေတာပါသူကြောင့်ကူးဆက်ဗိုင်းရပ်စ်ယောဂဖြစ်เสียအကြောင်းလုံးဝမရှိပါဘူးအဲ့ဒီမုံချိုအိတ်ရိတ်ခါဆိုတာကလည်းတာမန်လူတွေကိုလှည့်စားဖို့အတွက်သုံးလေးရှိတဲ့1 byte ထဲကတာမန်လေးပွားတာပဲဖြစ်ပါတယ်ဒီလူရုပ်မှာဟာတာမန်ရွံရကနန်းပဲကြတဲ့မဲ့အစာအိမ်နာယောဂလေးကိုယွန်းတောင်းကနန်းအထိကြတဲ့မဲ့အရေးပေါ်အသက်အန္တရာယ်ဆိုးရင်ရတဲ့ယောဂကြီးတစ်ခုအဖြစ်အတင်းချက်ကားနေတာပါတကယ်လို့ကျွန်တော်တာမန်ကြောင်ပိုင်ရှင်တယောက်ဖြစ်ခဲ့ရင်အခုချိန်မှာကြောက်လန့်တကြားနဲ့ဘာမှမစင်စားနိုင်ပဲပတ်စံအိတ်ကိုဆွဲထုတ်မိနေလောက်ပါပြီတကယ်လို့ကျွန်တော်တာစိတ်လိုက်မှန်ပါလုတ်တက်တဲ့ပတ်စံရှိအိမ်မွေးသားနာလေးတယောက်ဖြစ်ခဲ့ရင်လည်းသူ့မျက်နှာကိုလက်သီးနဲ့ထိုးလူမိုက်ဆရာဝန်ဆိုပြီးဆဲဆိုကအကြောင်းကိုခေါ်ပြီးထွက်သွားမိမှာပါဒါပေမဲ့အဲ့ဒီလိုလုတ်တာကသူ့ကိုအလွယ်တကူလွတ်ပေးလိုက်တယ်လို့ဖြစ်ပါလိမ့်မယ်တက်ရှိတရဝါတွေရဲ့အသက်ရှူတန်ကိုငွေတွင်းကြီးလိုသဘောထားတဲ့လူမိုက်တွေနဲ့တွေ့တဲ့အခါအကောင်းဆုံးနည်းလမ်းကတော့ဥပဒေကြောင်းအရသူတို့ကိုအကုန်စင်နွားပစ်ပြီးတပြားမှမကြံအောင်ဒေဝါလီခံခိုင်းလိုက်တာပါပဲကျွန်တော်ကအသက်ကိုပြင်းပြင်းရှူလိုက်ပြီးဆောင်းဒီပြောင်ရဲ့လက်မောင်းကိုလက်နှစ်ဖက်နဲ့လှမ်းကင်ကကျွန်တော်အတန်ကိုတုံတုံရင်ရင်ဖြစ်အောင်အပီပြင်းတရုပ်ဆောင်လိုက်ပါတယ်ကူးဆက်ဗိုင်းရပ်စ်ယောဂဟုတ်လားဘလို့ဖြစ်လို့ဒီလိုဖြစ်ရတာလဲဒရိုက်တာဆောင်ခမ ्या ကကျွန်တော်တို့မျိုးမှာအတော်ဆုံးပညာရှင်ပဲဥစ္စာခမ ्या ကျွန်တော်ရဲ့ပေါက်စီလေးကိုမဖြစ်ဖြစ်အောင်ကဲတင်ပေးရမယ်နော်
ကျွန်တော်ကဘာမှမတတ်နိုင်တဲ့တပ်ဖို့စောင့်နေတဲ့တိုးတကောင်လိုပြုမှုနေတာကိုမြင်တော့စောင်းဒီပြောင်ရဲ့မျက်လုံးတောင်းကအစီပြင်းတွေကမထိန်နိုင်မသိမ့်နိုင်တုန်ခါသွားပါတယ်ဒါဟာမူဆိုတယောက်ကသူ့ထောင်ချောက်ထဲကိုတားကောင်တက်တက်တိုးဝင်လာတာကိုမြင်လိုက်ရတဲ့ပီတီအစ်စ်ပါပဲသူကကျွန်တော်လက်ဖမိုးကိုပုတ်ပေးပြီးတက်ပြင်းချလိုက်ပါတယ်ဆရာဝန်တယောက်ရဲ့နှလုံးသားကဂယုဏတရားအပြည့်ရှိပါတယ်ဗျာကျွန်တော်အစွမ်းကုန်စူးစမ်းပေးမှာပါဒါပေမဲ့နိုင်ငံခြားဖြစ်စေတွေနဲ့အထူးတန်းလူနာဆောင်ရဲ့ကုန်ကျစရိတ်ကမနှဲဘူးတော့တရက်ကိုရွှန်း2000လောက်ရှိပြီးသူ့အခြေအနေအရအနည်းဆုံးတစ်ပတ်လောက်တော့နေရလိမ့်မယ်ကျွန်တော်ကပတ်စံအိတ်ထဲကကတ်အမဲကိုချက်ချင်းဆွဲထုတ်ပြီးစပွဲပေါ်ကိုဖုံးကနေမြည်အောင်တင်လိုက်ပါတယ်ပတ်စံကပြဿနာမဟုတ်ဘူးအကောင်းဆုံးဆေးကိုတုံးတရွေ့ပေါက်စီယောဂပျောက်ကင်းတရွေ့ဘလောက်ပဲကုံကျွန်တော်ဂယုမဆိုင်ဘူးဖြစ်လိုက်ပါစောင်းဒီပြောင်ရဲ့မျက်လုံးတွေကဝက်2000မီတီကြီးနှလုံးလိုချက်ချင်းလင်းကနေဖြစ်သွားပါတယ်သူကအလုတ်တင်ဆရာဝန်မလေးကိုစိတ်အားထက်သန်စွာနဲ့အလောတကြီးညွှန်ကြားလိုက်ပါတယ်ကောင်းပြီမစ္စတာလင်ကတကယ်ကိုတန်ရောစင်ကြည့်ပြီးတာဝန်သိတဲ့ပိုင်ရှင်တယောက်ပဲရှောင်းချမ်းမစ္စတာလင်ရဲ့အသေးဆွဲကြောင်လေးကိုစေးရုံတင်ဖို့မြန်လှုပ်လိုက်အရင်ဆုံးစေရန်ငွေရွှန်9000အရင်ဖြတ်လိုက်သူ့ရဲ့အလုတ်ရှုပ်ပြီးလှည့်ပြန်သွားတဲ့ကြောပြင်ကိုကြည့်ရင်ကျွန်တော်မျက်လုံးထဲကထိတ်လန့်ရိပ်တွေကခြေရလက်ရမကြမ်းပျောက်ကွယ်သွားပြီးအေးဆက်ဆက်နဲ့ထက်မြက်တဲ့အရေးအယောင်တွေဝင်ရောက်လာပါတယ်စေရန်ငွေရွှန်9000ပြဿနာမရှိဘူးဒါပေမဲ့ဒရိုက်တာဆောင်ခမည်းအတွက်ကျွန်တော်ပြင်ဆင်ထားတဲ့အစပတ်လည်နေတဲ့ထောင်ချောက်စားစာကြီးကိုမျိုးချနိုင်မဲ့အစာရင်ကောင်းကောင်းရှိပါစေလို့ပဲဆုတောင်းပါတယ်တားကောင်အတွက်ထောင်ချောက်ကတော့ဆင်ပြီးပါပြီဒီလောဘစော်တက်နေတဲ့ဝက်အိုကြီး9စာကိုဘလို့ကြိုက်မလဲဆိုတာစောင့်ကြည့်အောင်ပါပဲငွေပေးချေမှုဆက်ကနေဖြက်ပိုင်းအဖြူရောင်ထွက်လာတဲ့အခါစောင်းဒီပြောင်ရဲ့မျက်နှာပေါ်ကအရေးအကြောင်းတွေကနေရောင်အောက်မှာပွင့်အားလာတဲ့တောကြပန်းကြီးတစ်ပွင့်လိုချက်ချင်းပြုံးဖြဲသွားပါတော့တယ်သူဘလို့မှမပြုံးနိုင်တော့အောင်ဖြစ်နေတာပါမစ္စတာလင်စိတ်ချပါပေါက်စီကိုဒီရွှေချုံဆေးရုံမှာထားခဲ့တာကတပြည်နယ်လုံးမှာအဆင့်မြင့်ဆုံးဒိဋ္ဌံကုသရေးဆက်ထဲရောက်သွားတာနဲ့အတူတူပါပဲရှောင်းချမ်းမင်းကလည်းမစ္စတာလင်ရဲ့အဖိုးတန်ကြောင်လေးကိုအထူးတန်းဆောင်စီပါလို့အခုထိမပို့သေးတာလဲဖြည်းဖြည်းတာလုံတော့သူ့မျက်နှာကစာအုပ်စာမျက်နှာလှန်လိုက်တယ်လို့မျိုးချက်ချင်းပြောင်းလဲသွားတာပါတစ်စက္ကန့်တုန်းကအသေးမိတ်ချတဲ့တေမင်းလိုဖြစ်နေပြီးနောက်တစ်စက္ကန့်မှာတော့ကယူနာကြီးမားတဲ့ဖျားလောင်းကြီးလိုဖြစ်နေပြန်ပါတယ်ဒရိုက်တာရှောင်းချန်ကထစ်ငုံငုံနဲ့အထူးတန်းဆောင်ကအောက်ဆီဂျင်ဆက်ကခုနကထူးထူးဆန်းဆန်းအတန်တွေမြည်နေလို့ပါသူ့ကိုတာမန်လူနာဆောင်မှာပဲအရင်ထားရမလားဟင်မစ္စတာလင်လိုဂုံတရီရှိဧည့်သည်တော်ကြီးကတာမန်လူနာဆောင်ကိုတုံးရမလားဆောင်ကရှောင်းချန်ကိုစူးစူးဝါးဝါးစိုက်ကြည့်ပြီးပါဆက်ပိတ်ထားဖို့မျက်လုံးနဲ့တတိပေးလိုက်ပါတယ်အဲ့ဒီအတန်ကအကောင်းတဲ့အောက်ဆီဂျင်ဆက်ရဲ့ပုံမှန်အတန်ပဲဥစ္စာသွားမြန်သွားပြင်ရှောင်းချန်ကတုံရင်နဲ့နောက်ထပ်စကားတစ်ခုမှမပြောရတော့ပါဘူးသူကပေါက်စီကိုပွေ့ပိုက်ပြီးနောက်ဘက်ကလူနာဆောင်စီကိုတုတ်ချေတင်ပြေးပါတော့တယ်ကျွန်တော်ကတော့မူလနေရာမှာပဲရက်ပြီးဒါတွေအားလုံးကိုစောင့်ကြည့်နေခဲ့ပါတယ်ဗန္နာရေးအန်ရီရဲ့စီမံခန့်ခွဲမှုလောကမှာကျွန်တော်တို့စီမှာအလွန်တင်းကျပ်တဲ့အန်ရီရဲ့ပုံစံသတ်မှတ်ချက်စနစ်ရှိပါတယ်ကျွန်တော်စိတ်ထဲမှာတော့စောင်းဒီပြောင်ကိုအလွန်အန်ရီအများတဲ့လိမ့်လေသူဆိုတဲ့အနီရောင်တစ်စိတ်ကြီးကတ်ထားပြီးသားပါသူကလောဘကြီးတယ်မာနထောင်လွှားတဲ့အာနာရှင်ဆန်တယ်ပြီးတော့အချက်လက်မညီမျှမှုကိုတုံပြီးအားနည်းသူတွေကိုနှိပ်စက်လေးရှိပါတယ်အဲ့ဒီလိုလူမျိုးတွေရဲ့အကြီးမားဆုံးဟာကွက်ကတော့သူတို့ကိုသူတို့အကန့်ယုံကြည်နေတဲ့မာနပဲဖြစ်ပါတယ်ကျွန်တော်အသက်ကိုပြင်းပြင်းရှူလိုက်ပြီးမျက်နှာကကြွက်သားတွေကိုညှိကအလွန်မင်းစိုးရိမ်ပူပန်နေတဲ့ပုံစံဖမ်းပြီးစောင်းဒီပြောင်စီကိုမြ мян လျှောက်သွားလိုက်ပါတယ်ဒရိုက်တာဆောင်ဒီမှာအရေးကြီးတာတစ်ခုရှိလို့ပါကျွန်တော်ဇနီးကအခုလန်ဒန်ကိုအလုပ်ကိစ္စနဲ့ခရီးထွက်နေတာပေါက်စီကိုသူကိုယ်တိုင်ပြုစုပြိုးထောင်လာတာမို့လို့ပုံမှန်ဆိုကြောင်မို့အပေါ်စားလေးတွေတောင်မကြွေးရဘူးသူအခုဖုန်းထဲမှာပေါက်စီအခြေအနေစိုးရိမ်ရတယ်လို့ကြားတော့ငိုလိုက်တာဖုန်းထဲမှာတင်မေးလဲတော့မလို့ပဲသူချက်ချင်းပဲနောက်ကျဆုံးလေရင်နဲ့ပြန်လာမယ်လို့ဆွလုပ်နေတယ်ဒါကိုကြားတော့စောင်းဒီပြောင်ရဲ့မျက်လုံးတွေကဟိုဒီကစားသွားပါတယ်သူကဒီလိုအိမ်မွေးတိရစ္ဆာန်ကိုအသက်ထက်ချစ်တဲ့ပတ်စံရှိတဲ့တားကောင်မျိုးတွေနဲ့တွေ့ဘူးနေကြဖြစ်ပုံရပါတယ်အိုးမစ္စတာလင်ခမည်းဇနီးကိုအားပေးရမယ်လေအခုလိုအချိန်မျိုးမှာမိသားစုကစိတ်အေးထားဖို့လိုတယ်ကျွန်တော်ဆောင်ရှိနေတာပဲဘာမှမစိုးရိမ်နဲ့ဒရိုက်တာဆောင်ရဲ့ထက်မြက်တဲ့စေကူတာမှုပညာရက်တွေကိုကျွန်တော်အပြည့်အဝယုံကြည်ပါတယ်လို့ကျွန်တော်ကချောချောမွေ့မွေ့ပြောလိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးတွေဆိုတာကအားကိုးရမရှိရင်ပြရာခက်တက်ကြတယ်လေဒီလိုလုပ်ရင်ကောဘလို့လဲကျွန်တော်ဖုန်းနဲ့ဗီဒီယိုတိုလေးတစ်ခုရိုက်ပေးမယ်ခင်ဗျားကထိတ်တန့်ပညာရှင်တယောက်အနေနဲ့ကင်မရာကိုတက်ကြည့်ပြီးယောဂအခြေအနေနဲ့ကျွန်တော်တို့ရဲ့ကုသမှုအစီအစဉ်ကိုရှင်းပြပေးပါလားခင်ဗျားကယောဂပျောက်ကင်းစေရမယ်လို့ရွှေနှုံးပမာအာမခံစကားပြောပေးလိုက်ရင်သူလည်းနိုင်ငံခြားမှာစိတ်အေးအေးနဲ့နေနိုင်မှာပါဗီဒီယိုရိုက်မယ်ဟုတ်လားစောင်းဒီပြောင်ရဲ့မျက်လုံးထဲမှာဗီဇအရာတန်တရားစိတ်တစ်ခုဖြတ်ပြေးသွားပါတယ်သူတို့အလုံးမှာအကြီးမားဆုံးတားမြစ်ချက်ကတော့ခိုင်မာတဲ့တက်တဲ့အထောက်အထားမျိုးခြံထားခဲ့ခြင်းပါပဲကျွန်တော်ကချက်ချင်းပဲစကားကိုဆက်လိုက်ပြီးရွှန်9000ဆေးရန်ငွေပေးထားတဲ့ဖြတ်ပိုင်းကိုတဘာဝကြကြခောက်ကသူ့ရဲ့ဆရာဝန်အင်ဂျီအဖြူအိတ်ကတ်ထဲကိုထည့်ပေးလိုက်ပါတယ်ဒရိုက်တာဆောင်စိတ်မပူပါနဲ့ခမည်းကိုအလာကားအလုံးမခိုင်းပါဘူးကျွန်တော်ဇနီးကဗီဒီယိုကိုကြည့်ပြီးစိတ်အေးသွားတဲ့နောက်ပိုင်းမှာအထူးကုသစရိတ်တွေဒါမှမဟုတ်အာဟာရစရိတ်တွေဘလောက်ပဲထပ်တိုးကျွန်တော်မျက်တောင်တစ်ချက်မခတ်ပဲပေးမှာပါအဓိကယောဂပျောက်ယုံတယ်မကဘူးမြန်ပျောက်ဖို့လဲလိုတယ်မဟုတ်လားနောက်ပိုင်းမှာစရိတ်တွေဘလောက်ပဲထပ်တိုးဆိုတဲ့စကားတစ်ခွန်းကတကြားတုတ်ထားတဲ့အစိတ်လိုပဲစောင်းဒီပြောင်ရဲ့တနာစရာကောင်းတဲ့ကာကွယ်ရေးတိုင်းကိုချက်ချင်းထိုးဖောက်သွားပါတော့တယ်ကဲမစ္စတာလင်ဒါကမိသားစုတာယာဖြတ်တန်းဖို့အတွက်ပဲဟာကျွန်တော်နားလဲပါတယ်ကဲရိုက်တော့ဗျာကျွန်တော်ခမည်းဇနီးကိုစိတ်အေးစေမဲ့စကားတချို့ပြောပေးမယ်ကျွန်တော်ဗီဒီယိုမှတ်တမ်းကိုစတင်လိုက်ပါတယ်မိမကိုပေါက်စီကိုမြို့ထဲမှာအကောင်းဆုံးရွှေချုံဆေးရုံကိုခေါ်လာခဲ့ပြီးဒါကဆေးရုံအုပ်ကြီးဒေါက်တာဆောင်ဒီပြောင်ပဲဒရိုက်တာဆောင်ပြောတာကိုနားထောင်ကြည့်လိုက်ဦး
ဆောင်းဒီပြောင်ကကင်မရာကိုမျက်နှာမူပြီးဩဇာရှိတဲ့ပုံစံနဲ့ပြောလိုက်ပါတယ်မင်္ဂလာပါမမလင်ကျွန်တော်ကရွှေချုံဆေးရုံရဲ့ဒါရိုက်တာဆောင်းဒီပြောင်ဖြစ်ပါတယ်ညီမရဲ့ခံစားချက်ကိုကျွန်တော်အပြည့်အဝနားလည်ပါတယ်ပေါက်စီရဲ့လောလောဆယ်အတည်ပြုထားတဲ့ယောဂကတော့မုံချိုအိတ်ပြင်းထန်စွာရောင်ရမ်းမှုနဲ့တွဲနေတဲ့ကြောင်ကူးဆက်ဗိုင်းရပ်စ်ယောဂဖြစ်ပါတယ်ယောဂကတိတ်ကိုကြမ်းတမ်းပါတယ်အချိန်မီမကူတာရင်သေဆုံးနိုင်ခြေ90%ကျော်ရှိပါတယ်ကျွန်တော်ရဲ့ယွန်ရှာစိတ်ကိုမျိုးတိတ်ပြီးကင်မရာဘေးကနေကွက်တီဝင်ပြောလိုက်ပါတယ်ဒါဆိုဘယ်လိုလုပ်ရမလဲဒါရိုက်တာဆောင်အကောင်းဆုံးအဖိုးတန်ဆုံးဆေးတွေတုံးရင်ယောဂပြောင်းနိုင်မလားဟင်ဆောင်းဒီပြောင်ကကင်မရာကိုကြည့်ပြီးလက်ကိုခန်းနာစွာဝေယံကသူ့ရဲ့ကတိစကားကိုအပိုင်နိုင်ပြောချလိုက်ပါတယ်မမလင်းလုံးဝစိတ်အေးထားပါကျွန်တော်ကိုယ်တိုင်စီမံထားတဲ့နိုင်ငံခြားဖြစ်အဆင့်မြင့်ဆုံးပြစ်မှတ်ထားကုသရေးစနစ်နဲ့ဆေးရုံရဲ့အထူးပူချိန်ထိန်းဆက်ထဲမှာ24နာရီပတ်လုံးစောင့်ကြည့်မှုအောက်မှာထားရှိတဲ့ကျွန်တော်ဆောင်းဒီပြောင်ရဲ့အနှစ်20တက်တန်းရှိဆေးကုသမှုအတွေ့အကြုံနဲ့အာမခံပါတယ်အလွန်ဆုံး3ရက်ပဲ3ရက်အတွင်းမှာပေါက်စီကိုကြမ်းကြမ်းမာမာနဲ့လွတ်လွတ်လပ်လပ်ခုန်ပေါက်နိုင်တဲ့အခြေအနေမျိုးနဲ့ညီမတို့စီပြန်အပ်ပေးမယ်လို့အာမခံပါတယ်ဘာနောက်ဆက်တွဲဆိုးကျိုးမှလည်းမရှိစေရပါဘူးကျွန်တော်ဗီဒီယိုပိတ်တဲ့ခလုတ်ကိုနှိပ်လိုက်ပါတယ်ဗီဒီယိုမှတ်တမ်းပြီးဆုံးသွားတာနဲ့တပြိုင်နက်ကျွန်တော်လက်မကမျက်နှာပြင်ပေါ်မှာလျှက်စီးလိုအမြန်နှုန်းနဲ့ပုတ်ဆွဲလိုက်ပြီးအဲ့ဒီအရေးသွေးမြင့်ဗီဒီယိုကိုကျွန်တော်ရဲ့တီးတန့်လှုပ်ဝက်ကုတ်သုံးကလောက်တင်စီမှုစီချက်ချင်းချိတ်ဆက်တင်လိုက်ပါတယ်ဒရိုက်တာဆောင်တကယ်ကိုကျေးဇူးတင်ပါတယ်ဗျာခင်ဗျားရဲ့စကားကြောင့်ကျွန်တော်ဇနီးဒီညကောင်းကောင်းအိပ်ပျော်တော့မှာပါခင်ဗျားကတကယ်ကိုတတ်တော်ဆောင်နှံမင်းကြီးပါပဲကျွန်တော်ရဲ့မြောက်မပင်စကားတွေကြောင့်ဆောင်းဒီပြောင်ကမြောက်ကြွဖြစ်သွားပြီးသူ့မျက်နှာပေါ်ကအပြုံးကိုဘလို့မှမဖုံးကွယ်နိုင်တော့ပါဘူးမစ္စတာလင်လာပြပေါက်စီရဲ့အထူးတန်းလူနာဆောင်ကိုကျွန်တော်ကိုယ်တိုင်လိုက်ပြမယ်တကယ်မင်းဆိုးရစာအဆင့်စေကူတမှုဝန်ဆောင်မှုဆိုတာဘာလဲဆိုတာခင်ဗျားသိသွားစေရမယ်လူနာဆောင်ရဲ့စင်ကြံလန်းအတိုင်းဆောင်းဒီပြောင်ရဲ့နောက်ကနေရှောက်လန်းလာတဲ့အခါကျွန်တော်မျက်နှာပေါ်ကရိုတေကျိုးနွန်ဟန်ဆောင်ထားတဲ့အပြုံးတွေကရေခဲတာတလက်လိုချက်ချင်းအေးဆက်မှကျော်တော့ပါတော့တယ်ပထမဆုံးတည်စေနိုင်တဲ့တန်ချေချင်းလိန်လေယောဂရှာဖွေမှုနဲ့ဂတိအမားတွေပါဝင်တဲ့အကွက်စစ်ဗီဒီယိုမှတ်တမ်းကတော့အခုသူ့ရဲ့လေဘင်းမှာကွက်တီဆွမိသွားခဲ့ပါပြီလူနာဆောင်ရဲ့အနက်ရှိုင်းဆုံးနေရာကိုရောက်တဲ့အခါဆောင်းဒီပြောင်ကတရဖူပုံစံတစိမ့်ပါတဲ့မှန်တကားတစ်ခုကိုတွန်းဖွင့်လိုက်ပါတယ်ဒါကကျွန်တော်တို့ရဲ့အထူးတန်းနံပါတ်1လူနာဆောင်ပါကျွန်တော်မောကြည့်လိုက်ပြီးမျက်မှောင်ကိုမတိမတာကုတ်လိုက်မိပါတယ်နေရန်တွေမှာလှပတဲ့နောက်ခံဆက်ကူတွေကတ်ထားပြီးကြောင်လောင်အိမ်ကလည်းရွှေရောင်ဝင်းနေတဲ့အစင်းမြင့်လှောင်အိမ်ကြီးဖြစ်နေပေမဲ့ဘေးမှာရှိနေတဲ့နိုင်ငံခြားဖြစ်အပူချိန်ထိန်အောက်ဆီဂျင်စက်ထားဆိုတာကတော့အပြင်ခွန်တွေဝါချင်းချင်းဖြစ်နေတဲ့ပြည်တွင်းဖြစ်ဒုတိယလက်ဆွဲဆက်အဟောင်းကြီးပဲဖြစ်ပါတယ်ရင်းကလက်ပတ်နေစင်မှာနားမခံတာတဲ့တုံခါတန်အကျယ်ကြီးထွက်ပေါ်နေပါတယ်အောက်စီကတော့လှောင်အိမ်ထဲမှာအားရင်ကုန်ကန်းစွာလဲလျောင်းနေရှာပါတယ်သူ့ရဲ့ရှေ့လက်တစ်ဖက်ကအမွှေးတွေကိုရိတ်ထားပြီးဆေးရည်တွေတစ်ဆက်ချင်းစီစီးဝင်နေတဲ့သွေးပြန်ကြောသွင်းပိုက်တက်ဆင်ထားပါတယ်ရှောင်းချန်ကဘေးမှာရက်ပြီးဆေးပလင်းချို့ကိုကင်ထားကခေါင်းငုံထားပြီးကျွန်တော်ကိုမောမကြည့်ရရှာပါဘူးကျွန်တော်လှောင်အိမ်စီကိုအမြန်လျှောက်သွားပြီးမှန်ကနေတဆင့်ပေါက်စီကိုတာတာလေးပုတ်ပေးလိုက်ပါတယ်မကြောက်နဲ့တော့တာကြီးဖေဖေဒီမှာရှိတယ်မစ္စတာလင်းကြည့်ပါဦးဒါကကျွန်တော်ပေါက်စီအတွက်အခုတင်ပဲညွှန်ကြားပေးလိုက်တဲ့နိုင်ငံခြားဖြစ်ပရိုတင်းသွေးရည်ကြီးနဲ့ထိတ်တန်းအယောင်ကျဆေးတွေပါလို့ဆောင်းကကြွားလုံးထုတ်ပါတယ်ဒီဆေးတပလင်းတဲ့တင်မူရင်းကုန်ကျဆေးကရာကနန်းရှိတာဗျစိတ်ချပါပတ်စံကိုကောင်းကောင်းသုံးရင်အသက်ကတော့အာမခံချက်ရှိကဲတင်နိုင်မှာပါကျွန်တော်ကိုမတ်ရက်ပြီးဆောင်းဒီပြောင်ဘက်ကိုလှည့်လိုက်ပါတယ်အစောပိုင်းကတရုတ်ဆောင်မှုတွေကလှုပ်ဆောင်ချက်အောင်မြင်ခဲ့ပါပြီအခုကတော့ငားများချိတ်ကိုသူ့အသားထဲနက်နက်ရှိုင်းရှိုင်းစိုက်သွင်းရမယ့်အချိန်ပါပဲဒရိုက်တာဆောင်ခင်ဗျားရဲ့ကုသမှုစနစ်ကိုသုံးရင်3ရက်အတွင်းမှာသူကြမ်းကြမ်းမာမာနဲ့ပြန်ခုန်ပေါက်နိုင်မယ်လို့ခုနကပြောခဲ့တယ်နော်အဲ့ဒါတကယ်ပဲတေချာရဲ့လားဆောင်းဒီပြောင်ကကြောင်အန်းဖြစ်သွားပြီးကျွန်တော်ရဲ့လေတံရုတ်တရက်ပြောင်းလဲသွားတာကြောင့်နည်းနည်းတော့အံ့ဩသွားပုံရပါတယ်ဒါပေမဲ့သူ့ရဲ့ယူရင်းကျင်စီအထိဆွဲနေတဲ့မာနကြောင့်ပဲတေချာတာပေါ့ဗျာကျွန်တော်ဆောင်ဆိုတာဒီမျိုးရဲ့တိရစ္ဆာန်အတိုင်းဝိုင်းမှာနာမည်ကြီးပြီးသားပါလို့ချက်ချင်းလွတ်ခနဲ့ပြောလိုက်ပါတယ်အလွန်ကောင်းပါတယ်ကျွန်တော်ကောင်းညိတ်လိုက်ပြီးကျွန်တော်လက်ဆွဲအိတ်ထဲကနေအတင့်ပုံနှိပ်ထားတဲ့စာရွက်စာတမ်းတစ်ခုနဲ့မောင်းပလန့်စမ်းတက်ကလောင်တဲ့တစ်ချောင်းကိုထုတ်ကစကြင်ကြောက်စပွဲခုံပေါ်ကိုတာတာလေးတင်လိုက်ပါတယ်ဒရိုက်တာဆောင်ကဒီလောက်တောင်ယုံကြည်ချက်ရှိနေမှာတော့နှစ်ဦးနှစ်ဖက်စလုံးစိတ်အေးရအောင်ကျွန်တော်တို့အာမခံချက်အပြန်အလှန်သဘောတူစာချုပ်တစ်ခုလက်မှတ်ရေးထိုးကြစို့လေပွဲကောင်းကအခုမှတကယ်စတာပါအာမခံချက်အပြန်လန်သဘောတူစာချုပ်ဟုတ်လားဆောင်းဒီပြောင်ရဲ့မျက်နှာပေါ်ကအပြုံးတွေချက်ချင်းခဲသွားပါတယ်သူ့မျက်လုံးတွေကပတ်စံတွင်းကြီးကိုကြည့်နေတဲ့အကြည့်ကနေစီးမြင့်စည်းကမ်းအတိုင်းမကစားချင်တဲ့အယူတယောက်ကိုကြည့်တဲ့အကြည့်စီပြောင်းလဲသွားပါတယ်သူကစာရွက်စာတမ်းကိုကောက်ကင်လိုက်ပြီးမဲ့ချက်ချင်းမလန့်ကြည့်ပဲကျွန်တော်ကိုအပေါ်အောက်အကဲခတ်ကြည့်ပါတယ်မစ္စတာလင်ဒါကတရိတ်ဆန်ဆေးရုံပါဗျာယောဂကုသပြီးအသက်ကယ်တဲ့နေရာပါခင်ဗျားကဒါကို Las Vegas ကကာစီနိုဝိုင်းလို့ထင်နေတာလားဘာစာချုပ်မျိုးလဲဒါကသူ့ရဲ့မေးခွန်းတွေကိုဂရုမစိုက်ပဲကျွန်တော်ကစာရွက်စာတမ်းရဲ့ဒုတိယစာမျက်နှာကိုလှန်လိုက်ပြီးစာလုံးမဲကြီးနဲ့ရေးထားတဲ့အချက်တစ်ခုကိုလက်ညှိုးနဲ့ထောက်ပြလိုက်ပါတယ်ဒရိုက်တာဆောင်စိတ်မဆိုးပါနဲ့ဦးဒီမှာဘာရေးထားလဲဆိုတာအရင်ကြည့်လိုက်ပါတကယ်တော့ဒါကိုအထူးတာဝန်ကင်းလို့ခွင့်နဲ့တန်ဖိုးမြင့်နောက်ဆက်တွဲသဘောတူညီချက်လို့ခေါ်ရင်ပုံမှန်လိမ့်မယ်တန်တရားစိတ်နဲ့ဆောင်းဒီပြောင်ကခေါင်းငုံပြီးကျွန်တော်လက်ညှိုးပြရာကိုလိုက်ကြည့်ပါတယ်စာသားတွေကိုဖတ်ရှုရင်းနဲ့သူ့မျက်နှာပေါ်ကအစီပြင်းတွေကမတိမတာတုံခါလာပြီးသူ့အတန်ကလည်းအလိုလျောက်အတန်ကျကြီးထွက်လာပါတယ်ဆေးရုံဘက်ကအမြင့်ဆုံးအဆင့်ရှိနိုင်ငံခြားဖြစ်ဆေးဝါးများနဲ့တည်တံ့ဆောက်ရှောက်မှုဝန်ထမ်းများကိုအသုံးပြုမိဟုအာမခံထားခြင်းကြောင့်တကယ်လို့ဆေးရုံဘက်ကယောဂရှာဖွေမှုမှားယွင်းခြင်းလုပ်ငန်းခွင်လွဲမှားစွာပြုမှုခြင်းဆေးကုသမှုပေါ်ဆခြင်းသို့မဟုတ်ဆောက်ရှောက်မှုမလုံလောက်ခြင်းတို့ကြောင့်ကြောင်ဤယောဂပုံမှုဆိုးရွားလာခြင်းသို့မဟုတ်သေဆုံးခြင်းတို့ဖြစ်ပွားပါကဆေးရုံဘက်ကကုန်ကျသမျှသောဆေးကုသဆေးအလုံးရဲ့အစ20ကိုပြစ်ဒဏ်ခတ်နစ်နာခြင်းအဖြစ်ပေးလျော်ရမည်မစ္စတာလင်ခင်ဗျားဒါကကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းတိတ်ခါကိုစော်ကားနေတာပဲကျွန်တော်တိရစ္ဆာန်ဆရာဝန်လုပ်လာတာအနှစ်20ရှိပြီဒီလိုမတရားတဲ့နိုင်ထက်စီးနှင်းစာချုပ်မျိုးတစ်ခါမှမချုပ်ဘူးအစ20နစ်နာကြီးဟုတ်လားခင်ဗျားသွားပြီးဗန်ပဲတပြားတိုက်လိုက်ပါလား
ကျွန်တော်တို့ဘေးမှာတော့ရှောင်းချန်ကအသက်တောင်ပြင်းပြင်းမရှူရဲပဲကျွန်တော်ကိုတိတ်တဆိတ်လှမ်းကြည့်နေရှာပါတယ်။ဆောင်းဒီပြောင်ရဲ့ဒေါသတကြီးအော်ဟစ်မှုကိုရင်ဆိုင်ရပေမဲ့ကျွန်တော်စိတ်ထဲမှာတော့ဘာမှမခံစားရပါဘူး။တကယ်တော့ရေတောင်ရေချင်နေမိတာပါ။ဒါဟာနောက်ဆုံးဆုံးဖြတ်ပိုင်ခွင့်သည်စေယုံတွင်သာရှိသည်ဆိုတဲ့စီကံချက်တွေကိုတုံးပြီးလူတွေကိုဖျက်ဆီးညှဉ်းဆင်နေကြအကျင့်ပြက်စီးပွားရေးသမားတွေရဲ့ပုံစံတိုင်းပါပဲသူတို့ကခမားကိုစိတ်ကြိုက်ညှစ်စားနိုင်ပေမဲ့ခမားကသူတို့ကိုစီးမြင်စီကံတွေနဲ့ချီနှောင်ဖို့ကြိုးစားတဲ့အခါကျတော့သူတို့ဟာအမြင့်နှင်းခံလိုက်ရတဲ့အကြောင်းတစ်ကောင်လို့ချက်ချင်းခုန်ပေါက်တော့တာပါပဲကျွန်တော်ကကလတ်ထိုင်တစ်လုံးကိုဆွဲပြီးထိုင်လိုက်ကလက်နှစ်ဖက်ကိုဒူးပေါ်မှာတင်ပြီးသူ့ကိုမောကြည့်လိုက်ပါတယ်ကျွန်တော်ကသဆက်နဲ့ကင်မရာဆိုတဲ့စကလုံးတွေကိုရည်ရွယ်ချက်ရှိရှိနဲ့အလေးနဲ့ပြောလိုက်ပါတယ်ဒရိုက်တာဆောင်ခုနကတင်မဲ့ခမားကိုယ်တိုင်ကင်မရာကိုကြည့်ပြီး3ရက်အတွင်းမှာသူကျန်းကျန်းမာမာနဲ့ပြန်ခုန်ပေါက်နိုင်စေရမယ်လို့အာမခံခဲ့တယ်လေကျွန်တော်ရဲ့မိန်းကုန်းကြောင်လေးကကပ္ပကြောင်များအဖွဲ့ချုပ်ရဲ့50မြောက်မျိုးရိုးလက်မှတ်ရှိထားတဲ့ချန်ပီယံမျိုးရိုးတန်းကြောင်ပြိုင်ပွဲဝင်ကြောင်လေးပါခမားကိုအမှန်တိုင်းပုံပွင့်လင်းလင်းပြောရရင်သူ့ကိုဝယ်ပြီးလေရင်နဲ့တဲလာတာတင်ကုန်ကြစရိတ်ကရွမ်2သိန်းနီးပါးရှိတယ်ဆောင်းဒီပြောင်ရဲ့မျက်လုံးတွေချက်ချင်းပြူးကျဲသွားတာကိုကြည့်ရင်ကျွန်တော်ကဖီအားကိုအဆုံးစွန်အထိထပ်ပေးလိုက်ပါတယ်အခုလောလောဆယ်ကျွန်တော်တို့ပေးထားတဲ့စေရန်ငွေကရွမ်9000ပဲရှိတာအဲ့ဒီရဲ့စ20ဆိုတာရွမ်3သိန်းတိပဲရှိပါတယ်တကယ်လို့ပေါက်စီကခမားရဲ့လက်ထဲမှာပြုပြင်လို့မရတဲ့အနည်းအမျိုးကြုံတွေ့ရမယ်ဆိုရင်တော့ကျွန်တော်ကခမားစီကနေရွမ်3သိန်းပဲတောင်းပါပါခမားထင်တာကကျွန်တော်ကခမားကိုငွေညစ်နေတာလားဒါမှမဟုတ်ကျွန်တော်ကခမားအတွက်ငွေကြေးဆိုင်ရာအကာအကွယ်တစ်ခုပေးနေတာလားဆောင်းဒီပြောင်ကကြောင်အန်းသွားပြီးသူ့အုံနောက်ကအလင်းအမြန်တွက်ချက်နေပါတော့တယ်ရင်းနှီးမြုပ်နှံမှုဘဏ်လောကမှာဒါကိုကြောက်ချရနာခြင်းတက်ရောက်မှုလို့ခေါ်ပါတယ်ခမားကရွမ်2သိန်းဆိုတဲ့ကြီးမားတဲ့မူလကုန်ကျစရိတ်ကိုကြောက်ချအမှတ်တစ်ခုအနေနဲ့ချပြလိုက်တဲ့အခါရွမ်3သိန်းဆိုတဲ့နင့်နာကြီးကသူတို့မျက်စိထဲမှာချက်ချင်းပဲတိတ်ကိုကြိုးချောင်းစီရောတဲ့ပမာဏတစ်ခုဒါမှမဟုတ်အမျက်ထွက်မဲ့အယောင်းဝယ်တစ်ခုလို့ဖြစ်သွားတတ်ပါတယ်ကျွန်တော်တက်ပြင်းတစ်ချက်ချလိုက်ပြီးစာချုပ်ကိုကျွန်တော်ဘက်ကိုနည်းနည်းပြန်ဆွဲလိုက်ပါတယ်ဒါပေမဲ့တကယ်လို့ဒရိုက်တာဆောင်ရဲ့ခုနကအာမခံချက်ကကျွန်တော်ဇနီးကိုစိတ်သက်သာရစေဖို့တက်ပဲဖြစ်ပြီးတကယ်တမ်းခင်ဗျားမှာဒီယောဂကိုကူတာဖို့ယုံကြည်ချက်လုံးဝမရှိဘူးဆိုရင်တော့ဒီစာချုပ်ကိုမချုပ်ပါနဲ့ကျွန်တော်စီရန်ငွေကိုပြန်အမ်းပေးပါကျွန်တော်အခုချက်ချင်းပဲကြောင်းကိုမြို့တော်ပထမတိရစ္ဆာန်ဆေးရုံကိုခေါ်သွားပါမယ်ဒီမြို့မှာဒီဆေးကူတာဆေးကိုရှာချင်တဲ့သူမရှိဘူးလို့ကျွန်တော်မယုံပါဘူးပြောပြီးတာနဲ့ကျွန်တော်ကကြောင်လောင်အိမ်ကိုဖွင့်မဲ့ပုံစံလုပ်လိုက်ပါတယ်အိုးမစ္စတာလင်ပါလောက်တာလဲဗျာဆောင်ကအလောတကြီးတားလိုက်ပါတယ်ကြည်စံခမားကလူငယ်ဆိုတော့စိတ်ကတော်တော်မြန်တာပဲကျွန်တော်ကမချုပ်ရဲလို့မဟုတ်ပါဘူးမလိုအပ်ဘူးထင်လို့ပါစောစောကခမားကကျွန်တော်ရဲ့ professional အဆင့်တန်းကိုတန်တရားဝင်တယ်လို့ဖြစ်နေလို့ကျွန်တော်နည်းနည်းစိတ်မကောင်းဖြစ်သွားရုံပါဆောင်းဒီပြောင်ရဲ့မျက်လုံးတွေကဟိုဟိုဒီဒီကစားနေပြီးစာချုပ်ကိုစိုက်ကြည့်ကသူ့စိတ်ထဲမှာမယိုးသားတဲ့တွက်ချက်မှုတွေကိုလုပ်နေပါတယ်ကြောင်မှာတကယ်ကူးစက်ဗိုင်းရပ်စ်ရောဂါရှိမရှိဆိုတာကတော့သူကိုယ်တိုင်အသိဆုံးပါပဲတာမန်ပိုင်းနာယုံတင်မရှိတဲ့ကြောင်တစ်ကောင်ဟာလောင်အိမ်ထဲမှာ3ရက်ပတ်လုံးအစာမစားရေမတောက်ပဲနေရင်တော့ဘလို့မှမသိနိုင်ပါဘူးဒီအစ20နစ်နာကြီးဆိုတာကသူ့မျက်စိထဲမှာတော့ဘယ်တော့မှဖြစ်မလာနိုင်တဲ့တာမန်စာသားတက်တက်ပဲဖြစ်ပါတယ်သူလက်မှတ်ထိုးလိုက်တာနဲ့တင်ဒီပတ်စံရှိတဲ့တားကောင်ကတော့အပိုင်မိပြီဖြစ်ပါတယ်။လာမယ့်တစ်ပတ်အတွင်းမှာသူကစမ်းပြတဲ့နာမည်မျိုးမျိုးသုံးပြီးတရက်ကိုရွမ်ထောင်ကနန်းတန်မိုးရှိတဲ့ပေတွေကိုစိတ်ကြိုက်ထုတ်နိုင်တော့မှာပါ။ဒါကအာမခံချက်အပြန်အလှန်သဘောတူစာချုပ်မဟုတ်ပါဘူး။ဒါကဒနသိတိနဲ့မင်းကြီးကသူ့ကိုလာပြီးပတ်စံပေးနေတာပဲဖြစ်ပါတယ်။ကဲကောင်းပါပြီမစ္စတာလင်ကသူ့အိမ်မွေးတိရစ္ဆာန်လေးကိုဒီလောက်တောင်ဂရုစိုက်တာမို့လို့ကျွန်တော်ဆောင်ကလည်းဒီနေ့တော့လူကြီးလူကောင်းတယောက်ပြီးအဆုံးထိအဖော်လုပ်ပေးပါမယ်ဒီစာချုပ်ကိုကျွန်တော်လက်မှတ်ထိုးမယ်လက်မှတ်ထိုးရုံတင်မကဘူးခမားစိတ်အေးရအောင်စေးရုံရဲ့တရားဝင်ကုမ္ပဏီတစ်စိတ်တုံးကိုပါရိုက်ပေးလိုက်မယ်ဗျာဆောင်းဒီပြောင်ဟာကျွန်တော်စိတ်ပြောင်းသွားမှာကိုတေမလောက်ကြောက်နေတဲ့အတိုင်းစပွဲပေါ်ကတံမိုးကြီးစမ်းတက်ကလောင်နံကိုဆွဲယူပြီးအာမခံချက်အပြန်အလှန်သဘောတူစာချုပ်ရဲ့အောက်ခြေမှာသူ့နာမည်ကိုအလျင်အမြန်ပဲလက်မှတ်ထိုးလိုက်ပါတယ်ပြီးတော့သူ့အိတ်ကထဲကနေတော့တွဲကြီးကိုထုတ်စပွဲအန်ဆွဲကိုဖွင့်ပြီးရွှေချုံအထူးတန်းတိရစ္ဆာန်ဆေးရုံရဲ့ကုမ္ပဏီတစ်စိတ်တုံးအနီအောင်ကိုနှိုက်ယူလိုက်ပါတယ်တစ်စိတ်တုံးကိုပါဆက်နဲ့လေးတစ်ချက်မှုတ်ပြီးသူ့လက်မှတ်ပေါ်ကိုအားရပါရဖိနှိပ်ချလိုက်တာပါရဲရဲနီနေတဲ့တစ်စိတ်တုံးမင်းကစာတနက်ဆိုးနဲ့ချုပ်ဆိုထားတဲ့သွေးကတိစာချုပ်နဲ့တကယ်ကိုတူလွန်းနေပါတယ်ကျွန်တော်ကမူပွားစာချုပ်ကိုယူပြီးလက်မှတ်တွေနဲ့တစိမ့်တုံးတွေကိုတေချာစစ်ဆေးလိုက်ပါတယ်ပြီးတော့မှစာချုပ်တစ်ဆောင်ကိုကျွန်တော်လက်ဆွဲအိတ်ရဲ့လျှို့ဝှက်အကန့်တွေကိုစစ်စစ်ဆက်ဆက်ထည့်သိမ်းလိုက်ပါတယ်ဒုတိယမြောက်တည်စီနိုင်တဲ့တန်ချေချင်းဖြစ်တဲ့အစား20ပြစ်ဒဏ်ခတ်ရော်ကြီးပေးရမယ့်စာချုပ်အမဲရောင်ကတော့ကျွန်တော်လက်ထဲကိုတရားဝင်ရောက်ရှိသွားခဲ့ပါပြီကျွန်တော်ကခက်ဖြော့ဖြော့လေးပြုံးလိုက်ပါတယ်ကျွန်တော်မျက်နှာပေါ်ကစိုးရိမ်ပူပန်မှုတွေကချက်ချင်းပဲအေးဆက်ဆက်နဲ့တွက်ချက်ထားတဲ့တည်ငြိမ်မှုအဖြစ်ပြောင်းလဲသွားပါတယ်ဒရိုက်တာဆောင်ကတကယ်ကိုပြတ်သားတဲ့လူပဲဒါမျိုးရှိတော့မှအားလုံးစိတ်အေးရတာပေါ့အဲ့ဒီအပြုံးကြောင့်ဆောင်းဒီပြောင်ရဲ့ရင်ထဲမှာတစ်စက္ကန့်လောက်တော့အကြောင်းရင်းမရှိပဲထိတ်ကနေဖြစ်သွားပါတယ်ဒါပေမဲ့သူ့ရဲ့ငွေစည်းရင်းစနစ်ထဲမှာစရန်ငွေရွမ်9000တိတိဝင်လာတာကိုလှမ်းကြည့်လိုက်ပြီးတဲ့နောက်မှာတော့သူ့ရဲ့စိုးရိမ်စိတ်တွေဟာချက်ချင်းပဲလွင့်ပြေသွားပါတော့တယ်ကဲဒါဆိုရင်လဲမစ္စတာလင်ရေပေါက်စီကိုကျွန်တော်တို့စီပဲစိတ်ချလက်ချအပ်ခဲ့လိုက်တော့ဘာမှမပူပဲအိမ်ပြန်ပြီးကောင်းကောင်းအိတ်တော်ပြဆောင်ကသူ့ရဲ့စည်းရင်းစာအုပ်လေးထဲမှာငွေစည်းရင်းတွေအကြီးအကျယ်တွင်းကျင်နေပြီးမှကျွန်တော်ကိုစေးရုံကနေအမြန်ဆုံးနှင်ထုတ်ချင်နေပါပြီနေပါဦးနောက်ဆုံးတစ်ခုကြံသေးတယ်ကျွန်တော်ကမျက်နှာချက်ထောက်မှာဖုံတွေတက်နေတဲ့လုံခြုံရေးကင်မရာကိုလက်ညှိုးထိုးပြလိုက်ပါတယ်ဒါကအထူးတန်းဆောင်ဆိုတော့ခင်ဗျားတို့ရဲ့ကြော်ညာစာအုပ်ထဲမှာ24နာရီပတ်လုံး online ကနေစောင့်ကြည့်နိုင်တဲ့ဝန်ဆောင်မှုပေးတယ်လို့ရေးထားတာမှတ်မိသားပဲအဲ့ဒီစောင့်ကြည့်ခွင့်ကုန်းနံပါတ်လေးပေးပါဦးဒီရက်ပိုင်းညဘက်တွေမှာကြောင်လေးကိုမမြင်ရရင်ကျွန်တော်အိပ်ပျော်မှာမဟုတ်ဘူးပုံမှန်ဆိုရင်တိရစ္ဆာန်ဆေးရုံတွေကကင်မရာတွေဟာကြောင်တွေခွေးတွေကြိုက်ကြတာကိုဖြည့်ရှင်းဖို့ဒါမှမဟုတ်အိမ်မွေးတိရစ္ဆာန်တွေကလူကိုရန်မှုမှာဆိုးလို့သာတတ်ထားကြတာပါဘလို့လူနာရှင်မျိုးကမှညဘက်ကြီး24နာရီပတ်လုံးဖုန်းထဲကနေထိုင်ကြည့်ဖို့တောင်းဆိုလေးမရှိပါဘူးအများစုကအဲ့ဒီလိုထိုင်ကြည့်နေဖို့အချိန်မှမရှိကြတာမစ္စတာလင်
အဲ့ဒီစနစ်ရဲ့စာဘာကလောလောဆယ်ပြုပြင်ထိန်းသိမ်းမှုလုပ်နေတာမို့လို့လိုင်းသိမ့်မငြိမ်မှုဖြစ်နေလိမ့်မယ်ဗျဆောင်ကအကြောင်းပြချက်ပေးဖို့ကြိုးစားပါတယ်ဒရိုက်တာဆောင်စာချုပ်ကတော့ချုပ်ပြီးသွားပြီနော်တကယ်လို့ကျွန်တော်ကသူ့ကိုပြုစုစောင့်ရှောက်နေတဲ့ပုံရိပ်တွေကိုတိုက်ရိုက်မမြင်ရရင်ခင်ဗျားတို့စေးမတိုက်နေတာလားစောင့်ရှောက်မှုပေါ်ဆနေတာလားဆိုတာကျွန်တော်ဘယ်လိုသိမလဲဒါမှမဟုတ်ဒီအထူးတန်းဆောင်ထဲမှာအလင်းပြလို့မရတဲ့လူမသိသူမသိတိတ်တဆိတ်လုံးနေတဲ့ကိစ္စရက်တွေရှိနေလို့လားကျွန်တော်ရဲ့စကားကြောင့်စောင်းဒီပြောင်ရဲ့မျက်နှာတစ်ခုလုံးရဲကနေဖြစ်သွားပါတယ်ဒီငွေပုံကြီးကိုလက်မလွတ်ရဖို့အတွက်သူကသွားကြိတ်ပြီးကောင်းပါပြီဗျာမစ္စတာလင်ကတော့ကျွန်တော်ကြုံမှုသမျှထဲမှာအစစ်ဆက်ဆုံးပိုင်ရှင်ပါပဲရှောင်းချမ်းကောင်တာကိုသွားပြီးမစ္စတာလင်အတွက်ယာယီအွန်လိုင်းစောင့်ကြည့်ခွင့်ကုတ်ကိုစကန်ဖတ်ပေးလိုက်ဟုတ်ကဲ့ပါဒရိုက်တာရှောင်းချန်ကတုံတုံရင်ရင်နဲ့ကောင်တာစီကိုပြေးသွားပါတယ်ယာယီကုန်းနံပါတ်ကိုရပြီးတဲ့နောက်မှာတော့ကျွန်တော်ဆေးရုံမှာဆက်မနေတော့ပါဘူးမထွက်ခွာခင်မှာမှန်ကနေတဆင့်ပေါက်စီကိုတန်ရောစင်အပြည့်နဲ့နောက်ဆုံးတစ်ချက်လှမ်းကြည့်လိုက်ပါတယ်ညဦးပိုင်းလေးတော့အောက်ခံလိုက်အောင်တော်သားကြီးဒီညလွန်သွားရင်ဖေဖေခမ ्या ကိုတစ်သက်လုံးအကောင်းဆုံးအမဲသားအီတွေနဲ့လဲလဲပေးမယ်ဆေးရုံရဲ့တကားမကြီးကနေထွက်လာတဲ့အခါညဘက်လေးကကျွန်တော်မျက်နှာကိုလာတိုးပါတယ်ကျွန်တော်ပေါ်ရှိကားရဲ့မောင်းနှင်သူထိုင်ကုန်မှာထိုင်လိုက်ပေမဲ့ကားဆက်ကိုချက်ချင်းမနိုးသေးပါဘူးဖုန်းကိုထုတ်ဆောင်ကြည့်ရေး software ကိုဖွင့်ပြီးကုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပါတယ်မျက်နှာပြင်ကတစ်ချက်ဝါသွားပြီးတာနဲ့အထူးတန်းနံပါတ်1လူနာဆောင်ရဲ့ညဘက်ကြည်လင်ပြတ်သားတဲ့တိုက်ရိုက်မြင်ကွင်းကချက်ချင်းပဲပေါ်လာပါတော့တဲမြင်ကွင်းထဲမှာတော့စောင်းဒီပြောင်ဟာကင်မရာကိုကြောခိုင်းပြီးဗီဒီယိုထဲကနေတစိမ့်တောင်မပါတဲ့ဈေးပေါ်တဲ့အယောင်ကျဈေးပလင်းတပလင်းကိုထုတ်ယူကပါဇက်ကလည်းသူတို့ဆဲဆိုရင်ဆေးထိုးပြုံတဲ့ကိုဆေးရည်တွေစုပ်ယူနေပါတယ်တတိယမြောက်သေးစေနိုင်တဲ့တန်ချီချင်းဖြစ်တဲ့ရာဇဝတ်မှုကျူးလွန်နေတဲ့ကွက်တီမြင်ကွင်းဓာတ်ရိုက်ထုတ်လွှင့်မှုဟာအွန်လိုင်းပေါ်ကိုတရားဝင်ရောက်ရှိသွားခဲ့ပါပြီပိုက်ကွန်ကိုတော့ဖြန့်ကျက်ပြီးပါပြီစောင်းတီပြောင်းမင်းရဲ့ဘဝမှာအရှိလျားဆုံးဖြစ်လာမယ့်ညတညကိုရင်ဆိုင်ဖို့အစဉ်သင့်ဖြစ်ပြီလားအဲ့ဒီည10နာရီမှာမြို့လေခေါင်ကကျွန်တော်ရဲ့တိုက်ခန်းစီပြန်ရောက်လာပါတယ်အခန်းမီမဖွင့်ပဲစာကြည့်ခန်းထဲကိုတမ်းမတ်စွာဝင်လာပြီးစပွဲခုံရဲ့လျှက်စစ်ခလုတ်ကိုနှိပ်လိုက်ပါတယ်စက်တန်ခတ်တိုးတိုးနဲ့အတူ28လက်မရှိတဲ့အစင်းမြင့်မော်နီတာစခရင်လေးလုံးကတစ်လုံးပြီးတစ်လုံးလင်းပွင့်လာပြီးစခရင်ရဲ့အေးဆက်ဆက်အပြာရောင်လင်းနှန်းကကျွန်တော်မျက်နှာပေါ်ကိုကြားရောက်ကကျွန်တော်မျက်လုံးထဲကအေးဆက်တဲ့အရေးရောင်တွေကိုထင်ရှားစေပါတယ်ဒါဟာပုံမှန်ဆိုရင်ဝင်ငွေတန်းပေါင်းများစွာရှိတဲ့နိုင်ငံဖြတ်ကျော်ပူးပေါင်းဝယ်ယူမှုတွေကိုကင်တွယ်တဲ့အခါဒါမှမဟုတ်ပင်လယ်ရဲချားကလိမ်လည်ထားတဲ့ကုမ္ပဏီတွေရဲ့ငွေစည်းရင်းစည်းစိမ်မှုကိုစစ်ဆေးတဲ့အခါမှာသုံးတဲ့စပွဲခုံဖြစ်ပါတယ်။ဒါပေမဲ့ဒီညမှာတော့ဒီလိုထိပ်တန်းဆက်ပစ္စည်းတွေကိုစတူရန်မီတာအနေငယ်ပဲရှိတဲ့တရိတ်ဆန်လူနာဆောင်လေးကိုစောင့်ကြည့်ဖို့တည်တဲ့အသုံးပြုနေတာပါ။ကျွန်တော်ကရွှေချုံဆေးရုံရဲ့အွန်လိုင်းစောင့်ကြည့်မှုမြင်ကွင်းကိုအလဲကမော်နီတာကြီးကြီးပေါ်ဆွဲတင်လိုက်ပြီးအရေးသွေးအမြင့်ဆုံးစကရင်ဗီဒီယိုဖမ်းယူမှုကိုစတင်လိုက်ပါတယ်။ပိုင်ဆိုင်မှုရှင်းလင်းရေးလုပ်ငန်းရဲ့ပထမဆုံးအဆင့်ကတော့မငင်းဆန်နိုင်တဲ့တက်တေထောက်ထားကွင်းဆက်ကိုတိစောက်ဖို့ပါပဲ။စောင့်တီးပြောင်းမင်းလုပ်သမျှလှုပ်ရှားမှုတိုင်းကထောင်ဒဏ်နဲ့ရော်ချင်းငွေဖြစ်တိုက်ရိုက်ပြောင်းလဲသွားစေရမယ်။ NAS စီမံခန့်ခွဲမှုပညာရှင်တယောက်ရဲ့မျက်စိထဲမှာတော့ပြီးပြည့်စုံတဲ့ရာဇဝတ်မှုဆိုတာမရှိပါဘူး။မတွေ့သေးတဲ့မှားယွင်းနေတဲ့အချက်လက်တွေပဲရှိတာပါ။မင်းလုပ်ရင်တက်တေကတော့ကြံခဲ့မှာပဲ။မျက်နှာပြင်ပေါ်မှာတော့အထူးတန်းနံပါတ်1လူနာဆောင်ရဲ့မီးတွေကိုမှိန်ထားပါတယ်။ပေါက်စီကလောင်အိမ်ထဲမှာလဲလျောင်းနေပြီးတော်တော်လေးစိတ်မငြိမ်ဖြစ်နေပုံမှာပဲ။သူကနေမြေတိစိတ်တိတ်ပြင်းတဲ့မိန်းကုန်းကြောင်ကြီးဖြစ်တာကြောင့်စိမ့်တက်နေတဲ့ပတ်ဝန်းကျင်ဆူရှနေတဲ့ပိုးသက်စေနှံတွေနဲ့ရှေ့လက်မှာတက်ထားတဲ့ဆေးပိုက်ရဲ့ခံစားချက်တို့ကြောင့်ခတ်တိုးတိုးနဲ့မကြာခဏညှဉ်းညူနေရှာပါတယ်။အချိန်တွေကတမိနစ်ပြီးတမိနစ်ကုန်ဆုံးသွားပါတယ်။နာရီလက်တံကညတကောင်ကျော်12နာရီခွဲကိုညွှန်ပြတဲ့အခါအခန်းတကားပွင့်လာပါတယ်။စောင်းတီးပြောင်းဟာဆရာဝန်အင်ဂျီဖြူကိုချွတ်ပြီးညစ်ပေနေတဲ့တားရည်ချကင်ကိုဝတ်ထားကစတီးစစ်လင်မန်တစ်ခုကိုကင်ပြီးဝင်လာပါတယ်။သူ့နောက်မှာလိုက်လာတဲ့သူကတော့ကြောက်တက်တဲ့အလုပ်တင်ရှောင်းချက်မဟုတ်တော့ပဲကိုလုံးဝတုတ်တုတ်နဲ့မိတ်ကပ်တွေအထူးကြီးလိမ့်ထားတဲ့ညက်ဂျူတီနာပြုဆရာမဖြစ်နေပါတယ်။သူတို့နှစ်ယောက်ကလှောင်ရင်ရှိမှရက်လိုက်ကြပြီးကင်မရာရဲ့အတန်ဖန်စနစ်ကသူတို့ရဲ့စကားပြောတံတွေကိုအတိအကျဖမ်းယူလိုက်ပါတယ်။မမလူဒီညဒီကောင်ကတကယ်အော်ရာအကြီးစားကြီးပြနေလေကလင်းဆိုတဲ့တိုးဦးကြောင်ကြားကစရန်ငွေရွှန်9000ပေးသွားတယ်ကျွန်တော်တွက်ကြည့်တလောက်တော့နောက်ထပ်သူ့စီကနေရွှန်2000 3000လောက်ထပ်ညစ်လို့ရသေးတယ်ညဘက်မျက်စိစုံမိတ်စောင့်ကြည့်ထားဦးဘာပြဿနာမှမတက်စေနဲ့စောင်းဒီပြောင်ကပြောရင်းနဲ့လင်မန်းတွေကစေးပလင်းငယ်တချို့ကိုကောက်ကင်လိုက်ပါတယ်ညဂျူတီနာပြုဆရာမမလူကတန်းဝေလိုက်ပြီးလှောင်အိမ်ထဲကပေါက်စီကိုလှမ်းကြည့်ပါတယ်သိပါပြီဒရိုက်တာဆောင်ရဲ့ဒါပေမဲ့ဒါကအထူးတန်းဆောင်လေးသူကပတ်စံအများကြီးပေးထားတာကိုကျွန်တော်တို့နိုင်ငံခြားဖြစ်အဆင့်မြင့်ဈေးတွေကိုတကယ်ပဲမသုံးပေးဘူးလားဟင်ကြောင်းလေးကြည့်ရတာအားမရှိတယ်လို့ပဲဘာကိစ္စတုံးရမှာလဲဆောင်းကငေါက်လိုက်ပါတယ်အဲ့ဒီနိုင်ငံခြားဖြစ်အယောင်ကျစေးတပလင်းနဲ့တင်မူရင်းစေးက800ကျော်ရှိတာဗျသူ့ပေါ်သုံးလိုက်ရင်နှမျောစရာကြီးမဟုတ်ဘူးလားဘာပဲဖြစ်ဖြစ်သူကအသားစိမ်းမစားပြီးတာမန်ပိုင်းနာတာပဲဥစ္စာမသိနိုင်ပါဘူးငါပြောတာနားထောင်ဂျန်တာမိုင်စင်စေးပဲထိုးပေးလိုက်တပူးမှနှစ်ယွန်ခွဲပဲရှိတာစေးအာနီတင်ကတိတ်ပြင်းတာတစ်ချက်ထိုးလိုက်ရင်ငိမ့်ကျသွားမှတေးချတယ်ဂျန်တာမိုင်စင်ကြောင်မွေးတဲ့အတွေ့အကြုံနည်းနည်းပပရှိတဲ့သူဆိုရင်တောင်ဒီစကလုံးကိုကြားလိုက်ရုံနဲ့ကြောချမ်းသွားပါလိမ့်မယ်ဒါဟာတကယ်ကိုဈေးပေါ်ပြီးကြောင်ရဲ့ကြောက်ကက်နဲ့နားကိုပြင်းထန်စွာထိခိုက်စေနိုင်တဲ့အစိတ်တောက်ဖြစ်စေတဲ့ပရိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်စနစ်ကျတဲ့ခေတ်သစ်တရိတ်ဆန်ဆေးကူတာရေးမှာတော့ဒါကိုကြောင်တွေအတွက်သုံးဆွဲခွင့်ပိတ်ပင်ထားတဲ့အမည်မဲစင်းနဲ့ထည့်ထားတာကြားပါပြီးဆေးပမာဏနည်းနည်းလေးများသွားရင်ဒါမှမဟုတ်ကြောင်ရဲ့ခန္ဓာကိုယ်ကတက်မတက်ရင်ကြောက်ကက်ပျက်စီးတာဒါမှမဟုတ်နားပင်းသွားတာမျိုးပြန်ပြင်လို့မရတဲ့အန္တရာယ်ကြီးကိုချက်ချင်းကြုံတွေ့ရနိုင်ပါတယ်စောင်းဒီပြောင်ကတော့ကုန်ကြစရိတ်ရွံရကနန်းလေးတက်တာဖို့အတွက်ပေါက်စီရဲ့အသက်နဲ့လောင်းကြီးထက်နေတာပါမော်နီတာတွေကိုရိုက်ခွဲပစ်ချင်တဲ့ဒေါသစိတ်ကိုအတင်းမျိုးသိပ်ပြီးအသက်ကိုပြင်းပြင်းရှုကာစိတ်ကိုလုံးဝတည်ငြိမ်အောင်ထိန်းချုပ်လိုက်ပါတယ်ကျွန်တော်လက်ချောင်းတွေကပြီးပုတ်ပေါ်မှာလင်းမြန်စွာရိုက်နှိပ်ပြီးပထမဆုံးစည်ရင်းစစ်မှတ်တမ်းကိုရေးသွင်းလိုက်ပါတယ်ရည်ရွယ်ချက်ရှိရှိစေဝါကိုလဲလှယ်ခြင်းကတိပြုထားသည့်နိုင်ငံခြားဖြစ်စေအစားဈေးပေါ်ပြီးအနေရများသည့်ဂျန်တာမိုင်စင်စေးကိုအသုံးပြုခြင်းသည်သုံးဆွဲသူအားအကြီးအကျယ်လိမ့်လဲလက်ဖြားခြင်းနှင့်စာချုပ်ပါစည်းကမ်းချက်များကိုဖောက်ဖျက်ခြင်းဖြစ်သည်
မြင်ကွင်းထဲမှာတော့စောင်းတီပြောင်ကလောင်အိမ်တကားကိုကြမ်းတမ်းစွာဖွင့်လိုက်ပြီးပေါက်စီရဲ့လေပင်အရေပြားကိုအတင်းဆွဲကင်လိုက်ပါတယ်ပေါက်စီကနေမကောင်းဖြစ်နေတဲ့ကြားကရုတ်တရက်အကင်ခံလိုက်ရတော့အတင်းယုံကန်ပြီးဒေါသတကြီးအော်ဟစ်ကသူ့ရဲ့ထက်မြက်တဲ့လက်သေးတွေနဲ့ဝေ့ရမ်းလိုက်တာကြောင့်စောင်းတီပြောင်ရဲ့လက်ကောက်ဝတ်ကိုတောင်ထိလူနီးပါဖြစ်သွားပါတယ်ဒီကောင်စုပ်လေးကအတော်အတက်ဆန်းပါလားဆောင်းကဟိန်းဟောက်လိုက်ပါတယ်ဒီကြောင်ကတိတ်ယုံတာပဲတကယ်လို့ညတကောင်ကြမှာဆေးပိုက်ကိုကိုက်ဖြတ်ပြရင်နောက်ထပ်ပြဿနာတက်လိမ့်မယ်မလူသူ့ကိုတရိတ်ဆန်အိတ်ဆေးပလင်းဝက်လောက်ထိုးပေးလိုက်မနဲ့လင်းတဲ့အထိငြိမ်ငြိမ်လေးအိတ်နေပါစေဒရိုက်တာမလူကတုံဆိုင်နဲ့သူကတာမန်ပိုင်းနာယုံတင်မဲ့ဟာကိုပြီးတော့တွေးထွက်ထားလို့အားနေနေတာအိတ်ဆေးကိုဒီလောက်ပြင်းစားကြီးတန်းထိုးလိုက်ရင်ဆေးပမာဏအများလုံးမနေဘူးလားသူ့ရဲ့အသက်ရှူလမ်းကြောင်းကိုထိခိုက်သွားရင်ဘယ်လိုလုပ်မလဲငါကဆေးရုံအုပ်လားမင်းကဆေးရုံအုပ်လားဆောင်းကအော်လိုက်ပါတယ်ပြဿနာတက်ရင်ငါတာဝန်ယူတယ်သူတညလုံးအော်နေရင်မင်းကောကောင်းကောင်းအိပ်ရမှာမို့လို့လားမြန်ဆေးဆုပ်ဆန်းငါမှကြောင်ဝိုင်းသွားဖို့အလောတကြီးဖြစ်နေတယ်ဆောင်းဒီပြောင်ရဲ့အာနာပြမှုအောက်မှာမလူကမျက်နှာပြတ်သွားပေမဲ့ထပ်ပြီးမငြင်းရတော့ပါဘူးသူကကျွမ်းကျင်စွာနဲ့နောက်ထပ်ဆေးထိုးပြုံတစ်ခုကိုယူပြီးအိတ်ဆေးကိုပလင်းဝက်အပြည့်ဆုပ်ယူလိုက်ပါတယ်သူတို့နှစ်ယောက်လုံးအတူတူဝင်လုံးပြီးပေါက်စီရဲ့နာကျင်စွာအော်ဟစ်ရုံးကန်နေမှုကိုဂယုမဆိုင်ဖဲတက်ဆင်ထားတဲ့ဆေးပိုက်ကနေတဆင့်တေးစေနိုင်တဲ့ဂျန်တာမိုင်စင်ဆေးနဲ့အလွန်အကျွံဆေးပမာဏရှိတဲ့အိတ်ဆေးတွေကိုပေါက်စီရဲ့သွေးပြန်ကြောတဲ့ကိုတပြိုင်နက်တည်းအတင်းထိုးသွင်းလိုက်ပါတော့တယ်ဆေးထိုးပြီးတဲ့နောက်မှာတော့စောင်းဒီပြောင်ကနိုင်ငံခြားစာတမ်းပါတဲ့ဆေးပလင်းခွန်ကိုဘေးကအမိုက်ပုံးလေးကိုပေါ့ဆဆပဲလွှင့်ပစ်လိုက်ပါတယ်ကဲငြိမ်သွားပြီသူကညီးတွားလိုက်ပါတယ်သူတေလောက်အောင်အိပ်ပျော်သွားရင်တော့အဲ့ဒီလင်းဆိုတဲ့အယူကဘာမှရိပ်မိမှာမဟုတ်ပါဘူးမလူညစ်နှစ်ပိုင်းကြရင်မင်းဂျူတီခန်းထဲမှာပဲနေတော့ဒီဘက်ကိုခဏလာနေစရာမလိုဘူးပြောပြီးတာနဲ့စောင်းတီပြောင်ဟာလေကျွန်းရင်လူနာဆောင်တဲကနေအေးလူထွက်သွားပါတော့တယ်မလူကလည်းလောင်အိမ်ကိုတော့ခတ်ပြီးစောင့်ကြည့်ရမယ့်အချိန်ကိုတော့မဆောင်တော့ပဲလူနာဆောင်ရဲ့မိကြီးတွေကိုချက်ချင်းပိတ်ညံမိမိတ်လေးပဲခြံထားခဲ့ပါတယ်ပြီးတော့စိတ်မရှိစွာနဲ့ဖုန်းကိုထုတ်ပြီးဂိမ်းကစားရင်လှည့်မကြည့်ပဲအခန်းထဲကနေထွက်သွားပါတော့တယ်တခန်းလုံးမှာတော့တေချင်းတရက်လိုအေးဆက်တိတ်ဆိတ်မှုကြီးကလွှမ်းမိုးသွားခဲ့ပါပြီကျွန်တော်ကကီးဘုတ်ပေါ်မှာဒုတိယမြောက်မှတ်တမ်းကိုရိုက်ထည့်လိုက်ပါတယ်။စေကူတမှုဆိုင်ရာစီကံချက်များကိုဖောက်ဖျက်ခြင်း၊ယောဂရှာဖွေမှုအမှားကိုဖုံးကွယ်ရန်နှင့်တရိษံကိုငြိမ်စေရန်အားနည်းနေသောလူနာအားအိတ်ဆေးအလွန်အကျွံထိုးသွင်းခြင်းကြောင့်အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်သည့်အန္တရာယ်ကြီးမားစွာဖြစ်ပေါ်စေခြင်းတာဝန်ကျဝန်ထမ်းတာဝန်ကျရာနေရာမှဆွန့်ခွာခြင်းသည်ကြီးလေးသောပေါ်ဆမှုဖြစ်သည်။အားလုံးကိုမှတ်တမ်းတင်ပြီးတဲ့နောက်မှာတော့ကျွန်တော်ကကလထိုင်နောက်မိကိုမိလိုက်ပြီးမျက်နှာပြင်ပေါ်ကမှောင်ပြတန်လောင်အိမ်လေးကိုစိုက်ကြည့်နေမိပါတယ်ဆေးအာနီတင်ကတိတ်ကိုမြန်ဆန်လုံးပါတယ်9မိနစ်ပဲရှိသေးတယ်ပေါက်စီကအတင်းမော်ထားတဲ့ခေါင်းကအားမရှိတော့ပဲလောင်အိမ်ရဲ့တန်စကားပေါ်ကိုဖုံးခနဲ့ကျသွားရှာပါတယ်သူ့ရဲ့တောက်ပပြီးနိုးကြနေကြဝါစိမ်းရောင်မျက်လုံးအစုံဟာအခုတော့တဝက်ပဲပွင့်တော့ပြီးအယောင်ဝါတွေပျောက်ဆုံးနေပါပြီဝမ်ပိုက်ရဲ့လှုပ်ရှားမှုကလည်းတဖြည်းဖြည်းနှိကွေးသွားပြီး10စက္ကန့်ကျော်အထိအသက်ရှူရသွားတာမျိုးတော့မကြာခဏဖြစ်လာပါတယ်အလွန်အကျွံထိုးလိုက်တဲ့အိတ်ဆေးတွေကသူ့ရဲ့အာယုံကြောစနစ်ကိုထုံတိုင်းစေနေပြီးကြောက်ကက်ကိုအစိတ်တောက်ဖြစ်စေတဲ့ဂျန်ဒါမိုင်စင်ဆေးကတော့သူ့ရဲ့သွေးထဲမှာတေးစေနိုင်တဲ့မုန်တိုင်းတစ်ခုကိုဖန်တီးနေပါပြီကျွန်တော်လက်သေးတွေကလက်ဖမိုးတဲ့အထိနက်နက်ရှိုင်းရှိုင်းစိုက်ဝင်သွားပြီးသွေးဆက်လေးတောင်ထွက်လာပါတယ်ပေါက်စီကိုကျွန်တော်နိုင်ငံခြားမှာအလုပ်လုပ်ကြတဲ့ကမွေးမြူလာခဲ့တာဖြစ်ပြီးသူကကျွန်တော်အတွက်ကြောင်းတစ်ကောင်နဲ့မကပဲအထီးကျန်လာတဲ့နှစ်တွေတစ်လျှောက်မှာမိသားစုဝင်တစ်ယောက်လိုဖြစ်ခဲ့တာပါသူအခုအစိတ်တောက်ဆေးတွေရဲ့နှိမ့်ဆက်မှုကြောင့်အသက်ပြောက်လူနေပါဖြစ်နေတာကိုမြင်ရတော့ကျွန်တော်နှလုံးသားတစ်ခုလုံးအသားကျိတ်ဆက်ထဲရောက်သွားတယ်လို့မျိုးပြင်းပြင်းထန်ထန်နာကျင်ရပါတယ်ဒါပေမဲ့ကျွန်တော်အခုချိန်မှာဆေးရုံကိုဖုံးလုံးဝမဆက်ရက်ပါဘူးတကယ်လို့အခုဖုံးဆက်လိုက်ရင်စောင်းဒီပြောင်ကယောဂရုပ်တရက်ဆိုးရွားလာတာဒါမှမဟုတ်ပုံမှန်ဆေးတုံ့ပြန်မှုဖြစ်တာပါဆိုပြီးအကြောင်းပြချက်ပေါင်းစုံနဲ့ဆင်ခြင်ပေးပါလိမ့်မယ်သူကဆေးမှတ်တမ်းတွေကိုချက်ချင်းဖြည့်ဆည်းဖြစ်ပြီးစောင့်ကြည့်ရေးဗီဒီယိုတွေကိုပါအစဖျောက်လိုက်ရင်ကျွန်တော်မှသူ့ကိုအနိုင်ယူဖို့ခိုင်မာတဲ့တက်တည်အထောက်ထားရှိတော့မှာမဟုတ်ပါဘူးကျွန်တော်ကပေါက်စီကိုကဲချင်းယုံတယ်မကဘူးစောင်းဒီပြောင်ရဲ့ဘဝကိုပါလုံးဝအဆုံးသတ်ပစ်ပြီးဒီလုပ်ငန်းခွင်တွေကိုတစ်သက်လုံးပြန်ချေမချနိုင်အောင်လုပ်ပစ်ချင်တာပါနေရန်ကနိုင်လက်တံကတရွေ့ရွေ့သွားနေပါတယ်မနက်အစောပိုင်းတနာရီ15မိနစ်မှာတော့ဗီဒီယိုမြင်ကွင်းထဲမှာထူးခြားမှုတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့ပါတယ်။လောင်အိမ်ထဲမှာပျော့ကွေနေတဲ့ပေါက်စီရဲ့ခန္ဓာကိုယ်ကဘာအရေးရောင်မှမပြပဲရုတ်တရက်တောင့်တင်းသွားပါတယ်။ထို့နောက်မှာတော့သူ့ရဲ့ခြေလက်တွေကပုံမှန်မဟုတ်ပဲပြင်းထန်စွာတုန်ခါလာပါတော့တယ်။သူ trap ဖို့ကြိုးစားပေမဲ့အိတ်ဆေးတွေအလွန်အကျွံဖြစ်နေတာကြောင့်ကြက်သားတွေကဘလို့မှမိတ်မနာခံတော့ပါဘူး။သူ့ကောင်းကနာကျင်စွာနဲ့နောက်ကိုလန်ကျသွားပြီးမေးစေတော့ပြင်းပြင်းထန်ထန်တုံလီလာကပါဇက်ထောက်ကနေအမြုပ်ဖြူတွေနဲ့အန်ဖက်ဝါဝါတွေအများကြီးထွက်လာပြီးသူ့ရဲ့နှာခေါင်းလမ်းကြောင်းတွေကိုတမ်းမတ်စွာပိတ်ဆို့သွားပါတယ်သူစီကနေပျက်စီးနေတဲ့လေမုတ်ဆက်လိုမျိုးရှက်တရအသက်ရှူတန်အကျယ်ကြီးထွက်ပေါ်လာပါတယ်ဒါဟာအောက်ဆီဂျင်ပြင်းထန်စွာပြက်လက်မှုနဲ့အသက်အန္တရာယ်ဆိုးရင်ရတဲ့လက္ခဏာဖြစ်ပါတယ်သူရုန်းကန်နေရှာပါတယ်သူအကူအညီတောင်းနေရှာတာပါဒါပေမဲ့အခုလိုအချိန်မျိုးမှာ24နာရီပတ်လုံးလူနာဆောင်စောင့်ရှောက်ရမယ့်အထူးတန်းဆောင်ထဲမှာတော့ဘယ်သူတယောက်မရှိပါဘူးလုံခြုံရေးကင်မရာရဲ့အေးဆက်ဆက်အနီရောင်မီးမက်လေးတစ်ခုကသာဒါတွေအားလုံးကိုတိတ်တဆိတ်စောင့်ကြည့်နေပါတယ်ကျွန်တော်ကလထိုင်ပေါ်ကနေချက်ချင်းထရက်လိုက်ပြီးစပွဲပေါ်ကကားတော့ကိုဆွဲယူကတပြိုင်နက်တည်းမှာပဲအခြားဖုန်းတစ်လုံးနဲ့နံပါတ်တစ်ခုကိုခေါ်ဆိုလိုက်ပါတယ်လီမှုမင်းယူနေလားအခုဘဲချိန်ရှိပြီလဲဖုန်းထဲကနေအော်တန်ထွက်လာပါတယ်ပရိုဖက်ဆာချန်ညစ်နဲ့တကောင်ကြီးအနောက်ရှက်ပေးမိတာတကယ်ကိုအားနာပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကခမားရဲ့တခွဲကန်းကရွမ်တန်း30တန်ဖိုးရှိတဲ့အကျွေးဟောင်းစည်းရင်းကိုကျွန်တော်ရှင်းပေးခဲ့လို့ခမားရဲ့တသက်တာနာမည်ကုန်တဲ့င်းကိုထိမ့်သိမ့်နိုင်ခဲ့တာမှတ်မိအောင်ပါပါဒီညတော့အဲ့ဒီကျေးဇူးတရားကိုကျွန်တော်ပြန်တောင်းပေးရစေဖုန်းအပြင်ဘက်ကပရိုဖက်ဆာချန်ကခဏလောက်တိတ်သွားပါတယ်ကျွန်တော်လိုလူမျိုးကဘယ်တော့မှနောက်ပြောင်လေးမရှိမှန်းသူသိတာကြောင့်သူ့လင်ကာကချက်ချင်းပဲတည်ကြည်သွားပါတယ်ဘာဖြစ်လို့လဲ
ခမရဲ့အကောင်းဆုံးအရေးပေါ်ဆေးတက်တာကိုယူပြီးရွှေချုံအထူးတန်းတိရစ္ဆာန်ဆေးရုံကိုအခုချက်ချင်းသွားပေးပါကျွန်တော်ကြောင့်လေးအသက်အန္တရာယ်စိုးရိမ်နေရပြီးအိတ်ဆေးအလွန်ကြုံနဲ့အစိတ်တောက်ဆေးတွေထိုးခံလိုက်ရလို့ပါနောက်ထပ်နိုင်ဝက်နေရင်ဆေးရုံတကားဝမှာတွေ့ကြစုဒီညတော့ဒီလိန်လေလက်ဖျားနေတဲ့ဆိုင်အိုကြီးရဲ့ဆိုင်ဘုတ်ကိုကျွန်တော်လက်နဲ့ကိုဖြုတ်ပြမယ်ခဏလေးပဲအောက်ခံထားဦးတော့တာကြီးဖေဖေခုလာနေပြီမနက်အစောပိုင်း2:12မိနစ်မှာတော့ break အုပ်တန်အကျယ်ကြီးနဲ့အတူပေါ်ရှိကားအမဲရောင်ကရွှေချုံအထူးတန်းတိရစ္ဆာန်ဆေးရုံရဲ့ပိတ်ထားတဲ့မန်တကားကြီးအပြင်ဘက်မှာကွက်တီရက်တန့်သွားပါတယ်အဲ့ဒီအချိန်မှာပဲမာစီဒီကားအမဲရောင်တစ်စီးနဲ့လမ်းဘေးမှာဆိုက်ရောက်လာပါတယ်ကားတကားပွင့်သွားပြီးစပင်ဖြူဖြူအပြာရောင်ဝတ်စုံဝတ်ထားတဲ့အဖိုးတယောက်ကလေးလံနဲ့တက်တူဆေးတက်တာကိုကင်ပြီးဆင်းလာပါတယ်သူကအသက်60ကျော်နေပြီဖြစ်ပေမဲ့ခြေလမ်းတွေကတွက်လက်ပြီးအကြည့်တွေကခွဲစိတ်ထားတက်လက်လို့ထက်မြက်လွန်းလာပါတယ်ဒါဟာမြို့တော်တရိတ်ဆန်စေကူတာရေးလောကရဲ့ထိပ်တန်းပညာရှင်စိုက်ပျိုးရေးတက္ကသိုလ်တရိတ်ဆန်စေကူဌာနရဲ့တသက်တာဂုဏ်ထူးဆောင်ပရော်ဖက်ဆာချန်ကျင်ကျော်ပဲဖြစ်ပါတယ်။သူ့နောက်မှာလိုက်လာတဲ့သူတွေကတော့ကျွန်တော်အဖိုးခအများကြီးပေးပြီးနှားရမ်းထားတဲ့အထူးတပ်ဖွဲ့ဝင်ဟောင်းတက်တော်ဆောင်2ယောက်ဖြစ်တဲ့အာလုံနဲ့အာဟူတို့ဖြစ်ပါတယ်။ဒီညမှာတော့ကျွန်တော်ဥပဒေကြောင်းအရတကားခောက်နေဖို့မလိုပါဘူး။အထက်ကလူယုံမာတွေကအခြေအနေမဟန်လို့တပ်တွေတွေကိုဖျက်ဆီးပစ်မှာစိုးရိမ်တာကြောင့်အင်အားသုံးပြီးနှိမ်နင်းဖို့ပဲလိုအပ်ပါတယ်။ပရော်ဖက်ဆာချန်ခရီးရောက်မဆိုင်အားနာပါတယ်ခင်ဗျာအခြေအနေကထင်ထားတာထက်ပိုဆိုးနေတဲ့အကြောင်းကအသက်အန္တရာယ်စိုးရိမ်ရတဲ့အပြင်မျက်တူငယ်တွေပါကျနေပြီးဒါဟာအိတ်ဆေးတွေအလွန်ကြုံဖြစ်လို့ဖြစ်ရတဲ့အာယုံကြောအစိတ်ပြမှုပုံစံမျိုးပဲတကယ်ကိုယူသွမှုပဲဒါကယောဂကုတာမဟုတ်ဘူးတတဝါကိုတတ်နေတာကဲသွားဆိုကြောင်လေးကိုကယ်ဖို့ကပထမပဲပရော်ဖက်ဆာချန်ကစေးတစ်တာကိုမြဲမြဲကင်ပြီးဆေးရုံရဲ့မှန်တကားကြီးစီလျှောက်သွားပါတယ်အထဲမှာတော့မြမိမိန်အနှဲငယ်ပဲလင်းပါတော့တဲ့မှန်တကားကိုအထဲကနေတုတ်ခတ်ထားပြီးညဘက်အရေးပေါ်ဖြစ်ပါကဘက်တီးပါဆိုတဲ့ဆိုင်းဘုတ်ချိတ်ထားပါတယ်ကျွန်တော်ကအဲ့ဒီဘဲကိုတစ်ချက်တောင်လှမ်းမကြည့်ပါဘူးခြေလမ်းဝက်လောက်နောက်ဆုတ်လိုက်ပြီးဘေးကအာလုံကိုမေးထိုးပြလိုက်ပါတယ်ရိုက်ခွဲလိုက်ဘာမှတုံဆိုင်မနေပဲအာလုံကစစ်ဖက်နဲ့စီးထားတဲ့သူ့ရဲ့ညာဘက်ခြေထောက်ကိုမြောက်ပြီးမှန်တကားနှစ်ချက်ရဲ့အလဲဘိုးတဲ့တဲ့ကိုအားရပါရကန်ထည့်လိုက်ပါတယ်နားမခံနိုင်တော့တဲ့အတန်ကြီးနဲ့တူမှန်တကားကြီးတွေဟာစာရွက်လိုပဲချက်ချင်းအစိတ်မော်ကွဲအပ်သွားပါတော့တယ်မှန်စားတွေကနေရအနှံ့လွင့်စင်သွားပြီးစေးရုံအဲကမ်းမကြီးတစ်ခုလုံးမှာတခုကာကွယ်ရေးအချက်ပေးတံတွေပြင်းပြင်းထန်ထန်ထွက်ပေါ်လာပါတယ်မှန်စားတွေပြန့်ကျဲနေတဲ့ကျမ်းပြင်ကိုနင်းဖြတ်ပြီးကျွန်တော်က Professor Chan နဲ့တက်တော်ဆောင်တွေကိုဦးဆောင်ကနောက်ဖက်ကလူနာဆောင်စီကိုတုတ်ချီတင်ရှောက်လန့်ခဲ့ပါတယ်။အထူးတန်းနံပါတ်1လူနာဆောင်ရဲ့တကားကိုတွန်းဖွင့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်မျက်လုံးတွေဟာဒေါသကြောင့်ပြူးကျဲသွားရပါတယ်။ပေါက်စီကလောင်အိမ်ထဲမှာလဲကျနေပြီးဝမ်းပိုက်ရဲ့လှုပ်ရှားမှုကိုတော့မမြင်ရတော့ပါဘူး။ပါးစပ်ထောက်မှာလည်း၆ကပ်နေတဲ့အမြုပ်ဖြူတွေပေးကျန်နေပြီးသူ့ရဲ့နူးညံ့တဲ့အမွှေးတွေကလည်းချွေးစေးတွေနဲ့ကက်ဆေးနဲ့နေရှာပါတယ်။လောင်အိမ်နဲ့2မီတာတောင်မပြည့်တဲ့နေရာကစပွဲခုံမှာတော့မမလူဆိုတဲ့ညကျူတီနာပြူဆရာမကလက်ချက်ကြီးတက်ပြီးဖုန်းကိုအသေးအတန်နဲ့ကာဂိမ်းစော့နေတော့မှာပဲနင်ကစားတဲ့ရဲ့လားဟာတွားလေသူကအော်ဟစ်နေပါတယ်တကားကိုကြမ်းတမ်းစွာတွန်းဖွင့်လိုက်လို့လေအေးတွေဝင်လာတော့မှမမလူကတတိဝင်ပြီးနှက်ချက်ကိုချွတ်ကလှည့်ကြည့်ပါတယ်မျက်နှာတီကြီးနဲ့လူတန်ကြီး၄ယောက်သူ့ရှေ့မှာမတ်တက်ရက်နေတာကိုမြင်လိုက်ရတဲ့အပြင်ကျမ်းပြင်ပေါ်ကကွဲကြည့်နေတဲ့မှန်စားတွေကိုမြင်တော့သူ့ထိတ်လန့်တကြားနဲ့ဖုန်းကိုကျမ်းပြင်ပေါ်ချက်ချင်းချလိုက်မိပါတယ်သူတထေးတို့ကဘသူတွေလဲတပြတိုက်တာလားကျမရဲတိုင်မှာနော်အာဟူကခြေလန်းတလန်းလှမ်းလိုက်ပြီးသူ့ကိုကြက်ကလေးတစ်ကောင်လိုလေပင်ကနေဆွဲကင်ကနယံမှာအတင်းကတ်ထားလိုက်ပြီးအေးဆက်ဆက်နဲ့စကားနှခုံပဲပြောလိုက်ပါတယ်ပါဆက်ပိတ်ထားဒီကြံရပါကိုကျွန်တော်ဂယုမဆိုင်အားပါဘူးလှောင်ရင်ရှိကိုချက်ချင်းပြေးသွားပြီးတမနီတော့ခလောက်ကိုဆွဲဖွင့်လိုက်ပါတယ် Professor Chan ကကျွန်တော်ထက်ပိုမြန်ပါတယ်သူကကျွန်တော်ကိုတွန်းဖယ်လိုက်ပြီးတက်တူစီတက်တာကိုဖွင့်ကသူ့ရဲ့လှူရှားမှုတွေကမျက်စံလုံးလို့ရိတ်ခနဲပဲမြင်ရပါတယ်လီမှုဝိုင်းပွေပြီးသူ့ကိုညီညီညာညာလေးချပေးသူ့လေပင်ကိုမထိနဲ့အသက်ရှူလမ်းကြောင်းကိုပွင့်နေအောင်ထားရမယ်ကျွန်တော်ကရှွန့်စေးတုံးလို့ပျော့ခွေနေတဲ့ပေါက်စီကိုကျဲဝန်းတဲ့ကုသရေးစပွဲပေါ်ကိုဂယုတစိုက်မတင်လိုက်ပါတယ်သူ့ရဲ့အေးဆက်နေတဲ့ကိုခန္ဓာပူချိန်ကြောင့်ကျွန်တော်နှလုံးသားတစ်ခုလုံးပြင်းပြင်းထန်ထန်တုံးလို့သွားရပါတယ် Professor Chan ကနှစ်ချက်ကိုထုတ်ပြီးပေါက်စီရဲ့ရင်ဘတ်ပေါ်တင်လိုက်တဲ့အခါသူ့ရဲ့မျက်မှောင်ကချက်ချင်းတွန်းချိုးသွားပါတယ်နှလုံးခုန်တုံးကတိတ်ကိုအားနေနေပြီး10မိနစ်ကိုအချက်30ပဲခုန်တော့တယ်သွေးဖိအားလည်းအောက်ဆုံးကိုကျသွားပြီးမြန်မြန်ငါစေးတစ်တာရဲ့ဒုတိယအလွှာကစေးပလင်းကိုထုတ်လိုက်3.5 မီလီဂရမ်စုပ်ယူပြီးသွေးပြန်ကြောတဲ့ကိုဓာတ်ရိုက်ထိုးသွင်းလိုက်ပြီးတော့အောက်ဆီဂျင်ဆက်ကိုအမြင့်ဆုံးအထိဖွင့်ပြီးနှာခေါင်းစည်းတက်ပေးလိုက်လီမှုမြန်လို့အသက်အန္တရာယ်ကြုံတွေ့နေရတဲ့အရေးပေါ်အခြေအနေမျိုးမှာအပိုစကားတွေပြောနေဖို့အချိန်မရှိပါဘူးကျွန်တော်ကတရိတ်ဆန်ဆရာဝန်မဟုတ်ပေမဲ့ဗန်လုပ်ငန်းမှာလေ့ကျင့်ထားတဲ့ဖိအားတန်ခံနိုင်ရည်ကြောင့်အခုချိန်မှာလုံးဝတည်ငြိမ်နေပြီး Professor Chan ရဲ့လက်ထောက်တစ်ယောက်လိုအပြီးပြင်ကူညီပေးနေမိပါတယ်ဆောင်းဒီပြောင်တက်ဆင်ထားတဲ့ဆေးပိုက်အဟောင်းကိုဖြုတ်ပစ်ပြီးသွေးကြောအစ်စ်ကိုပြန်ရှာကဆေးရည်ကိုထိုးသွင်းပြီးအောက်ဆီဂျင်နှာခေါင်းစည်းကိုတက်ဆင်ပေးလိုက်ပါတယ်10မိနစ်2မိနစ်3မိနစ်တခန်းလုံးမှာအောက်ဆီဂျင်ဆက်ရဲ့စူညံတန်တွေနဲ့ Professor Chan ကပေါက်စီရဲ့ရင်ဘတ်ကိုလက်နဲ့နှိပ်ပေးနေတဲ့အတန်ခတ်တိုးတိုးပဲရှိပါတော့တယ်ကျွန်တော်လက်တွေကလက်တီးကိုတင်းဆုပ်ထားပြီးမျက်လုံးတစ်ချက်မှမလွဲပဲပေါက်စီရဲ့ရင်ဘတ်ကိုပဲစိုက်ကြည့်နေမိပါတယ်တကယ်လို့ပေါက်စီသားဒီညပြန်မရှင်လာတော့ဘူးဆိုရင်ဆောင်းဒီပြောင်ကိုတပြားမှမကြံအောင်ဒေဝါလီခံခိုင်းရုံနဲ့မကဘူးသူ့ရဲ့ဘဝတစ်ဝက်ကိုထောင်ထဲမှာပဲကုံဆုံးစေရမယ်လို့ကျွန်တော်ကြိတ်ဆိုလိုက်ပါတယ်ဟုတ်ရုတ်တရက်အောက်ဆီဂျင်နှာခေါင်းစည်းအောက်ကနေအလွန်တုံရီပြီးအားနေတဲ့ချောင်းဆိုးတန်ခတ်တိုးတိုးထွက်ပေါ်လာပါတယ်ထို့နောက်မှာတော့ပေါက်စီရဲ့ဝမ်ဘိုက်ကပြင်းပြင်းထန်ထန်တစ်ချက်လှုပ်ရှားသွားပြီးအောက်ဆီဂျင်အပြည့်အဝကိုအငန်းမရရှူသွင်းပါတော့တယ်သူ့ရဲ့ဝေဝါးနေတဲ့မျက်တူငယ်တွေကလည်းတဖြည်းဖြည်းနဲ့အလင်းရောင်ပြန်ရလာပြီးကျွန်တော်ကိုအားနေစွာနဲ့လှမ်းကြည့်ရှာပါတယ်
Professor Chan ကတက်ပြင်းရှိကြီးချလိုက်ပြီးနဖူးကချွေးစေးတွေကိုတုတ်ကာဘေးကကလတ်ထိုင်ပေါ်ကိုပုံရတာလဲထိုင်ချလိုက်ပါတော့တယ်ဒီကောင်လေးကတကယ်ကိုအသက်ပြင်းတာပဲတကယ်လို့ခင်ဗျားတို့သာနောက်ထပ်10မိနစ်လောက်နောက်ကျပြီးမှရောက်လာရင်တော့ဘလို့တခိုးရှင်မျိုးပဲလာဒီလိုနှလုံးနဲ့အသက်ရှူလမ်းကြောင်းပျက်စီးသွားတဲ့အခြေအနေကနေပြန်ကယ်နိုင်မှာမဟုတ်တော့ဘူးလို့ Professor Chan ကတက်ပြင်းချရင်းပြောပါတယ်ကျွန်တော်ကပေါက်စီရဲ့တဖြည်းဖြည်းပြန်နှွေးလာတဲ့ကိုခန္ဓာလေးကိုတာတာလေးပုတ်ပေးနေမိပေမဲ့ကျွန်တော်မျက်လုံးထဲကအေးဆက်ဆက်အရေးရောင်တွေကတော့ဘလို့မှအရေးမပြောသွားခဲ့ပါဘူးအဲ့ဒီအစာပုံမှုဆိုးရွားပြီးကြောက်စရာကောင်းတဲ့မုန်တိုင်းတစ်ခုကိုသာပြင်ဆင်နေပါတော့တယ်အဲ့ဒီချိန်မှာပဲအပြင်ဘက်စင်ကြံလန်းကနေပြာဆန်နေတဲ့ခြေတံကျဲကြီးတွေထွက်ပေါ်လာပါတယ်ဘသူကငါ့နယ်မြေထဲမှာလာပြီးပြဿနာရှာရဲတာလဲအသက်မရှင်ကျင်တော့ဘူးလားစောင်းဒီပြောင်ဟာဆရာဝန်အင်ဂျီဖြူအောက်မှာဘောင်းမီတိုပွားကြီးတစ်ထည်ကိုဝတ်ထားပြီးလက်ထဲမှာလည်းကောက်တီးရိုက်တန်တစ်ချောင်းကိုကိုင်ဆောင်ကအချက်ပေးတန်ကြောင့်လက်နိုးလာတဲ့လုံခြုံရေးဝန်ထမ်းအချို့နဲ့အတူလူနာဆောင်တကားဝက်စီကိုဒေါသတကြီးပြေးဝင်လာပါတယ်မစ္စတာလင်ခမ ्या ညစ်တဲ့တကောင်ကြီးဘာရီယူနေတာလဲကျွန်တော်ဆေးရုံရဲ့တကားမကြီးကိုရိုက်ခွဲတာကရာဇဝတ်မှုမြောက်တယ်နော်ခမ ्या ဘာလို့ဖို့စူးစမ်းနေတာလဲကျွန်တော်ကလှည့်ကြည့်လိုက်ပြီးအေးအေးလူလူပဲတ िश ူတရွက်ထုတ်ကလက်ပေါ်ကသွေးဆက်တွေကိုတုပ်လိုက်ပါတယ်ပြီးတော့သူ့ကိုအသက်မရှိတော့တဲ့လူသေးတကောင်လူမျိုးစိုက်ကြည့်လိုက်ပါတယ်ကျွန်တော်ဘာလို့မလို့လဲဟုတ်လားဒရိုက်တာဆောင်ခမ ्या ညစ်တဲ့တကောင်ကြီးကျွန်တော်ကြောင့်ကိုအစိတ်တောက်ဆေးတွေထိုးနေတဲ့အချိန်တုန်းကကျွန်တော်လူနာဆောင်စီကိုပြန်လာပြီးစစ်ဆေးလိုက်မယ်လို့တစ်ချက်ကလေးတောင်မတွေးမိခဲ့ဘူးလားစောင်းဒီပြောင်ရဲ့မျက်နှာကချက်ချင်းဖြူဖြောသွားပါတယ်ဒါပေမဲ့သူကဒီလိုလောကထဲမှာအတွေ့အကြုံများတဲ့ဝါရင်လူလေတယောက်ဖြစ်တာကြောင့်စိတ်ကိုချက်ချင်းပြန်ထိန်းလိုက်ပါတယ်သူကကောင်းကောင်းအသက်ပြန်ရှူနိုင်နေပြီဖြစ်တဲ့ပေါက်စီကိုတစ်ချက်လန်းကြည့်ပြီးနေရံမှာကတ်နေပြီးကြောက်လန့်တကြားဖြစ်နေတဲ့မမလူကိုလည်းကြည့်လိုက်ပါတယ်ပြီးတော့သူ့စိတ်ထဲမှာအမြန်ပဲတွက်ချက်လိုက်ပါတယ်ကြောင်ကချက်ချင်းတေးမသွားသေးပြီးတော့ခိုင်မာတဲ့တက်တီအထောက်ထားမရှိသေး၍ငါဘက်ကဘလို့ပဲဖြစ်ဖြစ်စင်ကြေပေးပြီးလိန်ပြဟောလို့ရတယ်မစ္စတာလင်လူတွေကိုအကြောင်းပြချက်မရှိဘဲဆွဆွဲမပုတ်ခတ်ပါနဲ့လို့ဆောင်ကအော်ဟစ်လိုက်ပါတယ်အစိတ်တောက်ဆေးတွေထိုးတယ်ဆိုတာဘာကိုပြောတာလဲအဲ့ဒါကကျွန်တော်တို့ရဲ့ပုံမှန်ကုသမှုအစီအစဉ်တိုင်းလုပ်တာပဲဥစ္စာခမ ्या ကြောင့်ကမူလကတည်းကကုလို့မရတဲ့ယောဂအပြင်းထန်ဖြစ်နေတာညဘက်ကျရင်ယောဂအခြေအနေကမောက်ကမဖြစ်တာကပုံမှန်ပါပဲကျွန်တော်မမလူကိုတေချာဆောင်ကြည့်ဖို့အတိအကျညွှန်ကြားထားခဲ့တာခမ ्या ကသာလူတွေကိုခေါ်ပြီးသူတစ်ပါးပိုင်တဲ့ထဲကိုအတင်းဝင်ရောက်ပြီးကိုထိလက်ရောက်ကျူးလွန်ခဲ့တာကျွန်တော်အခုချက်ချင်းရဲခေါ်ပြီးခမ ्या ကိုဖမ်းခိုင်းမယ်စောင်းဒီပြောင်ကဖုန်းကိုထုတ်ပြီးရဲစခန်းကိုဖုန်းခေါ်မဲ့ပုံစံမျိုးအပီးပြင်တရုပ်ဆောင်ပါတော့တယ်ကျွန်တော်ဘာစကားမှမပြောရသေးခင်မှာပဲကလတ်ထိုင်ပုံမှာထိုင်နေတဲ့ Professor Chan ကရုတ်တရက်ထွက်လိုက်ပါတယ်သူကဘေးနားကအမိုက်ပုံးစီလျှောက်သွားပြီးအတန်ကျဲကြီးနဲ့ဖုံးကနေမြည်အောင်ကန်ချလိုက်ပါတယ်တွေးတွေပေးနေတဲ့ဂွန်းစာတွေကြားထဲကနေ Professor Chan ကဘာတစိမ့်မှကတ်မထားတဲ့ဖန်ဆေးပလင်းအကြီးလေးနဲ့ဆေးကုံအောင်မထိုးရသေးတဲ့ဆေးထုတ်ပြုံကိုအတိအကျရှာဖွေပြီးနှိုက်ယူလိုက်ပါတယ်သူကအဲ့ဒီဆေးပလင်းကိုစောင်းဒီပြောင်ရဲ့နှာခေါင်းသားအထိတက်တက်ထိုးပြလိုက်ပါတယ်ပုံမှန်ကုသမှုအစီအစဉ်ဟုတ်လားခမ ्या ကဒါကိုပုံမှန်ကုသမှုအစီအစဉ်လို့ခေါ်တာလားဒီအဖိုးကြီးကိုမျက်စိကန်းနေတယ်လို့ထင်နေလားဒီဆေးပလင်းအောက်ခြေကအနီတွေနဲ့အနံ့ကတရိတ်ဆန်တွေအတွက်သုံးတဲ့ဂျန်တာမိုင်စင်ဆေးဆိုတာလုံးဝထင်ရှားနေတာပဲဒီဆေးကသုံးဆွဲခွင့်ပိတ်ပင်ထားတာကြာပြီးဥစ္စာနေ့လေတုန်းကတော့လူနာကိုကြောင်ကူးဆက်ဗိုင်းရပ်စ်ယောဂနဲ့မုံချိုအိတ်ရောင်ရမ်းတဲ့ယောဂဖြစ်နေပါတယ်ဆိုပြီးယောဂရှာဖွေပြခဲ့ပြီးညဘက်ကျတော့ဘာအကျိုးသက်ရောက်မှုမှမရှိတဲ့အပြင်အာယုံကြောနဲ့ကြောက်ကပ်ကိုပြင်းပြင်းထန်ထန်ထိခိုက်စေတဲ့ဈေးပေါ်တဲ့ပရိစီဝါဆေးကိုတိတ်တဆိတ်ထိုးပေးတဲ့ပေါ့ဒါကဆေးကုသမှုဆိုင်ရာလိမ်လည်မှုတွေမကဘူးတမင်တက်ဖြတ်ဖို့ကြိုးစားတာပဲ Professor Chan ကဒေါသတကြီးနဲ့စကားကိုဆက်ပြောပါတယ်ပြီးတော့ကျွန်တော်အခန်းထဲဝင်လာတဲ့အချိန်တုန်းကကြောင်ရဲ့အခြေအနေကတရိတ်ဆန်အိတ်ဆေးအလွန်ကျွံထိုးထားလို့ဖြစ်ရတဲ့ဝေဒနာကိုခံစားနေရတာအစာအိမ်နာလို့ရေတက်ခန်းချောင်းနေတဲ့ကြောင်ကောင်ကိုခမ ्या ကကိုလေးချိန်လဲမတိုင်းစေးတန်ခံတိုင်းရရှိမရှိလဲမစစ်ဆေးပဲတရိတ်ဆန်မေးစေးပြင်းစားကြီးကိုဒီလောက်အများကြီးဘာလို့ထိုးရတာလဲခမ ्या ကမိမိကိုတရိတ်ဆန်ဆရာဝန်လို့ခေါ်ရဲသေးတယ်လားခမ ्या ကတတ်သမားတယောက်လောက်တောင်အဆင်မရှိဘူးစောင်းဒီပြောင်ဟာ Professor Chan ရဲ့ကျွမ်းကျင်လွန်းတဲ့စိတ်ပညာရဲ့ဆိုင်ရာစကားလုံးတွေနဲ့ခိုင်မာတဲ့တက်တည်တွေကြောင့်လုံးဝကြောင်အမ်းသွားပါတယ် Professor Chan ရဲ့ DGB တရားမျှတတဲ့မျက်နှာကိုစိုက်ကြည့်ရင်းနဲ့သူရုတ်တရက်ရင်းနှီးတယ်လို့ခံစားလိုက်ရပါတယ်ဒီလုပ်ငန်းခွင်ထဲမှာကျင်လည်နေတဲ့သူဖြစ်ပြီးစိုက်ပျိုးရေးတက္ကသိုလ်တရိတ်ဆန်ဆေးကုဌာနရဲ့ထိပ်တန်းဆရာကြီးကိုမသိတဲ့သူဘယ်သူမှမရှိပါဘူးစောင်းဒီပြောင်ရဲ့ပထမဆုံးတုံ့ပြန်မှုကတော့အဖြစ်ကိုသူတစ်ပါးစီချက်ချင်းလွှဲချဖို့ပါပဲခင်ဗျာက Professor Chan ချင်းချော်မဟုတ်လားဆရာကြီးချန်ကျွန်တော်စကားကိုခဏလောက်နားထောင်ပေးပါဦးဒါရီအားလုံးကအထင်လွဲတာပါကျွန်တော်အောက်ကနာပြုဆရာမရဲ့အမှားဖြစ်ရပါလိမ့်မယ်မလူနင်ဘာရီလှုပ်လိုက်တာလဲငါနင့်ကိုဖိုင်ဇာကထုတ်တဲ့နိုင်ငံခြားဖြစ်စေကိုယူခိုင်းတာလေးဘာဖြစ်လို့ဂျန်နာမိုင်စင်စေးကိုတွားတုံးရတာလဲနင်ငါ့ကိုဒုက္ခပေးခြင်းလို့လားခမ ्या လိန်ပြောနေတာလို့မလူကအပြစ်အတင်မခံပဲအော်ဟစ်လိုက်ပါတယ်ဒီဆေးကိုခမ ्या ကိုယ်တိုင်လက်နဲ့စုပ်ပြီးထိုးပေးခဲ့တာလေခမ ्या ကိုယ်တိုင်ပဲဒါကတာမန်ဝမ်းရှော့တာပဲဟာဈေးပေါ်တဲ့ဆေးသုံးရင်ရပြီလို့ပြောခဲ့တာပြီးတော့ကြောင်ကတိတ်အော်လို့ညှဉ်းညူပြီးကျမကိုအိတ်ဆေးပလင်းဝက်ထိုးခိုင်းခဲ့တာလေဒီအပြစ်ကိုကျမခေါင်းပေါ်လာမပုံနဲ့ဒီလိုတယောက်နဲ့တယောက်အပြစ်လွှဲချပြီးခွေးကြိုက်တယ်လို့ကြိုက်နေကြတဲ့ပြကွက်ကိုကြည့်ရင်ကျွန်တော်ဆက်ဆုပ်ရွရှာမိပါတယ်ကျွန်တော်နာရီကိုကြည့်လိုက်တော့မနက်အစောပိုင်း2နာရီ45မိနစ်ရှိပါပြီညကအရှိကြီးကြံသေးပေမဲ့1060နဲ့ပထမဆုံးဆင်းကတော့အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီကျွန်တော်ကလက်မြောက်ပြပြီးအားလုံးကိုနာပြုဆရာမကိုလှုပ်ပေးဖို့အချက်ပြလိုက်ပါတယ်ပြီးတော့ချွေးစေးတွေတရွှေထွက်နေတဲ့စောင်းဒီပြောင်ရဲ့ရှေ့ကိုရှောက်သွားပြီးအထက်စီးကနေအေးဆက်ဆက်ကြည့်လိုက်ပါတယ်ဒရိုက်တာဆောင်ဒီလိုအပြစ်လွှဲချတဲ့ပြကွက်ကိုမနှက်ဖြန်ချမှတရားသူကြီးရှိမှပဲတရုတ်ဆောင်ပြလိုက်တော့ပေါက်စီရဲ့အသက်ကိုကယ်နိုင်ခဲ့ပြီဆိုတော့အခုကျွန်တော်တို့ငွေကြေးဆိုင်ရာစီးရင်တွေကိုရှင်းကြစို့ကျွန်တော်ခဏရက်ပြီးသူ့ဘက်ကိုနည်းနည်းကိုင်းလိုက်ပါတယ်မနဲ့လင်းတာနဲ့ကျွန်တော်ရဲ့ရှေ့နေနဲ့အတူပြန်လာခဲ့မယ်ခင်ဗျားတို့ဆေးရုံရဲ့ကုမ္ပဏီဘဏ်အကောင့်အချက်လက်တွေကိုကြိုပြီးပြင်ဆင်ထားတာပိုကောင်းလိမ့်မယ်။ဒါနဲ့ဒရိုက်တာဆောင်
ခမရခုနကကျွန်တော်တကားဖြက်စီးလို့ရဲခုံမယ်လို့ပြောတယ်မလားဖြက်စီးသွားတဲ့တကားဖို့ကိုကျွန်တော်ဘက်ကတာဝန်ယူပါတယ်ခမရကိုရွ2000ပေးလျော်မယ်ဒါပေမဲ့ခမရစာချုပ်ဖောက်ဖျက်ပြီးကျွန်တော်ကြောင့်ကိုတေလူနီးပါးဖြစ်အောင်လုပ်ခဲ့တဲ့အတွက်အစ20ပြစ်ဒဏ်ခက်လျော်ခြင်းငွေကတော့တပြားမှရောလို့မရဘူးကျွန်တော်ကအားနည်းစွာနဲ့အသက်ရှူနေရှာတဲ့ပေါက်စီကိုပွေးပိုက်ပြီး Professor Chan တက်တော်ဆောင်နေတဲ့အတူအခန်းထဲကနေထွက်ခွာခဲ့ပါတယ်။ကွဲကြည်နေတဲ့မှန်စတွေကြားမှာတော့တုံတုံယူယူနဲ့လဲထိုင်ကြံရစ်ခဲ့တဲ့ဆောင်းဒီပြောင်ပဲရှိပါတော့တယ်။နောက်တနေ့မနက်10နာရီမှာတော့စောင်းဦးပေါက်ရဲ့မနက်ခင်းနေအောင်ကြီးကကျွန်တော်ရဲ့42ထပ်မှာရှိတဲ့တိုက်ခန်းရဲ့မှန်ပြတဲ့ပေါက်ကြီးတွေကနေတဆင့်အခန်းထဲကိုဖြာကျနေပါတယ်။ပေါက်စီကိုတော့ညာတွင်ချင်းပဲ Professor Chan ညွှန်ကြားပေးတဲ့မြို့လေခေါင်ကအခြားနိုင်ငံတကာအဆင့်မီတိရစ္ဆာန်ဆေးရုံတစ်ခုစီပြောင်းရွှေ့ပေးခဲ့ပြီးသားဖြစ်လို့လောလောဆယ်သူ့ရဲ့အသက်ရှူနှုန်းတွေကတည်ငြိမ်နေပြီးအထူးဆောင်ကြီးဆောင်ထဲမှာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေရှာပါတယ်။ကျွန်တော်ကအဝတ်လဲခန်းထဲကမှန်ကြီးကြီးရှိမှမတ်တက်ရက်ပြီးမိခိုးရောင်ပိုးထဲကတိပါနက်တိုင်ကိုတိတိချာချာချီနှောင်လိုက်ပါတယ်ပြီးတော့ကိုလုံးနဲ့ကွက်တိကြတဲ့အပြာရောင်အစင်းမြင့်စစ်တူရင်ဝစ်စုံကိုဝစ်ဆင်လိုက်ပါတယ်မှန်ထဲမှာပေါ်နေတဲ့ပုံရိပ်ကတော့မင်းညကထိတ်လန့်တကြားဖြစ်နေပြီးလူရမသွင်းခံရတဲ့ပတ်စံရှိဦးကြောင်ကြားလေးမဟုတ်တော့ပါဘူးအခုချိန်မှာတော့ကျွန်တော်ရဲ့အကြည့်တွေကတွေးထွက်တန်ယူဖြစ်တော့မဲ့ခွဲစိတ်ဓာတ်တက်လက်လိုထက်မြက်နေပြီး Wall Street ကအနည်းစီမံခန့်ခွဲမှုထိပ်တန်းပညာရှင်တယောက်ရဲ့အေးဆက်ဆက်နဲ့မြည်သူမြမကြော်လွန်ရဲတဲ့ဩဇာအာဏာမျိုးလွှမ်းမိုးနေပါတယ်ကျွန်တော်တကားဖွင့်ပြီးထွက်လာတဲ့အခါကျွန်တော်ရဲ့တီးတန့်ဥပဒေအကြံပေးလက်ဖြစ်မြို့တော်ရဲ့အကျော်ကြားဆုံးစီးပွားရေးဆိုင်ရာတရားစွဲဆိုမှုရှိနေလေဖြစ်တဲ့စန်တာကျွန်းကဝစ်စုံအပြည့်နဲ့လက်ဆွဲအိတ်ကိုကင်ပြီးတက်လီကာဝါမှာကျွန်တော်ကိုစောင့်ဆိုင်နေပါတယ်မစ္စတာလင်းဗီဒီယိုနဲ့တကွခိုင်မာတဲ့တက်တေအထောက်ထားအားလုံးကိုဥပဒေကြောင်းအရအတည်ပြုချက်ရယူပြီးပါပြီဒီအာမခံချက်အပြန်အလှန်သဘောတူစာချုပ်ကဘာဟာကွက်မှမရှိပဲတကယ်ကိုပြည့်စုံပါတယ်တစ်ဖက်လူရဲ့ပြုမှုဆောင်ရွက်ချက်တွေကကြီးလေးတဲ့တရားမကြောင်းဆိုင်ရာစာချုပ်ဖောက်ဖျက်မှုနဲ့စီးပွားရေးဆိုင်ရာလိမ်လည်မှုမြောက်နေပါတယ်ကဲတွားကြဆိုစာချုပ်ပါစီကံချက်တွေကိုလေးစားရမယ်ဆိုတာဘာလဲဆိုတာသူ့ကိုတွားပြီးသင်ခန်းစာပေးကြဆိုမနက်10နာရီခွဲမှာတော့ရွှေကြုံအထူးတန်းတိရစ္ဆာန်ဆေးရုံကလူစီကားဆုံးအချိန်ဖြစ်နေပါတယ်။ဧကမ်းမကြီးထဲမှာကြောင်တွေခွေးတွေကိုခေါ်ပြီးဆေးကုဖို့ကာကွယ်ဆေးထိုးဖို့လာကြတဲ့လူနာရှင်တွေနဲ့ပြည့်နေနေပါတယ်။မင်းညကကန်ကျိုးသွားတဲ့တကားမကြီးကိုတော့လောလောဆယ်တစ်သားပြားချို့နဲ့ယာယီကာရန်ထားပြီးဘေးပတ်လည်မှာအဝါရောင်တတိပိတိတ်တွေတားထားပါတယ်။ကောင်တာကနာပြုဆရာမလေးချို့ကတော့မင်းညကဖြစ်ပျက်ခဲ့တဲ့ဒရမာတွေကိုဖုံးကွယ်ဖို့စူးစမ်းရင်းလူနာရှင်တွေကိုအတင်းပြုံးပြပြီးစိတ်အေးအောင်ချော့မော့နေကြပါတယ်။ဆောင်းဒီပြောင်ကတော့အခုချိန်မှာဧကမ်းမရဲ့ဘေးဘက်ကပွင့်လင်းမြင်သာတဲ့စစ်စေးရေးစပွဲမှာထိုင်ပြီးခွေးလေးတစ်ကောင်ရဲ့နံရွက်ကိုစစ်ဆေးပေးနေပါတယ်။သူ့မျက်လုံးအောက်မှာကွင်းမဲကြီးနှစ်ခုရှိနေပြီးမျက်နှာတစ်ခုလုံးလည်းဖြူဖြောနေတာကြောင့်မင်းညကတညလုံးကောင်းကောင်းမအိပ်ရမှန်သိတာလာပါတယ်။မင်းညကကျွန်တော်ထွက်သွားပြီးတဲ့နောက်မှာသူကရာဇဝတ်မှုတက်တွေတွေကိုဖျက်ဆီးဖို့အတွက်ဆေးရုံရဲ့အတွင်းပိုင်းစောင့်ကြည့်ရေးဗီဒီယိုတွေကိုချက်ချင်းဖျက်ပစ်ဖို့အမိန့်ပေးခဲ့ပေမဲ့အဲ့ဒီစနစ်အဟောင်းကြီးကရက်တော့ကြာကလေးကဆက်ထဲမှာနေရာပြည့်သွားလို့ဗီဒီယိုမှတ်တမ်းတင်တာရက်တက်နေခဲ့မှန်းသိလိုက်ရပါတယ်။ဒါကသူ့ကိုတပြင်းချနိုင်စေခဲ့တာပါ။သူ့အထင်တော့ဆေးရုံရဲ့စောင့်ကြည့်ဗီဒီယိုမရှိရင်ကျွန်တော်နဲ့ Professor Chan ရဲ့စကားတက်နဲ့တင်သူကလုံးဝညှင်းဆန်လို့ရတယ်လို့ထင်နေတာအဆိုးဆုံးဖြစ်ရင်တော့တာမန်ဆေးကူတောက်မှုဆိုင်ရာအငင်းပွားမှုတစ်ခုအနေနဲ့ဆေးဖို့ချို့ကိုပြန်အမ်းပေးလိုက်ရင်ပြီးပြီလို့တွက်ထားတာဖြစ်ပါတယ်။ဖဲလိုက်စမ်းငါရှင်းစရာစီးရင်ရှိတယ်လို့သူ့ကောင်းပေါ်ကနေအေးဆက်ဆက်အတန်ထွက်ပေါ်လာပါတယ်။ဆောင်းဒီပြောင်ကခေါင်းကိုဆက်ခနဲမောကြည့်လိုက်ပါတယ်ဝစ်စုံတင်နဲ့ဩဇာအာဏာပြည့်ရှိနေတဲ့ကျွန်တော်နဲ့ဘေးကတည်ငြိမ်ထက်မြက်တဲ့ရှိနေကြီးကိုမြင်လိုက်ရတဲ့အခါသူ့လက်ထဲကဂွန်စလေးကစပွဲပေါ်ကိုဖက်ခနဲပြုတ်ကျသွားပါတော့တယ်မစ္စတာလင်းခမရဒီကိုလာရဲသေးတယ်လားမင်းညကလူတွေကိုခေါ်ပြီးကျွန်တော်ဆိုင်ကိုရိုက်ခွဲသွားတာကိုကျွန်တော်ခမရကိုအပြစ်မရှာရသေးဘူးနော်အခုချက်ချင်းအပြင်ထွက်သွားပါမဟုတ်ရင်ကျွန်တော်တကယ်ပဲရဲခေါ်လိုက်မယ်သူ့ရဲ့အော်ဟစ်တန်ကြောင့်အခမ်းမတွေကလူနာရှင်အယောက်ပေါင်းများစွာရဲ့အကြည့်တွေကချက်ချင်းရောက်လာပြီးအားလုံးကပွဲကြည့်ဖို့ပြင်ဆင်ကြပါတော့တယ်ဒါကကျွန်တော်လိုချင်တဲ့အကွက်ပါပဲလူအများရှိမှတရားဝင်စီရင်ချက်ချတာကမှတစ်ဖက်လူကိုအသေးလဲစေနိုင်တာသူ့ရဲ့ချင်းချောက်မှုကိုဂယုမဆိုင်ပဲကျွန်တော်ကဝစ်စုံအင်ဂျီအိတ်ထဲကနေယွန်း100တန်းငွေဆက်ကူအသစ်ဆက်ဆက်နှစ်အုပ်ကိုထုတ်ပြီးသူ့ရှိကစပွဲပေါ်ကိုဖုံးကနေမြည်အောင်တင်လိုက်ပါတယ်ဒါကယွန်း2000ခါကိုရိုက်ခွဲတာကကျွန်တော်အမှားမို့လို့ဒါကိုပြုပြင်ခွင့်စေးအနေနဲ့ပေးလိုက်တာအခုတကားစီးရင်ကတော့ရှင်းသွားပြီးကြောင်ရဲ့စီးရင်ကိုဆက်ရှင်းကြစို့ဆောင်းဒီပြောင်ကအဲ့ဒီငွေဆက်ကူတွေကိုကြည့်ပြီးမျက်ခွန်တွေပြင်းပြင်းထန်ထန်တုန်ခါလာပါတယ်။ကြောင်စရင်ဟုတ်လားကြောင်အတွက်ဘာစရင်ရှင်းစရာရှိလို့လဲသူကမူလကလေးကတေလူနီးပါးဖြစ်နေတာယောဂဆိုးရွားလာတာကပုံမှန်ပဲခမရတို့ကလူနာကိုအတင်းအဓမ္မလူယူသွားကြတာကျွန်တော်ဘက်ကနောက်ဆက်တွဲစေကူတာခတွေကိုတောင်မတောင်းရသေးဘူး။ဒရိုက်တာဆောင်ခမရကတကယ်ပဲကောင်းတလားကိုမမြင်မချင်းမျက်ရည်မကျတဲ့လူပဲနော်။ကျွန်တော်ကဘေးကိုနည်းနည်းဖယ်ပေးလိုက်တော့ရှေ့နေဆန်ကချက်ချင်းရှေ့ကိုတလန့်တက်ပြီးသူ့လက်ဆွဲအိတ်ထဲကနေအစင်းမြင့်တက်ပလက်ကွန်ပျူတာတစ်လုံးကိုထုတ်ကအတန်ကိုအကျယ်ဆုံးအထိဖွင့်ပြီးစပွဲပေါ်တင်လိုက်ပါတယ်ရှေ့နေဆန်ရဲ့အတန်ကဟိန်းထွက်နေပြီးဥပဒေကြောင်းအရာ PR တွေအပြည့်ရှိနေပါတယ်မစ္စတာဆောင်ကျွန်တော်ကမစ္စတာလင်ရဲ့ကိုယ်စားလှယ်ရှိနေဖြစ်ပါတယ်အခုကျွန်တော်မှုတည်ရဲ့ကိုစားဥပဒေကြောင်းအရာအတည်ပြုပြီးသားတက်တေအထောက်ထားချုပ်ကိုချပြပါမယ်တေချာကြည့်ရှုပေးပါတက်ပလက်မျက်နှာပြင်လင်းပွင့်လာပြီးပထမဆုံးဗီဒီယိုကိုစတင်ပြသပါတယ်။အဲ့ဒီဗီဒီယိုကတော့မနေ့ကနေ့လယ်ပိုင်းကဒီအခမ်းအနားထဲမှာတင်ပဲဆောင်းဒီပြောင်ရဲ့လောဘစော်တက်နေတဲ့မျက်နှာနဲ့ကင်မရာကိုကြည့်ပြီးပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။မမလင်းလုံးဝစိတ်အေးထားပါကျွန်တော်ကိုယ်တိုင်စီမံထားတဲ့နိုင်ငံခြားဖြစ်အဆင့်မြင့်စေးစနစ်အတိုင်းသွားတည်၍3ရက်အတွင်းမှာပေါက်စီကိုကြမ်းကြမ်းမာမာနဲ့လွတ်လွတ်လပ်လပ်ခုံပေါက်နိုင်တဲ့အခြေအနေမျိုးနဲ့ပြန်အပ်ပေးမယ်လို့အာမခံပါတယ်။ဘာနောက်ဆက်တွဲဆိုးကျိုးမှလည်းမရှိစေရပါဘူး။ဗီဒီယိုထဲကအတန်ကတခန်းလုံးမှာတဲတဲကွဲကွဲပြန့်လွင့်သွားပါတယ်ဘေးပတ်လေကစောင့်ကြည့်နေတဲ့လူနာရှင်တွေကလည်းချက်ချင်းပဲတူတူနဲ့ပြောဆိုကြပါတော့တဲ့ဒီဆေးရုံအုပ်ကမနေ့ကတင်မဲ့အပိုင်နိုင်အမခံခဲ့တာကိုစကားပြောတော့ကတော့တိတ်နာထောင်ကောင်းတာပဲဘာဖြစ်လို့ညဘက်ကြမှာပြဿနာတက်ရတာလဲ
စောင်းဒီပြောင်ရဲ့မျက်နှာကချက်ချင်းပြနှန်းသွားပါတယ်သူမနေ့ကကျွန်တော်စီကနေပတ်စံရဖို့အတွက်စိတ်လှုပ်ရှားပြီးကျွန်တော်ဖုန်းကင်မရာရှေ့မှာဒီလိုအာမခံစကားတွေပြောခဲ့မိမှအခုမှပြန်တရိရတာဖြစ်ပါတယ်ဒါကဘာကိုတက်တည်ပြနိုင်မှာလဲကျွန်တော်ကလူနာရှင်စိတ်သက်သာရအောင်ပြောပြခဲ့တာပဲဥစ္စာစေကူတောက်မှုဆိုတာဘသူကတရားရခိုင်နှုန်းအာမခံနိုင်မှာလဲဒါဆိုရင်ဒီဒုတိယဗီဒီယိုကိုဘာပြောမလဲလို့ကျွန်တော်ကခက်နေတဲ့ပြုံးရင်းနဲ့မျက်နှာပြင်ကိုတသားလေးနှိပ်လိုက်ပါတယ်ဒုတိယဗီဒီယိုကတော့မနေ့ညကအထူးတန်းဆောင်ရဲ့ကြည်လင်ပြတ်သားတဲ့တိုက်ရိုက်မှတ်တမ်းဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုပေါ်လာတာနဲ့တပြိုင်နက်ဆောင်တီပြောင်းဟာလျှက်စီးအပြစ်ခံလိုက်ရတဲ့လူမျိုးတကူလုံးအားရင်တွေကုန်ခန်းသွားပြီးခြေထောက်တွေပါပျော့ခွေကကလတ်ထိုင်ပေါ်လဲကျလူနေပါဖြစ်သွားပါတယ်။ဗီဒီယိုထဲမှာသူနဲ့နာပြူဆရာမမလူတို့ရဲ့စကားပြောတန်တွေကိုအတိအကျဖမ်းယူထားနိုင်ပါတယ်။ဒီနိုင်ငံခြားဖြစ်အယောင်ကျစေးတပလင်းနဲ့တင်မူရင်းစေးက800ကျော်ရှိတာဗျ။ငါပြောတာနားထောင်ကျန်တာမိုင်းစင်စေးပဲထိုးပေးလိုက်တပူးမှနှစ်ယုံခွဲပဲရှိတာ။ဒီကြောင်ကတိတ်ယုံတာပဲမလူ။သူ့ကိုအိတ်စေးပလင်းဝက်ထိုးပေးလိုက်မနဲ့လင်းတဲ့အထိငြိမ်ငြိမ်လေးအိတ်နေပါစေ။ထို့နောက်မှာတော့တနာစရာကောင်းတဲ့မင်းကုန်းကြောင်လေးဟာဈေးပေါ်တဲ့အစိတ်တောက်ဆေးနဲ့အလောကျော်အိတ်ဆေးတွေရဲ့နှိမ့်ဆက်မှုကြောင့်တကိုယ်လုံးတုန်ခါပြီးပါဆက်ကအမြုပ်တွေထွက်ကအသက်လူပြီးရုန်းကန်နေရတဲ့မြင်ကွင်းပေါ်လာပြီးနာပြူဆရာမမလူကတော့လှောင်အိမ်ကိုကြောခိုင်းကအေးလူဖုန်းကိန်းစော့နေတာကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရပါတယ်တခန်းလုံးမှာတေချင်းတရားလိုတိတ်ဆိတ်သွားပါတယ်အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်အားလုံးရဲ့မျက်နှာပေါ်မှာအလွန်အမင်းထိတ်လန့်ယွန်ရှာပြီးဒေါသထွက်နေတဲ့အရေးအယောင်တွေပေါ်လာပါတယ်သူတို့ရဲ့အဖိုးတန်ကြောင်တွေခွေးတွေကိုဒီဆေးရုံမှာတင်ထားခဲ့တဲ့လူနာရှင်တွေဆိုရင်မျက်နှာတွေဖြူဖြော့သွားပြီးသူတို့ရဲ့အကောင်လေးတွေလည်းဒီလိုနှိမ့်ဆက်ခံနေရမလားဆိုတဲ့စိုးရိမ်စိတ်နဲ့နောက်ဘက်ကလူနာဆောင်စီကိုချက်ချင်းပြေးဝင်သွားကြပါတော့တယ်ခမည်းကကျွန်တော်ရဲ့စောင့်ကြည့်ရေးစနစ်ကိုခိုးယူကြည့်ရှုတာပဲဒါကသူတစ်ပါးရဲ့လှုပ်ဝက်ချက်ကိုမတရားသဖြင့်ရယူလာဖြစ်လို့တရားရုံးမှာတက်သေးအဖြစ်မတည်နိုင်ဘူးမစ္စတာဆောင်ခမည်းဥပဒေကြောင်းအရအကြီးအကျယ်အထင်လွဲနေပုံရတယ်ဒါကခမည်းတို့ဆေးရုံရဲ့အတွင်ပိုင်းစောင့်ကြည့်ရေးစနစ်ကိုခိုးယူလာမဟုတ်ပါဘူးအဲ့ဒီအစားခမည်းကိုယ်တိုင်စီးပွားရေးသဘောတူညီချက်ရဖို့အတွက်မစ္စတာလင်စီကိုအွန်လိုင်းကနေ24နာရီပတ်လုံးကြည့်ရှုနိုင်တဲ့ကုန်းနံပါတ်ကိုကိုယ်တိုင်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်အမှုဒီကခမည်းကိုယ်တိုင်ခွင့်ပြုထားတဲ့တရားဝင်လမ်းကြောင်းကနေတဆင့် screen video ကိုဥပဒေကြောင်းအရမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဒါကလုံးဝတရားဝင်တဲ့အပြင်မငင်းနိုင်တဲ့တက်သေးအစ်စ်ဖြစ်ပါတယ်ရှေ့နေဆန်ကသူ့ကိုအသက်ရှူခွင့်တောင်မပေးဘဲလက်ဆွဲအိတ်ထဲကနေနောက်ဆုံးစာရွက်စာတမ်းတစ်ခုကိုထုတ်လိုက်ပါတယ်အဲ့ဒါကတော့ရဲနေနေတဲ့ကုမ္ပဏီတစ်စိတ်တုံးရိုက်နေထားတဲ့အထူးတာဝန်ကင်းလွတ်ခွင့်နဲ့တန်ဖိုးမြင့်နောက်ဆက်တွဲသဘောတူညီချက်ရဲ့မိတ္တူစာရွက်ဖြစ်ပြီးစောင်းတီပြောင်ရဲ့ရှေ့ကိုဖုံးခန်းနဲ့စောင့်ချလိုက်ပါတယ်အခုတက်တေအထောက်ထားအားလုံးကကွင်းဆက်အပြည့်အစုံရှိနေပါပြီမစ္စတာဆောင်ခမရဲ့မျိုးသားတဲ့စိတ်နဲ့ဆေးဝါးတွေကိုလဲချင်းစီကမ်းမဲ့အိတ်ဆေးတွေကိုအလွန်အကျွံအသုံးပြုခြင်းနဲ့ကြီးလေးတဲ့စောင့်ရှောက်မှုပေါ်ဆခြင်းတို့ကြောင့်ကျွန်တော်အမှုဒီရဲ့ချန်ပီယံပြိုင်ပွဲဝင်ကြောင်လေးဟာတေးလူနီးပါးဖြစ်ခဲ့ရပါတယ်။နှစ်ဦးနှစ်ဖက်သဘောတူချုပ်ဆိုထားတဲ့စာချုပ်အရဒီကူတာမှုအတွက်ကြိုတင်ပေးထားတဲ့ဆေးရန်ငွေကရွမ်9000ဖြစ်ပါတယ်။စာချုပ်ပါစီကမ်းချက်တွေကိုဖောက်ဖျက်မိတဲ့အတွက်ခမအနေနဲ့မစ္စတာလင်စီကိုအစ20ပြစ်ဒဏ်ခတ်လျော်ခြင်းငွေပေးရပါမယ်။ရွမ်9000ရဲ့အစ20ဆိုတော့ဒရိုက်တာဆောင်စုပေါင်းရွမ်9000တိတိကျတင်ပါတယ်။ကျွန်တော်ကဖုန်းကိုထုတ်ပြီးအချိန်မှတ်နာရီကိုဖွင့်လိုက်ပါတယ်ခမ ्या ကိုအချိန်10မိနစ်တိတိပေးမယ်ဒီယွမ်9000ကိုကျွန်တော်အကောင့်ထဲချက်ချင်းလွှဲပေးမလားဒါမှမဟုတ်10မိနစ်ပြည့်တာနဲ့ကျွန်တော်သတင်းစာရှင်းလင်းပွဲချက်ချင်းလုပ်ပြီးဒီဗီဒီယို3ခုကိုအွန်လိုင်းပေါ်ကအပူတပြင်းရှာဖွေမှုအမြင့်ဆုံးနေရာထိရောက်အောင်တွန်းတင်ပြမလားအဲ့ဒီခါကျရင်ခမ ्या ရဲ့နာမည်လုံးဝပျက်စီးသွားစေရမယ်တပြိုင်နက်တည်းမှာပဲရှေ့နေဆန်ကပြည့်စုံတဲ့လိမ်လည်မှုတရားစွဲဆိုချက်တွေနဲ့တက်တဲ့အားလုံးကိုမြို့တော်တရားရုံးချုပ်သုံးဆွဲသူများအဖွဲ့ချုပ်ကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းဦးစီးဌာနနဲ့တရိတ်ဆန်စေးကူတာရေးစီမံခန့်ခွဲမှုအဖွဲ့တို့စီကိုတပြိုင်နက်ပေးပို့ပါလိမ့်မယ်အဲ့ဒီအချိန်ကျရင်ခမ ्या ဆုံးရှုံးရမှာကယွမ်9000တင်မကတော့ဘူးအစင်းမြင့်ပညာတတ်တယောက်အနေနဲ့စီးပွားရေးလိမ်လည်မှုရဲ့ပြစ်ဒဏ်တက်မှတ်ချက်တွေကိုခမ ्या ကကျွန်တော်ထက်ပိုသိမှာပါမဟုတ်ဘူးဒါကမတရားငွေညစ်တာချင်းချောက်တာစောင်းဒီပြောင်းဟာလုံးဝစိတ်ပြက်လက်ပြက်ဖြစ်သွားပြီးလမ်းပိတ်နေတဲ့တောဝက်တကောင်လိုမျိုးအသက်ကိုပြင်းပြင်းရှူနေရှာပါတယ်ယွမ်9000ဆိုတာသူလွန်ခဲ့တဲ့နှစ်တွေတလျှောက်မှာလိမ့်လေလက်ဖျားပြီးပတ်စံများကြီးရှာထားနိုင်ခဲ့ပေမဲ့ယွမ်9000ကိုတခါတည်းနဲ့အသားဖြတ်ပေးလိုက်ရတယ်လို့ပေးလိုက်ရတာကသူ့နှလုံးသားကိုတွေးထွက်အောင်နာကျင်စေပါတယ်ဒါအပြင်ဒီယာရီတာအွန်လိုင်းပေါ်ရောက်သွားရင်သူ့ရဲ့နာမည်ကုန်သတင်းကတစ်သက်လုံးပျက်စီးသွားမှာသိကြပါတယ်သူ့ရဲ့စိတ်မနှံ့တယ်လို့ဖြစ်နေတဲ့ပုံစံကိုကြည့်ရင်ကျွန်တော်ကအေးဆက်ဆက်နဲ့ဖုန်းထဲကအချိန်မဆက်ကိုစောင့်ကြည့်နေမိပါတယ်ခင်ဗျားမှာနောက်ထပ်9မိနစ်ပဲကျန်တော့တယ်ငွေညစ်တယ်မညစ်ဘူးဆိုတာတရားသူကြီးကဆုံးဖြတ်လိုက်မယ်ဒါပေမဲ့တရားသူကြီးပါစက်မဟခင်မှာပဲဒီနေ့နေ့လယ်မတိုင်ခင်ခင်ဗျားရဲ့ဆေးရုံကိုလုံးဝပိတ်ပစ်အောင်ကျွန်တော်လုပ်ပြမယ်အချိန်စတင်ရေးတွက်နေပြီအဲ့ခမ်းမတွေကလူစုကြီးကတော့လုံးဝပွက်လောရိုက်သွားပါပြီပတ်စံပြန်ပေးကျွန်တော်တို့ရဲ့စေယုံတက်ခတွေကိုပြန်ပေးကြတတော်ဝါတွေရဲ့အသက်ကိုတံမိုးမထားတဲ့တရိတ်ဆန်တွေအကျင့်ပြတ်စီးပွားရေးသမားတွေနိုင်ငံခြားဖြစ်စေအစားဂျန်တာမိုင်စင်စေးကိုလဲတုံးနေပေါ့ကျွန်တော်ရဲ့ရွှေရောင်ခွေလေးလည်းခမရတို့ကြောင့်နာပင်သွားတာနေမှာပဲပတ်စံပြန်ပေးရဲခေါ်ကြဆိုအားလုံးတူတူရဲခေါ်ပြီးဒီလိန်လည်နေတဲ့ဆိုင်အိုကြီးကိုချိတ်ပိတ်ခိုင်းကြဆိုလူလူရဲ့ပြင်းထန်တဲ့ဒေါသလိုင်းလုံးတွေကစောင်းဒီပြောင်ရဲ့မျက်နှာပေါ်ကိုတရက်ဆက်ရိုက်ခတ်နေပါတယ်သူရှိမှအေးဆက်ဆက်ရက်နေတဲ့ကျွန်တော်နဲ့ဘေးကတက်တော်ဆောင်တွေရှိနေကြီးကိုကြည်ရင်ပြီးတော့သူ့ကိုအစိမ့်လိုက်ဝါစားတော့မဲ့လူနာရှင်တွေကိုငုံကြည့်ရင်းနဲ့သူနောက်ဆုံးတော့သဘောပေါက်သွားပါတော့တယ်သူရှိကအမျိုးသားဟာဘာမှမတက်နိုင်တဲ့တိုးတကောင်မဟုတ်ပဲတားကောင်ဖြစ်ဟန်ဆောင်ပြီးသူ့ကိုပြန်လဲအမဲလိုက်နေတဲ့ရှေးဟောင်းမိချောင်းကြီးတကောင်ဖြစ်နေမှန်းသိသွားတာပါသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကာကွယ်ရေးတတိုင်းလုံးဝပြိုလဲသွားပြီးကိုခန္ဓာတွေကအယိုးတွေအကုန်စင်ထုတ်ပစ်လိုက်တယ်လို့မျိုးကလတ်ထိုင်ပေါ်ကိုပုံရသားလဲကျသွားပါတော့တယ်သူကတုံရွီနဲ့အိတ်ကက်ထဲကဖုန်းကိုထုတ်ပြီးဆေးရုံရဲ့ကုမ္ပဏီဘဏ်အကောင့်ထဲဝင်လိုက်ပါတယ်2မိနစ်အကြာမှာတော့ကျွန်တော်ဖုန်းစီကနေဘဏ်ငွေဝင်တဲ့အချက်ပေးတန်ထွက်ပေါ်လာပါတယ်ကျွန်တော်ဖုန်းကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးတဲ့နောက်မှာတော့ကျွန်တော်နှလုံးသားထဲကအနည်းရှိတဲ့အပြုံးတစ်ခုကနောက်ဆုံးတော့နှကန်းဖြားမှာပေါ်လာပါတော့တယ်
ဆောင်းဒီပြောင်ကခေါင်းကိုမောကြည့်လိုက်ပြီးငိုမဲမဲမျက်နှာနဲ့မစ္စတာလင်ပတ်စံကိုခမားစီလွှဲပေးပြီးပါပြီဒီကိစ္စကိုကျွန်တော်တို့ပြီးသွားပြီလို့သတ်မှတ်လို့ရမလားဟင်အဲ့ဒီဗီဒီယိုတွေနဲ့စာချုပ်ကိုဖျက်ဆီးပေးလို့ရမလားမစ္စတာလင်ကျွန်တော်မှားမှန်းသိပါပြီတကယ်ပဲမှားမှန်းသိပါပြီသူကပတ်စံပေးလိုက်ရင်ဘေးကင်းသွားပြီးသူဘဝတစ်ဝက်လောက်တိဆောက်လာခဲ့တဲ့အကျင့်ပြတ်စီးပွားရေးအင်ပါယာကိုဆက်ပြီးထိမ့်သိမ်းထားနိုင်မယ်လို့ထင်မှတ်နေတာပါကျွန်တော်ကဖုန်းကိုတိမ့်လိုက်ပြီးစပွဲပေါ်ကတက်ပလက်ကိုရှေ့နေဆန်စီစစ်ဆက်ပြန်ကမ်းပေးလိုက်ပါတယ်ပြီးတော့သူ့ကိုအထက်စီးကနေနှိမ်ချစွာငုံကြည့်လိုက်ပါတယ်ဒရိုက်တာဆောင်ခမရတခုခုမှားနေပြီထင်တယ်ဒီရွမ်9000ဆိုတာမနေ့ကခမရကိုယ်တိုင်စာရွက်ပေါ်မှာအတီးပြုပြီးလက်မှတ်ထိုးခဲ့တဲ့စာချုပ်ဖောက်ဖျက်ခြင်းဖြစ်တယ်ခမရကျွန်တော်ကိုပေးရမယ့်ပတ်စံကိုကျွန်တော်လက်ခံရရှိပြီဖြစ်လို့ကျွန်တော်တို့ကြားကတရားမှကြောင်းဆိုင်ရာစာချုပ်ဖောက်ဖျက်မှုအပိုင်းကတော့ရှင်းသွားပြီဒါပေမဲ့ခမရကအစိတ်တောက်ဆေးတွေကိုတုံးပြီးတရဝတွေရဲ့အသက်ကိုမလေးမစားလုပ်တာနဲ့တုံးဆွဲသူတွေကိုရည်ရွယ်ချက်ရှိလိမ့်လဲဖျားတဲ့ဥပဒေဖောက်ဖျက်မှုအပိုင်းကတော့ဥပဒေနဲ့ဈေးကွက်ကပဲဆုံးဖြတ်လိမ့်မယ်ကျွန်တော်လက်ဖြောက်တစ်ချက်တီးလိုက်ပြီးတက်တော်ဆောင်တွေရဲ့ဝင်းရမှုနဲ့အတူဆေးရုံပြင်ပစီကိုရှောက်လန်းခဲ့ပါတယ်။စူညံနေတဲ့အခမ်းမကြီးတစ်ခုလုံးမှာဟိန်းထွက်သွားတဲ့တင်မင်းရဲ့အမိန့်စာလိုစကားတစ်ခုကိုခြံထားခဲ့ပါတယ်။ရှေ့နေစံမူလအစီအစဉ်တိုင်းပဲပြင်ဆင်ထားတဲ့အမည်အစစ်နဲ့တိုင်ကြားမဲ့တက်တေအထောက်ထားအထုပ်ပိုးအားလုံးကိုတရိတ်ဆန်စေးကူတာရေးစီနဲ့ဗီဒီယိုတို့လူမှုကွန်ရက် platform 3ခုစီကိုတစ်ချက်နှိပ်ပြီးချက်ချင်းပေးပို့လိုက်ပါပြီးတော့ဒရိုက်တာဆောင်အတွက်ဒီမျိုးကအိမ်မွေးတရိတ်ဆန်ပိုင်ရှင်အဖွဲ့ရာပေါင်းများစွာထဲမှာကြော်ညာကောင်းလေးတစ်ခုလောက်ဝိုင်းပြီးလုပ်ပေးလိုက်ပါဦး။အစင်သင့်ပါမစ္စတာလင်းလို့ရှေ့နေစံကပြန်လည်ဖြေကြားပါတယ်။ဆောင်းဒီပြောင်ကတော့မူလနေရာမှာတင်ကြောင်အန်းနဲ့ထိုင်ကြံရိတ်ခဲ့ပြီးရက်သူငယ်တွေကပြင်းပြင်းထန်ထန်တုန်ခါနေပါတော့တယ်။ရွှေအထူးတန်းတရိတ်ဆန်ဆေးရုံရဲ့တကားမကြီးကနေထွက်လာတဲ့အခါဆောင်းဦးပေါက်ရဲ့လေငင်းကကျွန်တော်ရဲ့ဝစ်စုံအောင်နာကိုလာတိုးပါတယ်ဆေးရုံတွေကဆောင်းဒီပြောင်ရဲ့ဒေါသတကြီးအော်ဟစ်တန်တွေကတော့လူနာရှင်တွေရဲ့ပြင်းထန်တဲ့ဒေါသလိုင်းလုံးတွေအောက်မှာလုံးဝနစ်မြုပ်သွားခဲ့ပါပြီ။ကျွန်တော်နေအောင်အောက်မှာမတ်တက်ရက်ပြီးဖုန်းထဲကရွမ်9000ဝင်လာတဲ့စာတူကိုလှမ်းကြည့်လိုက်ပါတယ်။အခုလိုကျွန်တော်ရဲ့ယာတုနေရာနဲ့ဆိုရင်ရွမ်9000ဆိုတာပြီးခဲ့တဲ့လက Wall Street မှာကုမ္ပဏီတစ်ခုကိုအောင်မြင်စွာဝယ်ယူနိုင်ခဲ့ဒါကိုအောင်ပွဲခံဖို့အတွက်တမိုးကြီးဝိုင်းတပလင်းတောက်လိုက်တဲ့ဈေးလောက်တောင်မရှိပါဘူးကျွန်တော်ဒီပတ်စံကိုတောင်းခဲ့တာကကိုယ့်အိတ်ထဲထည့်ဖို့အတွက်လုံးဝမဟုတ်ပါဘူးအဲ့ဒီအစာဆောင်ဒီပြောင်းကိုသူ့ရဲ့အသားကိုတကယ်ကိုဖျက်တောက်ခံလိုက်ရတယ်လို့မျိုးပြင်းပြင်းထန်ထန်နာကျင်မှုကိုခံစားရစေခြင်းလိုပဲဖြစ်ပါတယ်ကျွန်တော်ဘန်နာရေး software ရဲ့ငွေလွှဲခြင်းကဏ္ဍထဲဝင်လိုက်ပြီးမြို့တော်ရဲ့လေလွင့်တရိတ်ဆန်များကာကွယ်စောင့်ရှောက်ရေးနှင့်ကယ်ဆယ်ရေးရန်ပုံငွေအဖွဲ့ရဲ့တရားဝင်ကုမ္ပဏီဘဏ်အကောင့်ကိုရိုက်ထည့်လိုက်ပါတယ်ငွေပမာဏယွမ်9000တိတိရိုက်ထည့်ပြီးမှတ်ချက်ကဏ္ဍမှာအေးဆက်ဆက်နဲ့စကလုံးအချို့ကိုရိုက်နှိပ်ကအတီးပြုခလုတ်ကိုနှိပ်လိုက်ပါတယ်မျက်နှာပြင်စစ်ဆေးမှုအောင်မြင်သွားပြီးတဲ့နောက်2စက္ကန့်အကြာမှာတော့ဘဏ်ရဲ့တရားဝင် digital တစိမ့်တုံးပါဝင်တဲ့လှူဒါန်းမှုဖြတ်ပိုင်းတစ်ခုထွက်ပေါ်လာပါတယ်ကျွန်တော်အဲ့ဒီလှူဒါန်းမှုဖြတ်ပိုင်းကို screenshot ရိုက်ပြီးရှေ့နေစံစီချက်ချင်းပေးပို့လိုက်ပါတယ်ရှေ့နေစံဒီလူတန်းမှုတက်တွေကိုတိုင်ကြားစာရဲ့အပေါ်ဆုံးနေရာမှာကတ်ထားလိုက်ပါကျွန်တော်ဘက်ကဆောင်းဒီပြောင်ရဲ့ညစ်ပတ်တဲ့ပတ်စံတပြားမှမလိုချင်ဘူးဆိုတာ online တစ်ခုလုံးကိုချပြလိုက်ဒီရွမ်9000ဆိုတာသူကိုယ်တိုင်သူ့ရဲ့အယိုးကိုချိုးပြီးတလုံငန်းလုံးကိုတတိပေးလိုက်တဲ့အချက်ပေးခေါင်းလောင်းတံပဲဖြစ်စေရမယ်မစ္စတာလင်းဒီလိုစိတ်ပိုင်းဆိုင်ရာကိုပါအမြင့်ပြတ်အောင်ခြေမုံတဲ့အကွက်ကတကယ်ကိုထက်မြက်လုံးပါတယ်လို့ရှေ့နေစံကချောချောမွေ့မွေ့ပြန်ပြောပါတယ်ဒီလူလမ်းမှုဖြတ်ပိုင်းရှိနေတော့ခမားကကိုချင်းတရားပိုင်းအရအမြင့်ဆုံးနေရာကိုလုံးဝရောက်ရှိသွားခဲ့ပါပြီတစ်ဖက်လူကနောက်ပိုင်းမှာခမားကိုငွေညစ်ပါတယ်ဆိုပြီးစင်ကြေပေးတာမျိုးဒါမှမဟုတ်ဆေးရုံကိုမတရားပြဿနာရှာပါတယ်ဆိုပြီးနာမည်ဖြတ်ဖို့စူးစမ်းသမျှအများပြည်သူဆက်ဆံရေးလက်ကွက်အားလုံးကဒါနဲ့တွေ့ရင်ချက်ချင်းပြိုလဲသွားမှာသိချပါတယ်သွားပြီးစီမံလိုက်တော့လို့ကျွန်တော်ပြောလိုက်ပြီး secret မီကိုငွေခပ်ပပကိုမှုတ်ထုတ်ကပေါ်ရှိကားရဲ့မောင်းနှင်သူထိုင်ကုန်မှာဝင်ထိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရွှေချုံဆေးရုံရဲ့အတွင်းပိုင်းထဲမှာတော့ဆောင်းဒီပြောင်းဟာသူ့ရဲ့တရေကလထိုင်ကြီးပေါ်မှာပုံရသားလဲထိုင်နေပြီးတုံတုံယူနဲ့လက်တစ်ဖက်ကနဖူးကနေတရက်ဆက်ထွက်နေတဲ့ချွေးစေးတွေကိုတုံနေပါတော့တယ်ကိစ္စမရှိပါဘူးဆိုးလိုက်လေပတ်စံနဲ့ပေးပြီးဒီအနောက်ရှက်ကောင်တွေကိုနှင်ထုတ်လိုက်ရုံပဲဒီဗီဒီယိုသားအပြင်ကိုမပေါက်ကြားသွားတဲ့၍ဒီလိုင်းကရက်ငြိမ်သွားတာနဲ့ငါအရင်တိုင်းပတ်စံဆက်ရှာလို့ရတာပဲအဲ့ဒီအချိန်မှာပဲရုံးခန်းတကားကဂျင်းကနေပွင့်သွားပြီးဆေးရုံရဲ့လူမှုကွန်ရက်ပိုင်းဆိုင်ရာမန်နေဂျာဟာလူလဲထကအခန်းထဲကိုပြပြတလဲပြေးဝင်လာပါတယ်သူကတက်ဘလက်ကွန်ပျူတာတစ်လုံးကိုကင်ထားပြီးမျက်နှာတစ်ခုလုံးနဲ့လူသေးတစ်ကောင်လိုဖြူဖြောနေတာပါဒရိုက်တာပျက်စီးကုန်ပြီးအကုန်ပျက်စီးကုန်ပြီဗျာခမားမျိုးတွင်ဗီဒီယိုတိုအပူတပြင်းရှာဖွေမှုနေရာကိုမြန်ကြည့်လိုက်ဦးဆောင်းဒီပြောင်ကတက်ပလက်ကိုစက်ခနဲ့လူယူလိုက်ပါတယ်မျက်နှာပြင်ပေါ်မှာတော့မြို့တော်ရွှေချုံဆေးရုံဟာတာတက်ကွင်းကြီးပဲရွမ်9000ပေးလဲအသက်တစ်ချောင်းပြန်မရနိုင်ဘူးအချင်းပြတ်တရိတ်ဆန်ဆရာဝန်ရဲ့ညနေတန်းကောင်အစိတ်ခတ်တဲ့တိုက်ရိုက်ဗီဒီယိုမှတ်တမ်းကဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုတစ်ခုဟာတစ်စက္ကန့်ကိုထောင်နဲ့ချီတဲ့ပြန်လည်မျှဝေမှုတွေနဲ့အတူ virus လိုမျိုးအရှိန်အဟုန်နဲ့ပြန့်နှံ့နေပါတယ်ဗီဒီယိုရဲ့တီးဖြတ်မှုကတိတ်ကိုကျွမ်းကျင်ပြီးကြည့်ရတာတုံ့လုံးစရာကောင်းလာပါတယ်ဗီဒီယိုအစမှာဆောင်းဒီပြောင်က3ရက်အတွင်းယောဂပျောက်ကင်းစေရမယ်လို့အပိုင်နိုင်ပြောနေတဲ့ရုပ်ဆိုးဆိုးမျက်နှာကြီးပေါ်လာပြီးအဲ့ဒီနောက်မြင်ကွင်းကချက်ချင်းပြောင်းကအဖြူအမဲစောင့်ကြည့်ရေးဗီဒီယိုထဲမှာသူကနာပြုဆရာမကိုဈေးပေါ်တဲ့ဂျန်နာမိုင်စင်ဆေးထိုးခိုင်းတဲ့အတန်ဖိုင်ကိုစာတန်းထိုးကြီးနဲ့ပြသထားပါတယ်နောက်ဆုံးမှာတော့ပေါက်စီလေးလှောင်အိမ်ထဲမှာနာကျင်စွာတုန်ခါပြီးပါဇက်ကအမြုပ်တွေထွက်နေတဲ့တနာစရာမြင်ကွင်းပေါ်လာပါတယ်ပိုပြီးဆိုးတာကတော့ဗီဒီယိုရဲ့အပေါ်ဆုံးမှတ်ချက်ကဏ္ဍမှာအစ20ရော်ကြီးပေးရမယ့်စာချုပ်ရဲ့ကြည်လင်ပြတ်သားတဲ့စကန်ဖတ်မိတ်တူတင်မကပဲကျွန်တော်အခုတင်ပဲလေလွင့်တရိတ်ဆန်ကဲဆယ်ရေးစခန်းစီကိုရွမ်9000တိတိလှူဒန်းလိုက်တဲ့ဘန်ငွေလွှဲဖြတ်ပိုင်းမှာထင်ထင်ရှားရှားရှိနေတာပါပဲမှတ်ချက်ကဏ္ဍကတော့လုံးဝပေါ်လောရိုက်သွားပြီးတောင်းနဲ့ချီတဲ့မှတ်ချက်တွေအားလုံးကဒေါသတကြီးဆဲဆိုနေကြတာဖြစ်ပါတယ်
ဆောင်းဒီပြောင်ကမျက်နှာပြင်ပေါ်မှာအရှိန်ဟုန်နဲ့တက်နေတဲ့မှတ်ချက်တွေကိုကြည့်ရင်ခေါင်းထဲမှာဝုန်းကနေမြည်သွားပြီးအလေးချိန်60ရှိတဲ့တူကြီးတစ်လက်နဲ့ဦးကောင်းကိုအခန်းထဲတင်ရိုက်ခွဲခံလိုက်ရတယ်လို့ခန်းစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲရုံကန်ဖုံသူ့ရဲ့တီးတန့်ဖုံနဲ့ဆေးရုံရဲ့ဝန်ဆောင်မှုဖုံတွေအားလုံးဟာတေမင်းရဲ့အမိန့်စာလိုမျိုးတပြိုင်နက်တည်းပြင်းပြင်းထန်ထန်မြည်လာပါတော့တယ်။ဆေးဝါးပစ္စည်းသွင်းတဲ့သူတွေကဖုံးဆက်ပြီးကြံငွေတွေကိုချက်ချင်းရှင်းဖို့နဲ့ဆေးဝါးသွင်းတာရပ်ဆိုင်မယ်လို့ပြောလာကြတယ်လို့မူလကဆေးရုံခွဲဖွင့်ဖို့ရင်းနှီးမြှုပ်နှံမယ်လို့သဘောတူထားတဲ့စီးပွားဘက်ကလည်းဖုံးဆက်ပြီးသူ့ကိုဒေါသတကြီးဆဲဆိုကရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကိုဖျက်သိမ်းလိုက်ပါတယ်။ပိုပြီးကြောက်ဖို့ကောင်းတာကတော့မြို့ရင်းကအကြီးမားဆုံးအိမ်မွေးတိရစ္ဆာန်အဖွဲ့တွေထဲမှာရှိတဲ့ရာနဲ့ချီတဲ့ဒေါသထွက်နေတဲ့လူနာရှင်တွေဟာသူတို့ဘာသာစူးစီးပြီးကားတွေကိုမောင်းကာဆေးရုံစီကိုတက်မတ်စွာလာနေကြပြီဖြစ်ပါတယ်။မြန်ငါအတွက်ပတ်စံသုံးပြီးဒါတွေကိုအွန်လိုင်းပေါ်ကနေအမြန်ဆုံးဖြုတ်ခိုင်းလိုက်မြန်လို့ဘာကိုဖြုတ်ရမှာလဲဗျာတစ်ဖက်လူကမြို့ရင်းအဖွဲ့ရာပေါင်းများစွာနဲ့လူမှုကွန်ရက်ပလက်ဖောင်းအကြီးကြီး၃ခုပေါ်မှာတပြိုင်နက်တည်းတင်လိုက်တာတိရစ္ဆာန်ဆေးကုသရေးစီမံခန့်ခွဲမှုအဖွဲ့ရဲ့တရားဝင်အကောင့်ကတော့အဲ့ဒီဗီဒီယိုအောက်မှာဒီကိစ္စကိုအထူးလေးပေးစောင့်ကြည့်ပြီးစုံစမ်းစစ်ဆေးသွားမယ်လို့ပြန်စာရေးထားပြီးဆောင်းဒီပြောင်းမင်းမသာမင်းတေဖို့တာပြင်တော့ငါတော့ဆက်မလုပ်တော့ဘူးမန်နေဂျာကဝန်ထမ်းကတ်ကိုစပွဲပေါ်ပစ်ချပြီးချက်ချင်းပဲထွက်ပြေးပါတော့တယ်ဆောင်းဒီပြောင်ကကျမ်းပြင်ပေါ်ကိုပုံရတာလဲကျသွားပြီးခြေပြားကနေခေါင်းအထိအေးဆက်ဆက်နဲ့မျောလင်းချက်မဲ့တဲ့ခန်းစားချက်ကြီးဝင်ရောက်လာပါတယ်ဒါပေမဲ့သူ့လိုလူမျိုးကတေတွင်းနဲ့မရောက်မချင်းနောက်တရမဲ့သူမဟုတ်ပါဘူးသူကမျက်လုံးတွေနီမြန်းနေပြီးခေါင်းထဲမှာအမြန်ဆုံးတွက်ချက်ကနောက်ဆုံးဓာတ်စာခံဖြစ်တဲ့မမလူကိုအပြစ်လွှဲချဖို့စဉ်းစားပါတယ်မှန်တယ်ဗီဒီယိုထဲမှာဆေးထိုးတာကမမလူပဲပြီးတော့ရှောင်းချန်လဲရှိသေးတယ်သူကရိုင်းတိုင်းတိုင်းနဲ့ရုံကန်ထဲကနေပြေးထွက်လာပြီးစင်ကြံလမ်းမှာအဝိစားတွေတိမ်ပြီးထွက်ခွာဖို့ပြင်နေတဲ့အလုတ်တင်ဆရာဝန်မလေးရှောင်းချန်နဲ့ထောက်တနေရမှာတုံတုံငီရီနဲ့ပုံနေတဲ့ညကျူတီနာပြုဆရာမမလူတို့ကိုအတင်းလန်းဆွဲလိုက်ပါတယ်မမလူရှောင်းချန်အခုဆေးရုံကအသက်အန္တရာယ်နဲ့ကြုံနေရပြီးငါပြောတာနားထောင်ကြဦးအဲ့ဒီဆေးကနင်တို့မှားယူမိတာလေဗီဒီယိုထဲမှာဆေးထိုးတာကလည်းမမလူပဲဥစ္စာနင်တို့နှစ်ယောက်သာဒီအဖြစ်ကိုခေါင်းခံပေးလိုက်မယ်ဆေးကူတာမှုအမှားယွင်းဖြစ်သွားတာလို့ပြောပေးမယ်ဆိုရင်ငါနင်တို့တယောက်ကိုရွှန်9000မဟုတ်ဘူးရွှန်3သိန်းစီပေးမယ်ဒီလိုင်းကရက်ငြိမ်သွားရင်ငါနင်တို့ကိုဆေးရုံမှာပြန်ခံပေးမယ်မမလူကရွှန်3သိန်းဆိုတဲ့စကားကိုကြားတော့မျက်လုံးထဲမှာလော့ဘရိတ်နည်းနည်းဖြတ်ပြေးသွားပေမဲ့အခုကိစ္စကအွန်လိုင်းတစ်ခုလုံးမှာလူတိုင်းတည်သွားပြီဖြစ်လို့ရာဇဝတ်မှုကြောင့်တရားစွဲခံရနိုင်မှန်းတတိယပြီးခေါင်းကိုအပြင်းထန်ခါရမ်းကစောင်းဒီပြောင်ရဲ့လက်ကိုဖြုတ်ချပြီးထွက်ပြေးပါတော့တယ်အမြဲတမ်းခေါင်းငုံထားပြီးစိတ်တဘောထားနှုတ်နေတဲ့ရှောင်းချန်ကတော့အခုချိန်မှာထူးထူးဆန်းဆန်းတည်ငြိမ်နေပါတယ်သူကခေါင်းကိုဖြည်းဖြည်းချင်းမော့လိုက်ပြီးမိမိကိုယ်ကိုကာကွယ်ဖို့အတွက်နီလန်ပေါင်းစုံသုံးနေတဲ့ဒီလူရုပ်မကြီးကိုစိုက်ကြည့်လိုက်ပါတယ်မင်းညကပေါက်စီလေးတေးလူနေပါဖြစ်ခဲ့ရတဲ့ဝေဒနာတွေနဲ့ဒီနေ့မစ္စတာလင်ကပတ်စံအတွက်မဟုတ်ပဲတရားမျှတမှုအတွက်ပြက်ပြက်တသားကင်တွေခဲ့ပုံတွေကကြောင်းစင်ခါစာဒီတိရစ္ဆာန်ဆေးကူကျောင်းသားလေးရဲ့နှလုံးသားထဲကအောက်ဆုံးစီးကိုလုံးဝနိုးကျလာစေခဲ့တာဖြစ်ပါတယ်ဒရိုက်တာဆောင်ကျမတရိတ်ဆန်ဆေးကူပညာကို9နှစ်တိုင်တင်ယူခဲ့တာတစ္ဆာဆိုလုံးကလည်းတက်ရှိတတဝါတိုင်းရဲ့အသက်ကိုတန်ဖိုးထားပါမယ်လို့ပြောခဲ့တာခမ ्या ကတော့ပတ်စံတက်တာဖို့အတွက်တက်တန်းကုန်နေတဲ့နိုင်ငံခြားဖြစ်ကြောင်းကာကွယ်ဆေးတွေကိုတစိမ့်အစ်စ်လဲကတ်တဲ့ခမ ्या ကော်မရှင်ရဖို့အတွက်တာမန်ကြောင်းအရေးပြားယောဂလေးကိုခုခံအားစနစ်ပျက်စီးနေပါပြီဆိုပြီးလူနာရှင်တွေကိုလိန်ညာကရွံတောင်းချီတန်းတဲ့အာဟာရဖြစ်ဆွတ်ဆေးတွေအတင်းဝယ်ခိုင်းတဲ့ခမ ्या လူနာဆောင်ထဲမှာသုံးဆွဲခွင့်ပိတ်ပင်ထားတဲ့ဈေးပေါ်တဲ့ပရိစီဝါဆေးရဒီကိုအများကြီးတူလောင်ထားသေးတယ်နင်ဘာရီလျှောက်ပြောနေတာလဲအသက်မရှင်ကျင်တော့ဘူးလားစောင်းဒီပြောင်ကအကြီးအကျယ်ထိတ်လန့်သွားပြီးရှေ့ကိုပြေးဝင်ကသူ့ပါဆက်ကိုပိတ်ဖို့ကြိုးစားပါတယ်ရှောင်းချန်ကစောင်းဒီပြောင်ရဲ့လက်ကိုဖြန်းကနေမြည်အောင်ပုတ်ထုတ်လိုက်ပြီးရွှေချုံဆေးရုံရဲ့တစိမ့်ပါတဲ့ဆရာဝန်အင်ဂျီဖြူကိုသူ့မျက်နှာပေါ်ကိုစောက်ပစ်လိုက်ပါတယ်မစ္စတာလင်တယောက်ထဲမှာပဲတက်တည်ရှိတယ်လို့ထင်နေလားဒီ6လအတွင်းမှာခမ ्या ကျမကိုမြေအောက်ကိုတောင်ထဲကနေပိတ်ပင်ထားတဲ့ဆေးတွေတွားယူခိုင်းတိုင်းကျမတိတ်တဆိတ်တက်ပုံရိုက်ထားခဲ့တာခမ ्या ရဲ့လိန်လေထားတဲ့စည်ရင်စရာတွေရှိတဲ့ USB အစစ်မှန်ကိုလည်းကျမကူးယူထားပြီးသားကျမခုနကမစ္စတာလင်ရဲ့ရှေ့နေနဲ့ဆက်သွယ်ပြပြီးတော့စိုက်ပျိုးရေးဦးစီးဌာနနဲ့ဈေးကွက်ကြီးကြပ်ရေးဦးစီးဌာနတို့စီကိုလည်းမိမိနာမည်အစစ်နဲ့တိုင်ကြားစာပေးပို့ပြီးစောင်းဒီပြောင်းခမ ्या ပတ်စံနဲ့လူတိုင်းရဲ့ကိုချင်းတရားကိုဝယ်လို့မရဘူးထောင်ထဲသွားဖို့သာပြင်တော့ပြောပြတာနဲ့ရှောင်းချန်ကလက်မကြည့်ပဲလူတွေနဲ့ပြည့်နေနေတဲ့အခန်းမကြီးတွေကနေတိုးဝေပြီးထွက်ခွာသွားပါတော့တယ်ရှောင်းချန်ထွက်ခွာသွားတဲ့ကြောပြင်ကိုကြည့်ရင်စောင်းဒီပြောင်းဟာနောက်ဆုံးအားရင်လေးပါကုန်ခန်းသွားတယ်လို့မျိုးကျမ်းပြင်ပေါ်ကိုဒူးထောက်လဲကျသွားပါတော့တယ်မြေအောက်ကိုတောင်ကတပ်ပုံတွေနဲ့စည်ရင်စရာ USB တာထွက်လာရင်ဒါဟာတာမန်စေကူတောင်းမှုဆိုင်ရာအငင်းပွားမှုဒါမှမဟုတ်စာချုပ်ဖောက်ဖျက်မှုအဆင့်တင်မကတော့ပါဘူးဒါဟာပြစ်မှုပမာဏကြီးမားတဲ့အရေးသွေးမမီတဲ့ထုတ်ကုန်တွေထုတ်လုပ်ရောင်းချမှုအပြစ်နဲ့စီးပွားရေးဆိုင်ရာလိမ်လည်မှုဖြစ်လို့တကယ်ကိုကြီးလေးတဲ့ရာဇဝတ်မှုကြီးဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဆေးရုံအပြင်ဘက်လမ်းမပေါ်ကနေဆူရှာပြီးအလောတကြီးထွက်ပေါ်လာတဲ့ရဲဦးတန်တွေကြားလိုက်ရပါတယ်ဈေးကွက်ကြီးကြပ်ရေးနဲ့စိုက်ပျိုးရေးဦးစီးဌာနရဲ့အဖြူရောင်ဝန်ထမ်းကား3စီးနဲ့အနီးပြမီးတန်းတွေလင်းနေတဲ့ရဲကား2စီးဟာဆေးရုံရှိကကွင်းပြင်စီကိုအရှိန်နဲ့မောင်းဝင်လာပါတယ်သူတို့ကကားကိုဘရိတ်အုပ်ပြီးတကားဝကိုပိတ်ဆို့လိုက်ကြပါတယ်ယူနီဖောင်းဝတ်ထားတဲ့ဒီကြီးတဲ့ဝန်ထမ်းအယောက်30ကျော်ကကားတကားတွေကိုဖွင့်တတိပေးတာမြင့်တိတ်တွေကိုချက်ချင်းဆွဲပြီးဒေါသထွက်နေတဲ့လူစုကြီးကိုဖယ်ကားအခမ်းမတွေကိုတမ်းမတ်စွာဝင်လာကြပါတယ်ဥဆောင်လာတဲ့ရဲအရာရှိကကျမ်းပြင်ပေါ်မှာလဲနေတဲ့စောင်းဒီပြောင်ကိုအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်ခမ ्या ကရွှေချုံတရိတ်ဆန်ဆေးရုံရဲ့တရားဝင်ကိုယ်စားလှယ်ဆောင်တီပြောင်းဟုတ်ပါသလားခမ ्या ဆေးရုံကအရေးသွေးမမီတဲ့ပိတ်ပင်ထားတဲ့တရိတ်ဆန်ဆေးတွေကိုရေရှည်အသုံးပြုနေပြီးကြီးလေးတဲ့သုံးဆွဲသူလိမ်လည်မှုကျူးလွန်ထားကြောင်းမိမိနာမည်အစစ်နဲ့တိုင်ကြားချက်ရရှိထားပါတယ်အခုဥပဒေအရခမ ्या တို့ဆေးရုံကိုလုံးဝချိတ်ပိတ်လိုက်ပြီးအေးဆက်ဆက်တန်ချီချင်းကကြောက်ခနဲမြည်တန်တဲ့အတူစောင်းတီပြောင်ရဲ့ရိုးလက်ရွှေနာရီပတ်ထားတဲ့လက်ကောက်ဝတ်ပေါ်ကိုရရဆက်ဆက်ဆွမိသွားပါတော့တယ်သူဂုံယူဝင်းကြွားခဲ့တဲ့အကျင့်ပြက်စီးပွားရေးအင်ပါယာကြီးဟာနာရီ24နာရီမပြည့်ခင်အချိန်တွင်းမှာပဲကျွန်တော်ကိုယ်တိုင်ဆွဲခဲ့တဲ့တန်ချီချင်းအောက်မှာလုံးဝအမှုန့်ဖြစ်သွားခဲ့ပါပြီ
မြို့တော်အချုပ်ခန်းရဲ့တန်တကားကြီးပိတ်သွားတဲ့အတန်ကစောင်းဒီပြောင်ရဲ့နောက်ဆုံးမျောလင်းချက်မဲ့အော်ဟစ်တန်တွေကိုဖျက်တောက်လိုက်ပါတယ်ဒါပေမဲ့ကျွန်တော်အတွက်ကတော့ဒါဟာကောင်တာကမျက်လက်ပြက်ွက်လေးကိုဖယ်ရှားလိုက်ရုံပဲရှိပါသေးတယ်တကယ်ယောဂမြစ်ပွားကြီးကတော့အရင်နီလောကရဲ့မှောက်မိုက်တဲ့ထောက်တနေရာမှာနဲ့နဲ့ဆိုင်မြုပ်နှံထားစေပါမနက်ဖြန်နေ့လယ်2နာရီမှာကျွန်တော်ကမ္ဘာ့ဘဏ္ဍာရေးစင်တာရဲ့အထက်ဆုံးထပ်မှာရှိတဲ့ကျွန်တော်ရဲ့ရုံးခန်းထဲမှာထိုင်ပြီးမြို့တော်ရဲ့တွာလာနေတဲ့ကားတွေကိုငုံကြည့်နေမိပါတယ်လက်ထဲကကော်ဖီခါခါလေးကမွေးပြက်နေပြီးမျက်နှာပြင်ပေါ်မှာတော့ stock share ဈေးကွက်ရဲ့တိုက်ရိုက်အချက်လက်တွေကလှုပ်ရှားနေပါတယ်ရုံးခန်းတကားပွင့်လာပြီးရှေ့နေဆန်ကအလောတကြီးဝင်လာပါတယ်သူ့မျက်မှောင်ကကုတ်နေပြီးလက်ထဲမှာလည်းကုံသွေးဦးစီးဌာနနဲ့တရားရုံးကနေအရေးပေါ်ထုတ်ယူလာတဲ့ဆွဲစာတမ်းအချို့ရှိနေပါတယ်မစ္စတာလင်းအခြေအနေပြောင်းသွားပြီဗျရဲတွေကစောင်းဒီပြောင်ကိုဖမ်းဆီးပြီးဆေးရုံကိုချိတ်ပိတ်လိုက်ပေမဲ့ကျွန်တော်တို့ကတရားရုံးကိုဆေးရုံရဲ့ကုမ္ပဏီဘဏ်အကောင့်ကိုပိတ်ဆို့ဖို့ရှောက်ထားပြီးအခြားနစ်နာခဲ့တဲ့လူနာရှင်တွေအတွက်စုပေါင်းရော်ကြေးတောင်းဖို့ပြင်းတဲ့အခါအကောင့်ထဲမှာပတ်စံမရှိတော့မှန်းသိလိုက်ရတယ်ဘလာဖြစ်သွားတာပေါ့မှန်ပါတယ်စောင်းဒီပြောင်အဖမ်းခံရပြီးတိုးတောင်းလာတဲ့2နာရီအတွင်းမှာတင်ဆေးရုံရဲ့ကုမ္ပဏီအကောင့်တွေကယွန်း15တန်းနီးပါးရှိတဲ့ငွေသားတွေကိုပစ္စည်းဖို့ပေးချေတာနဲ့စာချုပ်ဖောက်ဖျက်ခြင်းဆိုတဲ့ခေါင်းစဉ်တွေတုံးပြီး၄ချိန်ခွဲကစန်စီတရိတ်ဆန်ဆေးကူတာရေးပစ္စည်းကုမ္ပဏီဆိုတဲ့စာရွက်ပေါ်ကကုမ္ပဏီအကောင့်တွေကိုအမြန်ဆုံးလွှဲပြောင်းလိုက်ကြတာဖြစ်ပါတယ်စောင်းဒီပြောင်ဆိုတာရှေ့တန်းကဓာစာခံဥပဒေကြောင်းအရာကိုယ်စားလှယ်နဲ့ဤပညာဒါရိုက်တာတက်ပဲဥစ္စာဆေးရုံရဲ့နောက်ွယ်ကတကယ်အစုရှယ်ယာရှင်ကြဒီကြီးကတော့ရှယ်ယာ80ရာခိုင်နှုန်းပိုင်ဆိုင်ထားတဲ့စန်စီကုမ္ပဏီရဲ့တထေးစွန့်ရှိစီဖြစ်ပါတယ်ဒီစွန့်ရှိစီဆိုတာကစီးပွားရေးလောကကဝါရင်းမြေခွေးအိုကြီးဖြစ်တာကြောင့်စောင်းဒီပြောင်အဖမ်းခံရတာမြင်တာနဲ့ဆေးရုံရဲ့အဓိကပိုင်ဆိုင်မှုတွေကိုလိမ့်လေစည်ရင်းတွေတုံးပြီးအကုန်လုံးလွှဲပြောင်းပစ်လိုက်တာဆေးရုံကိုဘာတန်မိုးမှမရှိတော့တဲ့အခွန်အလွတ်ကြီးအဖြစ်လုပ်ပြီးဒေဝါလီခံဖို့ပြင်နေတာပါအဲ့ဒီလိုဆိုရင်စောင်းဒီပြောင်ကထောင်ထဲသွားပြီးအဖြစ်ခံရမှာဖြစ်ပေမဲ့နစ်နာခဲ့တဲ့လူနာရှင်တွေကတရားနိုင်ရင်တော့ပတ်စံတပြားမှရမှာမဟုတ်ပဲတန်တိုတန်ဆအဟောင်းလောင်းတွေကိုပဲရင်ဆိုင်ရပါလိမ့်မယ်ဒါဟာအရင်နီလောကရဲ့အညစ်ပတ်ဆုံးပုံဖြတ်ထွက်ပြေးတဲ့နီလန်းပဲဖြစ်ပါတယ်အစွမ်းကုန်ညှစ်စားပြီးတာနဲ့ပြဿနာပုံကြီးကိုတာမန်လူတွေစီခြံထားခဲ့တာမျိုးပေါ့တကယ်လို့တာမန်စေကူတာမှုဆိုင်ရာအငင်းပွားမှုမျိုးမှာဆိုရင်တုံးဆွဲသူတွေကဒီလိုကျွမ်းကျင်လုံးတဲ့ဗန်ဒါရေးဖြတ်တောက်မှုမျိုးနဲ့တွေ့တဲ့အခါမိမိကံပဲဆိုပြီးဘာမှမတတ်နိုင်ပဲနေကြရမှာပါဒါပေမဲ့ကျွန်တော်ရှိမှလာပြီးပိုင်ဆိုင်မှုလွှဲပြောင်းတာမျိုးလုပ်တာကတော့ဒီဆွန့်ရှိစီတယောက်ဘယ်လိုတရားမလဲဆိုတာမသိသေးလို့ပဲဖြစ်လိမ့်မယ်ရှေ့နေစံဒီအမှုကအခုတရားမကြောင်းဆိုင်ရာတရားစွဲဆိုမှုကနေဗန်နာရေးဆိုင်ရာလိမ်လည်မှုတိုက်ဖြတ်ရေးအဖြစ်တရားဝင်အဆင့်တိုးသွားခဲ့ပါပြီဒါကကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပဲကျွန်တော်ကကလတ်ထိုင်ကိုလှည့်လိုက်ပြီးမော်နီတာကြီးကြီးလေးလုံးကိုမျက်နှာမူကလက်နှစ်ဖက်ကိုကီးပုတ်ပေါ်မှာလျှက်စီးလို့အမြန်နှုံးနဲ့ရိုက်နေပါတော့တယ်ရှေ့နေစံအချက်လက်စုံစမ်းစစ်ဆေးရေးအမြင့်ဆုံးအခွင့်အာဏာကိုဖွင့်လိုက်ကျွန်တော်တို့ယင်းနှိမ့်နှံမှုပန်ရဲ့အတွင်းပိုင်းအချက်လက်စနစ်နဲ့ချိတ်ဆက်လိုက်ပါဒီကဘာပေါ်မှာငွေကြေးစီးဆင်းမှုမှန်သမျှတက်တည်ကြံခဲ့တာကြီးပဲစွန့်ရှိစီကစာရွက်ပေါ်ကကုမ္ပဏီအချို့ကိုတုံးပြီးငွေလွှဲရုံနဲ့ကိုပြောက်လို့ရမယ်ထင်နေတာလားတိတ်ကိုကလေးကလားဆန်လုံးနဲ့မိပြီနော်စန်စီတရိတ်ဆန်ဆေးကူတာရေးပစ္စည်းကုမ္ပဏီသူတို့ရဲ့အထူးလုပ်ငန်းကအဆင့်မြင့်ပစ္စည်းတွေရောင်းတာမဟုတ်ပဲမြေအောက်အလုပ်ရုံအသေးလေးတွေစီကနေဈေးပေါ်ပေါ်နဲ့တက်တန်းကုန်နေတဲ့ပရိစီဝါဆေးတွေနဲ့ဆေးကူတာရေးဝတ်စုံတွေကိုဝယ်ယူပြီးတစ်စိတ်အစ်စ်လဲကပ်ကအစာပေါင်းများစွာတန်ဖိုးမြင့်ပြီးသူတို့ကိုယ်တိုင်ပိုင်ဆိုင်တဲ့တရိတ်ဆန်ဆေးရုံအရောက်ပေါင်းများစွာစီကိုပြန်လည်ရောင်းချနေတာဖြစ်ပါတယ်အဲ့ဒီဆေးရုံတွေကသူတို့ရဲ့ဆေးပေါ်တွေဖြန့်ဖြူးတဲ့လမ်းကြောင်းပဲဖြစ်ပါတယ်ဒါတင်မကသေးဘူးသူကစီးပွားရေးတိုးချဲ့ဖို့အတွက်စီကုမ္ပဏီရဲ့အဓိကပိုင်ဆိုင်မှုတွေကိုမြို့တော်စီးပွားရေးဘဏ်မှာပေါင်နှံပြီးယွမ်တန်း80ချီထားသေးတယ်လာမဲ့အင်္ဂါနေ့ကသူအဲ့ဒီချင်းငွေကိုတက်တန်းတိုးဖို့ရှောက်ထားရမယ်နေပဲကျွန်တော်ကလတ်ထိုင်နောက်မိကိုမိလိုက်ပြီးစပွဲခုံကိုခောက်လိုက်ပါတယ်တားကောင်ရဲ့တေဆုံးမဲ့နေ့ကိုမြင်နေရတယ်လို့ပါပဲရှေ့နေစမ်းစာရွက်စာတမ်း3ဆောင်ရိုက်နှိပ်လိုက်ပါပထမတစ်ဆောင်ကစွန့်ရှိစီရဲ့ငွေခွာချမှုနဲ့အခွန်လိမ်လည်မှုရဲ့ပြည့်စုံတဲ့တက်တည်အထောက်ထားစည်ရင်းစစ်မှတ်တမ်းဒုတိယတစ်ဆောင်ကမြို့တော်စီးပွားရေးဘဏ်ရဲ့ NEA စီမံခန့်ခွဲမှုဌာနစီပေးပို့မဲ့စန်စီကုမ္ပဏီရဲ့ကြီးလေးတဲ့ဘဏ္ဍာရေး NEA တတိပေးစာတတိယတစ်ဆောင်ကတော့သူကိုယ်တိုင်တာဝန်ယူပြီးရွှေချုံဆေးရုံကနစ်နာခဲ့တဲ့လူနာရှင်အားလုံးကိုအစ30ရော်ကြေးပေးရမယ့်အပြည့်ဝင်ခံစာမစ္စတာလင်းခမရဲ့ဒီလိုအမြင့်ကနေဖျက်တောက်တဲ့အကွက်ကသူတို့ကိုတက်ပစ်တာထက်တောင်ပိုပြီးရက်ဆက်ပါသေးတယ်ကျွန်တော်အခုချက်ချင်းသွားပြင်ဆင်လိုက်ပါမယ်မနက်ဖြန်ညနေ9:00 နာရီမှာမြို့တော်ရဲ့အကောင်းဆုံးရွှေစင်တီးတန့်ကောက်ကွင်းက VIP အခန်းထဲမှာမိခိုးငွေတွေဝေမောင်းနေပါတယ်စွန့်ရှိစီကခြေတင်ပြီးတံမိုးကြီးဆေးလိပ်ကိုတောက်နေပြီးဘေးမှာရှိတဲ့သူ့ရဲ့မိတ်ဆွေအချို့ကလည်းခွက်ချင်းတိုက်ပြီးသူ့ကိုချီးကျူးနေကြတာပါစွန်းဆန်းခမကတကယ်ကိုထက်မြက်တာပဲဗျပြက်တဆုံးဖြတ်ချက်ချနိုင်တာတကယ်ကိုလေးစားစရာပဲစောင်းဒီပြောင်ဆိုတဲ့အယူကတော့ထောင်ထဲသွားပြီးအပြစ်ခံရတော့မှဖြစ်ပြီးယွန်း15တန်းကတော့ခမဘက်ကနီးလန်းနဲ့အကုန်လုံးလွှဲပြောင်းပြီးသားဖြစ်သွားပြီးအဲ့ဒီလင်ဆိုတဲ့ကောင်လေးကအွန်လိုင်းပေါ်မှာဘလောက်ပဲဆူဆူဘာတက်နိုင်မှလဲကုမ္ပဏီကိုဒေဝါလီခံခိုင်းလိုက်ရုံပဲအဲ့ဒီအခွန်လွတ်ကြီးကိုကြည့်ပြီးသူ့ငိုနေပါစေပေါ့ဟာအဲ့ဒီလေဆိုတဲ့လူငယ်လေးကဗီဒီယိုမှတ်တမ်းလေးတစ်ခုနဲ့ငါ့ကိုဖြိုလဲနိုင်မယ်ထင်နေတာသူစီးပွားရေးအကြောင်းဘာသိလို့လဲငါမျိုးထဲမှာကျင်လည်နေတော့ကသူကကလေးနီးဝတ်တုံးပဲရှိသေးတာဒီလိုင်းကရက်ငြိမ်သွားရင်ငါအမြင့်အစ်စ်နဲ့ဆေးရုံအစ်စ်ပြန်ဖွင့်ပြီးပတ်စံအများကြီးဆက်ရှာဦးမှာအခန်းထဲမှာပျော်ရွှင်စရာအတန်တွေနဲ့ပြည့်နှက်နေတဲ့အချိန်မှာပဲအခန်းရဲ့ထူထဲလာတဲ့တစ်သားတကားကြီးကအပြင်ဘက်ကနေကျန်းတန်းစွာကန်ဖွင့်ခြင်းခံလိုက်ရပါတယ်အရက်1မီတာ90ကျော်ရှိတဲ့ဝစ်စုံပြည့်နဲ့တက်တော်ဆောင်2ယောက်ကတံမဏိမျောစင်ကြီးတွေလိုဝင်လာပြီးဘေးတစ်ဖက်တစ်ချက်မှာရက်လိုက်ကြပါတယ်ဆိုရှိစီလန်သွားပြီးချက်ချင်းထရက်ကမျက်လုံးပြူးကြီးနဲ့မင်းတို့ကဘသူရဲ့လုံခြုံရေးတွေလဲမျက်စိကန်းနေလားငါအခန်းထဲကိုဘာလို့ဝင်လာတာလဲမန်နေဂျာလူတွေကိုခေါ်ပြီးဒီကောင်တွေကိုအပြင်မောင်းထုတ်ဆန်းကျွန်တော်ကလက်နှစ်ဖက်ကိုဝစ်စုံပေါင်းပြီးအိတ်ထဲထည့်ပြီးတံမိုးကြီးပါရှမ်းကော်စောပေါ်ကိုအေးလူလူရှောက်လိုက်ရင်အခန်းထဲဝင်လာခဲ့ပါတယ်စွန်ဆန်းတကယ်ကိုဩဇာကြီးမားတာပဲနော်
ဆွန်ရှိစီကမျက်မှောင်ကုတ်ပြီးကျွန်တော်ကိုအပေါ်အောက်ကြည့်လိုက်ပါတယ်ပြီးတော့ဒီနေ့ online အပူတပြင်းရှာဖွေမှုထဲမှာပေါ်နေတဲ့မျက်နှာမှန်ရုပ်တရက်ရိပ်မိသွားပါတယ်မင်းကအဲ့ဒီလီမှုဟုတ်လားပါလဲစောင်းဒီပြောင်ဆိုတဲ့ဓာတ်ဆခန်းစီကနေရော်ကြီးမရနိုင်လို့ငါစီလာပြီးပြဿနာရှာတာလားဆွန်ရှိစီကမထိတ်လန့်တဲ့အပြင်ဆိုဖာပေါ်ပြန်ထိုင်ပြီးခနဲ့တဲ့ပြောလိုက်ပါတယ်မစ္စတာလင်မင်းဥပဒေနည်းနည်းပပတိတာကိုထောက်ထားပြီးငါတတိပေးလိုက်မယ်ရွှေချုံစေးရုံကတီးတန့်ကုမ္ပဏီဖြစ်ပြီးအခုဒေဝါလီခံဖို့စရင်ရှင်းလင်းရေးလုပ်နေပြီးမင်းပတ်စံလိုချင်ရင်တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုတွားဆောင်ငါစီလာပြီးလာပြဿနာရှာရင်မင်းဒီနေ့အကောင့်အတိုင်းပြန်မထွက်သွားရဘူးလို့ထင်လားအကောင့်အတိုင်းပြန်မထွက်ရဘူးဟုတ်လားဆွန့်ရှိစီကဒေါသတကြီးနဲ့អော်လိုက်ပြီးဘေးကတထေးအချို့လဲထရက်ကလူခေါ်ဖို့ပြင်ကြပါတယ်အားလုံးနဲ့အာဟူတို့ကချက်ချင်းပဲခါကတန်တုပ်တွေကိုဆွဲထုတ်လိုက်ပါတယ်ကြောက်ခနဲ့မြည်သွားတဲ့တံမဏိတန်ကြောင့်အခန်းထဲကအပူချိန်ကချက်ချင်းရေခဲမှတ်အထိကျသွားတယ်လို့ခံစားလိုက်ရပြီးစောစောကမန်တက်နေတဲ့တထေးတွေကလည်းချက်ချင်းကြောက်လန့်တကြားနဲ့နေရန်တောင်းစီနောက်ဆုတ်သွားကြပါတော့တယ်ကျွန်တော်တရှုတရွက်ထုတ်ပြီးလက်ကိုတုပ်လိုက်ပါတယ်ကျွန်တော်ရဲ့အကြည့်ကပုတ်ပေါ်တော့မဲ့အလောင်းတစ်ကောင်ကိုကြည့်နေတယ်လို့ပါပဲဆွန့်ရှိစီမင်းရဲ့ဘဏ်အကောင့်ထဲကပတ်စံတွေကိုအကုန်လွှဲပြီးကုမ္ပဏီကိုဒေဝါလီခံခိုင်းလိုက်ရုံနဲ့ဘာမှမစိုးရိမ်ရတော့ဘူးလို့ထင်နေတာလားရှေ့နေဆန်ကရှေ့ကိုတလန့်တက်ပြီးစရင်စစ်မတန်းစာရွက်စာတမ်းအထူးကြီးကိုဆွန့်ရှိစီရဲ့မျက်နှာပေါ်ကိုဖုံးကနေပစ်ပေါက်လိုက်ပါတယ်ဆွန်းဆန်းမင်းရဲ့မျက်လုံးကိုတေချာဖွင့်ပြီးဒါကဘာလဲဆိုတာကြည့်လိုက်ဦးဆွန့်ရှိစီကြောင်အန်းသွားပြီးအပေါ်ဆုံးကစာရွက်စာတမ်းတစ်ခုကိုတန်တရားစိတ်နဲ့ကောက်ကင်လိုက်ပါတယ်တစ်ချက်ကြည့်လိုက်ရုံနဲ့တင်သူ့မျက်သူငယ်တွေကချက်ချင်းကြုံသွားပြီးလက်နှစ်ဖက်လဲမထိန်နိုင်မသိမ်းနိုင်ပြင်းပြင်းထန်ထန်တုံညီလာပါတော့တယ်ဒါမဖြစ်နိုင်တာကေမန်ကျွန်းစုကပင်လယ်ရချအကောင့်တွေပြီးတော့ဒီကုမ္ပဏီ6ခုရဲ့ငွေစည်ရင်းစီးဆင်းမှုမှတ်တမ်းတွေကိုမင်းဘလို့လုပ်ရနိုင်တာလဲဒါကလှုပ်ဝက်ချက်ပဲဥစားဒီနေ့နေ့လယ်2:10မိနစ်မှာမင်းယွန်း15တန်းလွှဲပြောင်းခဲ့တယ်ညနေ3:00တိတိမှာတော့မင်းယွန်းတန်း60တန်ဖိုးရှိတဲ့အခွန်လိမ်လည်မှုတက်တွေနဲ့ငွေခေါ်ဝါချမှုတက်တွေအားလုံးကိုကျွန်တော်မျိုးတော်စီးပွားရေးရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့စီကိုအကုန်ပေးပို့ပြီးဒီအဖြစ်ကအနည်းဆုံးထောင်ဒဏ်10နှစ်ကစားတာမင်းငါကိုချင်းချောက်တာလားမင်းငါကိုတရားစွဲရင်တော့ဒါကစီးပွားရေးဆိုင်ရာအငင်းပွားမှုပဲတရားရုံးကစစ်ဆေးဖို့အနည်းဆုံးတစ်နှစ်ကြာမှာငါမှရှိနေတွေနဲ့ရင်ဆိုင်ဖို့အချိန်တွေအများကြီးရှိတယ်ပြီးတော့ငါကိုကောက်ွယ်ပေးမဲ့အဆက်အသွယ်တွေလည်းအများကြီးရှိတယ်မင်းနောက်ထပ်10မိနစ်တောင်ခံနိုင်မှာမဟုတ်ပါဘူးလာမယ့်အင်္ဂါနေ့မှာမြို့တော်စီးပွားရေးဘဏ်ကမင်းရဲ့ယွန်းတန်း80ချေးငွေတက်တန်းတိုးတာကိုစစ်ဆေးရမှာမဟုတ်လားတိုက်ဆိုင်ပဲအဲ့ဒီဘဏ်ရဲ့ NAS စီမံခန့်ခွဲမှုဒါရိုက်တာကကျွန်တော် Wall Street မှာရှိတုန်းကကျွန်တော်အောက်ကအလုပ်တင်လေးဖြစ်ခဲ့တာကျွန်တော်ဒီတကားကိုကံမဖွင့်ခင်10မိနစ်အလိုမှတင်စန်စီကုမ္ပဏီရဲ့ကြီးလေးတဲ့ဘဏ္ဍာရေးလိမ်လည်မှုနဲ့ဒေဝါလီခံမဲ့အနေရဲ့အကဲဖြတ်အစီရင်ခံစာကသူတို့ဘဏ်ဥက္ကဋ္ဌရဲ့စပွဲပေါ်ရောက်နေပြီးဘဏ်တွေကအကျွေးဆိုးတွေကိုအကြောက်ဆုံးမဲ့နောက်ထပ်စက္ကန့်30အတွင်းမှာဘဏ်ဘက်ကချေးငွေတွေချက်ချင်းပြန်ဆက်ဖို့အကြောင်းကြားပြီးမင်းရဲ့တီးတန့်အကောင့်နဲ့ကုမ္ပဏီအကောင့်အားလုံးကိုပိတ်ဆို့လိုက်မဲပြီးတော့မနက်မှာတရားရုံးကိုရှောက်ထားပြီးစန်စီကုမ္ပဏီရဲ့ကိုတောင်တွေနဲ့စက်ရုံအားလုံးကိုအတင်းအဓမ္မချိတ်ပိတ်ခိုင်းလိုက်မယ်တေမင်းကအချိန်မှန်တကားလာခောက်တယ်လို့မျိုးစပွဲပေါ်ကဆွန့်ရှိစီရဲ့ဖုန်းကတုံခါပြီးပြင်းထန်မြည်လာပါတော့တယ်ဖုန်းမျက်နှာပြင်ပေါ်မှာပေါ်နေတာကမြို့တော်စီးပွားရေးဘဏ်ဥက္ကဋ္ဌဝန်ဖြစ်ပါတယ်ဆွန့်ရှိစီကတုံညူနဲ့လက်ကိုဆန့်ပြီးစပီကာခလုတ်ကိုနှိပ်လိုက်ပါတယ်မစ္စတာဆွန်မင်္ဂလာပါခင်ဗျားတို့ကုမ္ပဏီကကြီးလေးတဲ့ဘဏ္ဍာရေးစည်ရင်းလိမ်လည်မှုနဲ့အမှုခင်းအန္တရာယ်ရှိနေတာကြောင့်ကျွန်တော်တို့ဘဏ်ရဲ့အန္တရာယ်စီမံခန့်ခွဲမှုကော်မတီကအရေးပေါ်ဆုံးဖြတ်ချက်အရခင်ဗျားတို့နဲ့ချေးငွေပူးပေါင်းဆောင်ရွက်မှုအားလုံးကိုချက်ချင်းရပ်ဆိုင်းလိုက်ပြီးခင်ဗျားတို့အကောင့်ထဲကပတ်စံတွေကိုလည်းဘဏ်ဘက်ကတရားဝင်ပိတ်ဆို့လိုက်ပြီဖြစ်လို့နောက်ထပ်48နာရီအတွင်းမှာချေးငွေရင်းနဲ့အတိုးယွမ်တန်း80ကိုချက်ချင်းပြန်ဆက်ပါမဟုတ်ရင်ကျွန်တော်တို့တရားရုံးကိုရှောက်ထားပြီးခင်ဗျားရဲ့ပိုင်ဆိုင်မှုအားလုံးကိုအတင်းအဓမ္မလေးလံတင်ရောင်းချပါလိမ့်မယ်ကိုဘာသာကိုတတိထားပါဖုန်းကျသွားတဲ့အတန်ကတိတ်ဆိတ်နေတဲ့အခန်းထဲမှာပြန့်လွင့်နေပါတယ်ဆွန့်ရှိစီရဲ့ဖုန်းကလက်ထဲကနေကျန်းပြင်ပေါ်ကိုဖက်ခနဲ့ပြုတ်ကျသွားပါတယ်သူဟာတကူလုံးအယိုးတွေထုတ်ပစ်လိုက်တယ်လို့မျိုးဒူးနှစ်ဖက်ပြောခွေပြီးကျွန်တော်မှောက်ချထားတဲ့ဝိုင်းတွေကြားထဲကိုဖုန်းကနေတူးထောက်လဲကျသွားပါတော့တယ်မစ္စတာလင်ကျွန်တော်မှားပါပြီတကယ်ပဲမှားပါပြီဗျာခင်ဗျားကိုမယိုးမသားမလုပ်ခဲ့တင်ဘူးကျွန်တော်ပတ်စံပြန်ပေးပါမယ်အဲ့ဒီယွန်း15တန်းလုံးကိုပြန်ပေးပါမယ်အတူရောအရင်ရောအဲ့ဒီနစ်နာခဲ့တဲ့လူနာရှင်တွေကိုအကုန်ရောပေးပါမယ်ခင်ဗျားလက်လွတ်ပေးပါဦးဘဏ်ကိုစကားပြောပေးပြီးချေးငွေပြန်မရုပ်သိမ်းဖို့ပြောပေးပါဦးဗျာအခုမှပတ်စံပြန်ပေးချင်တာနောက်ကျသွားပြီးဒါကမင်းအောက်ကတရဝရီရဲ့အသက်ကိုတန်ဖိုးမထားတဲ့တားတက်သမားတွေအတွက်မင်းတာဝန်ယူရမယ့်တန်ဖိုးပဲဒီစာချုပ်ကိုလက်မှတ်ထိုးလိုက်စေးရုံကနစ်နာခဲ့တဲ့လူနာရှင်အားလုံးရဲ့ဆုံးရှုံးမှုတွေကိုအစ30ရော်ကြေးပေးဖို့စည်ရင်းရှင်းလိုက်ပါအဲ့ဒီအရေးသွေးမမီတဲ့ဆေးတွေကြောင့်တေဆုံးသွားခဲ့ရတဲ့ကြောင်တွေခွေးတွေအတွက်သူတို့ရဲ့မိသားစုဝင်တွေကိုတိတိကျကျတောင်းပန်စကားပြောရမယ်ကျွန်တော်ဝစ်စုံလက်မောင်းကိုညှိလိုက်ပြီးအခန်းပြင်ကိုလှည့်ထွက်ခဲ့ပါတယ်ကျွန်တော်နောက်ွယ်မှာတော့ဆွန့်ရှိစီကကျမ်းပြင်ပေါ်မှာမှောက်ပြီးမိမိဘာကိုမိမိအားရပါရပြန်ရရင်တုံရီနဲ့အပြည့်ဝင်ခံစားပေါ်မှာလက်မှတ်ထိုးရင်ခွေးအိုတကောင်လိုမျိုးမျောလင်းချက်မဲ့စွာအော်ဟစ်ငိုကြွေးကြံရစ်ခဲ့ပါတော့တယ်ဘန္နာကြီးလောကရဲ့အသားကြီးဆက်ကြီးစတင်လဲပတ်ပြီးဆိုရင်အယိုးတွေကိုခြေမော့ပြည့်ုံတင်မကပဲလုံးဝရပ်တန့်သွားမှာမဟုတ်ပါဘူးဒီနေ့ပြီးရင်မြို့ထဲမှာရွှေချုံဆေးရုံဆိုတာမရှိတော့သလိုတရိတ်ဆန်ဆေးကုသရေးလောကမှာလည်းအန်ရီစီမံခန့်ခွဲမှုပညာရှင်တယောက်ရဲ့အဆင့်မြင့်တိုက်ခိုက်မှုအကြောင်းကြောက်စရာကောင်းတဲ့ပုံမြင်တစ်ပုတ်ဖြစ်တစ်သက်လုံးပြန့်လွင့်နေပါလိမ့်မယ်အရင်နီလောကပြိုလဲသွားတဲ့အချိန်ကတကယ်ကိုမြန်ဆန်ပြီးပြင်းထန်လာပါတယ်၃ရက်ကြာမှာတော့မြို့တော်ရဲ့မနက်ခင်းသတင်းတွေနဲ့လူမှုကွန်ရက်ပလက်ဖောင်းအားလုံးရဲ့အဓိကသတင်းကောင်းစင်တွေမှာတရိတ်ဆန်ဆေးကုသရေးလောကတစ်ခုလုံးကိုရှင်းလင်းလိုက်တဲ့သတင်းဆိုးကြီးနဲ့ပြည့်နှက်နေပါတယ်မြို့တော်ရဲ့တရိတ်ဆန်ဆေးကုသရေးဆိုင်ရာကြီးလေးတဲ့လိမ်လည်မှုနဲ့ပိတ်ပင်ထားတဲ့ဆေးဝါးများရောင်းချမှုအမှုကိုမနေ့ကတရားဝင်ဖော်ထုတ်နိုင်ခဲ့ပြီးအမှုနဲ့ပတ်သက်တဲ့စန်စီတရိတ်ဆန်ဆေးကုသရေးပစ္စည်းကုမ္ပဏီနဲ့ပြင်းပိုင်ဆိုင်တဲ့ရွ
ဟေချုံအထူးတန်းတိရစ္ဆာန်ဆေးရုံအပါအဝင်ဆိုင်ခွဲ23ဆိုင်ကိုလုံးဝချိတ်ပိတ်လိုက်ပြီးဖြစ်ပါတယ်။ဒီ3ရက်အတွင်းမှာစွန့်ရှိစီဟာပြစ်ဒဏ်လျှော့ပေါ့မှုကိုရရှိဖို့အတွက်ပိုင်ဆိုင်မှုအလုံးကိုရောင်းချပြီးဗန်ချင်းငွေတွေနဲ့အခွန်ငွေတွေကိုအကုန်စင်ဆက်ခဲ့ရရုံနဲ့မကပဲသူချုပ်ဆိုခဲ့တဲ့အပြစ်ဝင်ခံစာအတိုင်းရွှေချုံဆေးရုံမှာလွန်ခဲ့တဲ့6လအတွင်းနစ်နာခဲ့ရတဲ့အိမ်မွေးတိရစ္ဆာန်မိသားစုအလုံးကိုအစ30အမြင့်ဆုံးငွေသားလျော်ကြေးပေးခဲ့ရပါတယ်။ရခင်ကမိမိတို့ရဲ့ကြောင်တွေခွေးတွေတိတ်ဆုံးသွားခဲ့ရပေမဲ့ဘာမှမတတ်နိုင်ပဲအိမ်မာတင်တိတ်တဆိတ်ငိုကြွေးနေခဲ့ရတဲ့တာမန်လူများစုဟာအဲ့ဒီလိုကြီးမားတဲ့လျော်ကြေးငွေနဲ့ရဲစခန်းရဲ့အကြောင်းကြားစာကိုရရှိတဲ့အခါမိမိတို့မျက်စိကိုယ်တော်မယုံနိုင်ပဲရှိကြရှာပါတယ်သူတို့ကအွန်လိုင်းပေါ်မှာအကျေးဇူးတင်ပါတယ်NASစီမံခန့်ခွဲမှုပညာရှင်ကြီးဆိုတဲ့အကြောင်းအရာတစ်ခုကိုပါစုပေါင်းပြီးဖန်တီးခဲ့ကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီလိုနာမည်ကျော်ကြားမှုကိုလက်ခံဖို့အတွက်ရှေ့ကိုထွက်မလာခဲ့ပါဘူးWall Street မှာပြတ်သားစွာဆုံးဖြတ်ချက်ချလေ့ရှိတဲ့ NAS စီမံခန့်ခွဲမှုပညာရှင်တယောက်အနေနဲ့ကတော့ကျွန်တော်ဟာဗန်ဒါရေးစနစ်ထဲကမှားယွင်းနေတဲ့ကုတ်ချုပ်ကိုတာမန်ကာရှန်ကပဲရှင်းလင်းပေးခဲ့တာဖြစ်ပါတယ်